ရိသတ်များအားလုံးပဲမင်္ဂလာပါကျမတို့ရဲ့ကန်းကောဆိုင်ရဲ့ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာစောပြည့်ချမ်းသာရေးသားထားတဲ့သူ့ကိုယ်မှချစ်မိပါသည်ဆိုတဲ့ဝတ္ထုဇာတ်လမ်းလေးရဲ့စက်သိမ်းပိုင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ပါဝတ္ထုဇာတ်လမ်းလေးမစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ရှင်ဒါဆိုရင်တော့ဝတ္ထုဇာတ်လမ်းလေးကိုအခုပဲစတင်လိုက်ပါတော့မယ်ဖက်ဆက်ဟိုတယ်ကျင်းမမန်နေဂျာ3ယောက်ရှိပါတယ်ပထမမန်နေဂျာကအမည်သားခံရောတကယ်အလုပ်လုပ်ရသူကဒုတိယမန်နေဂျာချုပ်ဖြစ်တဲ့မိမိသားဖြစ်တယ်ဟိုတယ်ကျင်းမှာလိုအပ်တာတွေကိုစီစဉ်ညွှန်ကြားဖို့အတွက်သူကိုယ်တိုင်ကြည့်ရှုရတဲ့အချိန်မှာအဲ့ဒီနဲ့အတူရှိနေတဲ့တငယ်ချင်းကိုမင်းကြီးနဲ့တချီသူတွေ့ဖြစ်တယ်အဲ့ဒီအနားယူချိန်မှာကိုမင်းကြီးကသူ့ထံရောက်လာပြီးတော့တနင်္ဂနွေနေ့ကျရင်သူ့ထံစောစောလာဖို့ချင်းဆိုသွားတယ်ကိုမင်းကြီးရဲ့ချင်းဆိုမှုကိုသူလက်ခံလိုက်ရပါတယ်ကိုမင်းကြီးနဲ့စကားပြောဆိုပြီးတဲ့နောက်မှာသူ့အလုပ်တွေကိုဆက်လက်လုပ်ရပြန်တယ်။လာကြောက်စင်းဖိုင်တစ်ခုကိုသူစစ်ဆေးနေစေဖုန်းမြင်လာတဲ့ကြောင့်သူဖုန်းလေးကိုလှမ်းယူနားထောင်လိုက်ရင်ဟုတ်ကဲ့အမိတ်ရှိပါခင်ဗျာဟော်တရားပါမန်နေဂျာဦးဝင်းမင်းထိုင်းနဲ့ကျေးဇူးပြုပြီးစကားပြောပြရစေရှင်။တစ်ဖက်မှကြားလိုက်ရတဲ့တာယာညိပြောင်တဲ့စကားတန်ကြောင့်ဝင်းမင်းထိုင်းရင်နဲ့တိတ်တုံသွားရလေ။မှန်နေတစ်ဖက်မှအတန်ရှင်ကမမသွင်းရဲ့အတန်ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ဝင်းမင်းထိုက်ပါသိပါတယ်မောင်လေးရဲ့မမတုံးကတမင်ပြောတာမောင်လေးအတံပဲစောစောကလေးကမမတုံးသိထားပြီးသားသူ့အတန်ကိုမမတုံးမှတ်မိနေရဲ့ဆိုတဲ့စကားကသူ့ရင်ထဲမှာထက်ဆင့်လှုပ်ရှားစေရပြန်ပါတယ် sorry ပါခင်ဗျာဘာလို့တောင်းမှန်တာလဲမောင်လေးမင်းမမတုံးအတန်ကိုမမှတ်မိဘူးမဟုတ်လားမမတုံးအမေတွေသူမဖြေစရာလဲလို့ပဲမထင်ပါမမတုံးရဲ့အတန်စင်တွေကသူ့နားထဲမှာတဆင့်အသေးထဲမှာအပြည့်ရှိနေနေအဲ့ဒီအဖြစ်ကိုသူကဘယ်လိုမျိုးပြန်လဲဖြေချခွင့်ရှိပါမလဲအဲ့အတွက်သူတိတ်ဆိတ်တာနေလိုက်ခြင်းဖြစ်ပါတယ်။မောင်လေးဗျာမမတုံးပျောက်ချက်တာကောင်းလာကြလားကွယ်မမတုံးစီဖုန်းတော့ဆက်ပုံမရဘူး။ကျွန်တော်မှအားလို့ပါမမတုံးရဲ့သိပါတယ်ကွယ်မောင်လေးကအလုပ်ကိုတိတ်ကြိုးစားရဲဆိုတာမကြာခဏမောင်လေးတို့အိမ်ကိုမမတုံးရောက်တယ်။အော်ဟုတ်ကဲ့တော်လေးကဆိုင်မထွက်နိုင်တော့ဘူးနော်။ဆိုင်တော်မှပိတ်ထားရတယ်လို့ပြောတယ်။ဟုတ်တယ်မမတုံးကျွန်တော်တို့ကဆိုင်ပေးမထွက်ခိုင်းတော့ပါဘူး။ညီမလေးကိုလည်းမေမေနဲ့ပဲနေခိုင်းရတယ်လေ။ဒါပေါ့ကွယ်မောင်လေးထင်လေးကျော်ကတော့မမတုံးရဲ့ကုမ္ပဏီမန်နေဂျာကြီးအဖြစ်နဲ့တိတ်အဆင်ပြေနေပါတယ်။အခုကိစ္စတစ်ခုနဲ့ပဲသူ့အကူနဲ့ပြည်ကိုလိုက်သွားရတယ်မောင်လေးရဲ့။အော်ဟုတ်ကဲ့မမတုံးကျေးဇူးတင်ပါတယ်။အိုးကြည့်စမ်းကို့မမချင်းဒီလိုပြောရလား။နောက်ဒီလိုမပြောနဲ့မမတုံးမကြိုက်ဘူးကွယ်။တခါကသူပြောဖို့ရဲ့အတုံးလုံးကိုမမတုံးအခုပြန်သုံးလိုက်လို့သူခက်လွန်းလွန်းပြန်ဖြစ်လိုက်ရတယ်။မောင်လေးဘာလို့စဉ်းစားနေလဲ။မစဉ်းစားပါဘူးမမတုံးမစဉ်းစားပါဘူးသာဆိုရင်မောင်လေးနဲ့မမတုံးစကားပြောရတာတိတ်မတွက်လာဘူးဖြစ်နေရဲ့ကျွန်တော်ဘာပြောရမလဲမသိလို့ပါကဲဒါဆိုလဲမမတုံးပဲပြောမယ်ညနေကျရင်မောင်လေးပြန်မဲ့အချိန်မမလာခေါ်မယ်စောင့်နေကိစ္စရှိလားမမတုံးကိစ္စရှိမှလားကွယ်တို့မောင်နှမတွေမတွေ့ရကြပြီမဟုတ်လားမမတုံးအိမ်မှာထမင်းစားဖို့မောင်လေးကိုလာခေါ်မယ်အားနာစရာမမတုံးရဲ့ဟော तू ကအားနာပြန်ပြီဘာမှပြောမနေနဲ့မမတုံးလာခေါ်မယ်စောင့်နေကဲဒါပဲနော်သူဘာမှပြန်မပြောလိုက်နိုင်ခင်မှာပဲမမတုံးဖုန်းချသွားပြီးသူကမမတုံးရဲ့အေးအေးဆိုင်မှုအတွက်ရင်ထဲတိတ်တုံရှိရပါတယ်စက္ကန့်မလက်သူတတိယနေလို့သာမမတုံးလည်းသူ့ကိုတတိယလေးနေမယ်လို့သူထင်နေမမတုံးနဲ့မဆက်တဲ့တော့လေမမတုံးအပေါ်မှာသူ့ရဲ့ဆွဲလန်းမြန်လို့ရတဲ့ချစ်တဲ့စိတ်ကတဲမှုတမျှပင်မပြတ်ရွံ့ပါအော်မမတုံးရဲ့ကျွန်တော်ကအိမ်မက်ကိုခုံမိပြီးတော့စိတ်ကူးရင်ကိုတွေ့ဖက်ထားမိရဲ့အယူတယောက်ပါပဲဗျာသူ့ရင်နဲ့နာကျင်လွမ်းမောက်စွာညှိတွားမိပါတယ်။မမတုံနဲ့ဖုံးပြောပြီးတဲ့နောက်မှာသူ့အချိန်တွေကိုကြည့်နေမိရတယ်။ဒီနေ့မှအချိန်တွေကုန်ခဲလာတယ်လို့လည်းသူထင်နေမိရတယ်။သူ့စိတ်တွေလှုပ်ရှားစေပြီးအချိန်တွေကကုန်သွားတယ်။သူထိုင်ရမှထိုင်ရလိုက်ပြီးမမတုံလာမယ်ဆိုလို့သူအပြင်ကိုထွက်ဆောင်နေတဲ့ခြေလမ်းတွေကအသိရှင်နေတယ်။သူအပြင်ရောက်တာနဲ့မမတုံကားလေးရတယ်သူရှိသူညင်သာဆောင်ရောက်ရှိလာတော့တယ်။ကဲမောင်လေးတက်မမတုံမဲမောင်းသွားရမယ်။အဲ့လိုမျိုးမမတုံကပြောရင်ကားတကားဖွင့်ပေးလာလို့သူတက်လိုက်ရတယ်။ဟိုတယ်ရှင်မမတုံကကားလေးကိုညင်သာဆောင်မောင်းနေထွက်လာခဲ့။မောင်လေးတော်လေးမြာကွယ်မောင်လေးအကြောင်းမမတော်တိုင်းတွတ်ပြောနေရပဲ။ကျွန်တော်အကြောင်းဘာရီများလဲမမတုံတခြားမဟုတ်ပါဘူးကွယ်။မောင်လေးလိုအဖိုးတန်သားတယောက်တည်းချွေးမကောင်းကောင်းလေးလိုချင်တဲ့သဘောပါ။အော်ဗျာအမေကလည်းမောင်လေးမှချစ်သူရွယ်သူမရှိသေးဘူးလား။မမတုံရဲ့အဲ့ဒီစကားတွေသူမဖြေပြောပါအောင်။အဲ့ဒါကျွန်တော်မဖြေချင်ဘူးမမတုံ။အော်မဖြေချင်တာအသေးကွဲနေလို့လားမောင်လေးမောကျောက်စာတတိတစ်ချက်ကိုမြှုပ်ချလိုက်မိပြီးတော့ကားမောင်းနေတဲ့မမတုံကိုသူတစ်ချက်ကြည့်မိလိုက်တယ်
ကျွန်တော်ဘယ်တော့မှအိမ်တော်ရေးကိုမစင်စားတော့ဘူးမမတုံးဘာဖြစ်လို့ကျွန်တော်ကဘဝတန်လန်းရှာဖွေနေသူပါအခုကျွန်တော်လာစာနဲ့မိမတယောက်ကိုကျွန်တော်ကောင်းကောင်းမထားနိုင်သေးဘူးဒါဆိုဘာလို့အိမ်တော်ရေးကိုဘယ်တော့မှမစင်စားဘူးလို့ပြောသေးလဲမိမတယောက်ကိုတင်းတင်းတက်တက်ထားနိုင်ရင်အိမ်တော်ရေးဆိုတာစင်စားရမှာပဲမဟုတ်လားဖြစ်နိုင်တော့ကျွန်တော်အိမ်တော်မပြုတော့ဘူးဒါပေမဲ့မလွဲတာတဲ့အခြေအနေမျိုးဥပမာမမေ့ကြောက်မျိုးဆိုပါတော့ဒီတစ်ခါတော့ကျွန်တော်စင်စားရမယ်ထင်ပါတယ်မောင်လေးကအကြီးပြီးသားမိဘပေါ်လေတောင်းဝင်ကြပါရဲ့ကွယ်အဲ့စကားနဲ့အတူမမသွန်းတိတ်ဆိတ်သွားရင်သူလည်းဆက်မပြောတော့တောင်းကြတဲ့အချိန်မှာမမသွန်းခြံထဲသို့ရောက်လာကြရင်စေဝင်အောက်မှာကားလေးရက်ထားတာနဲ့ကလေးတွန်းလဲလေးနဲ့အတူညီမကျွန်းနေတာကိုတွေ့ရရင်ညီမလေးရေမောင်လေးကိုညစာထမင်းကျွေးမယ်ကွယ်ဟုတ်ကဲ့မမညီမပြင်ထားပါမယ်ညီမအိမ်ထဲဝင်သွားတဲ့အချိန်မှာကလေးတွန်းလဲလေးကိုဝင်းမထိုက်တွန်းရင်အိမ်ထဲဝင်လာရင်မမသွန်းကလည်းသူ့အနီးမှာပါလာရင်မမသွန်းကတင်းရင်တင်းသူကကတိန်ကပါရင်အိမ်ထဲမှာသူထိုင်ရုံပဲရှိသေးတယ်။နေမှာကအေးခွက်ကိုယူလာပြီးတော့မောင်လေးရေထမင်းမစားခင်အမောပြင်လေးအေးနည်းနည်းတောက်နော်ထမင်းစားမပြတ်ပါဘူးကွယ်နည်းနည်းပဲဟာမမတုံအလိုကြောင့်သူအေးကိုတောက်ရတယ်။မမတုံဘဲချင်းတော့မောင်လေးနဲ့တခါမှမတွေ့ဘူး။ဒါကြောင့်ငါ့မောင်မမတုံကတွေ့အောင်လို့အမိဖမ်းရတော့တာ။ကျွန်တော်လဲလားလဲကြမှာရဗျာမအားလို့ပါ။သိပါတယ်လေကိုနဲ့မောင်လေးထိန်လင်းရတော့ဒီညပြည်မှာအိတ်ကြမယ်။ကိုကတော့မောင်လေးထိန်လင်းကိုတိတ်တဘောကြနေတာ။ကြားရတာဝမ်းသာပါရဲ့မမတုံမောင်လေးရောအခုအလုပ်ထဲမှာအဆင်ပြေလားအေးလေပြင်မှာပေါ့မန်နေဂျာချုပ်ရာတို့ကတေးရမှာမဟုတ်တာကဲမောင်လေးထမင်းစားကြရအောင်မောင်လေးလည်းပြန်အောင်မယ်မဟုတ်လားမမနဲ့ညီမလေးနေမှာပြန်လိုက်ပို့ပေးမယ်သိလားဟာပြန်မလိုက်ပို့ပါနဲ့မမတုံတော့ပြန်လာရင်မိုးချုပ်ပြီးတော့အကိုလည်းမရှိတော့ကျွန်တော်စိတ်မချပြန်ဖြစ်နေရအောင်ပါရပါတယ်ကွယ်မမတို့က2ယောက်ပဲဟာလာထမင်းစားကြမယ်မမတုံဦးဆောင်ပြီးထမင်းစားခန်းထဲသို့ဝင်ခဲ့ကြရင်ထမင်းပွဲရအစင်သိအဲ့ဟာညီမလေးနေမှာလက်ရတွေပဲမောင်လေးထမင်းမေစားနော်မမတုံကဂရုစိုက်ပြီးသူ့ပကံနဲ့ဟင်းနေထည့်ပြီးသူ့အနေနဲ့ထမင်းသာစားနေရတယ်မမတုံပြန်လိုက်ဖို့မယ်ဆိုတဲ့စကားအတွက်ဘုံဝင်မကျဖြစ်နေရတယ်ပြီးတော့မမတုံကသူ့ရှေ့မှာညီမကိုလည်းအမြဲတမ်းအမွှန်းတင်စကားထက်တဲ့ပြောနေတတာကိုလည်းသူ့စိတ်မှာကတိကအောက်ဖြစ်မိရပါတယ်အဲ့ဒီအတွက်သူကထမင်းစားပြီးရနဲ့အဲကဲထဲမှာအချိုပဲတွေကိုမမတုံနဲ့နီနီမာတို့ပြင်ဆင်ယူလာမယ့်အချိန်မှာမမတုံလိုက်ပို့နေမှာဆိုလို့အတိမပင်နှုတ်မဆက်ပဲအတွေ့မခံတော့ပဲမမတုံတို့တိုက်ကျရဲမှာအလင်းမြန်စွာလက်ထပ်ခဲ့လိုက်ပါတော့တယ်။ဟာမမေရေကိုကြီးပြန်လာပြီ။သူခြံရှိရောက်တာနဲ့အင်းရှိမီများလေးကညီမလေးခင်ရဲ့အတန်နဲ့တူအပြေးလာခြံတကားလေးလာဖွင့်ပေးတာကိုသူတွေ့လိုက်ရတယ်။သူသိပါရဲ့သူအိမ်ပြန်ရောက်လာခြင်းကည7:00 နာရီထွန်းနေပြီမို့မမေနဲ့တကွာညီကိုမနမရီအားလုံးစိုးရင်ရင်စောင့်နေကြမှာဖြစ်ကြောင်းကိုလာခြံတကားဖွင့်ပေးပြရနဲ့ညီမလေးခင်ကသူ့လက်ကိုဆွဲကစိတ်ချမ်းမြေ့ဟန်ကလေးနဲ့ခေါ်ရှာရင်ခြံတကားပိတ်ပြီးမနမနဲ့ကဆက်လျှောက်ခဲ့ကြတဲ့အချိန်မှာကိုမမေကအိပ်ပျော်သွားမှဆိုလို့ဆေးရမတော့ပဲကိုစောင့်နေရအဲ့လိုမျိုးထိန်လေးရပြောတယ်။အော်မမေရဲ့အေးလေကျွန်တော်လည်းလိုအပ်သွားတယ်။ဖုန်းဆက်အကြောင်းကြားတင်နေဒါပေမဲ့ဖုန်းဆက်ချိန်တော့မှမရလို့ပါမမေအားလုံးစိတ်ပူနေမှာကိုသိပါရဲ့။မိသားစုတွေအားလုံးအိမ်ထဲဝင်ခဲ့ကြတယ်ပြီးတော့သူ့ကိုမိကုံမျက်နှာလေးနဲ့ဝိုင်းကြည့်နေကြလို့သူကလည်းမိသားစုနဲ့ဒီညတော့ဆွေးနွေးဖို့အစီအစဉ်ရှိနေရလေကိုရေချိုးပြီးထမင်းစားမလားမစားတော့ဘူးတည်စားခဲ့ပြီးရေချိုးလိုက်မယ်ရေချိုးပြီးအားလုံးကိုပြောပြစရာရှိရင်အိမ်ခန်းထဲမှာစောင့်နေကြနော်ဟုတ်ကဲ့ကိုမေဘာမှတွေးပြီးတော့စိတ်မပူပါနဲ့နော်အေးစစ်စစ်နဲ့ငြိမ်ငြိမ်ထားကျွန်တော်ရေမြင်ချိုးလိုက်မယ်မေကျော်ပုတ်ကသူနှစ်သိရင်ရေချိုးဖို့အတွက်အခန်းထဲသို့ဝင်လိုက်ပါတော့တယ်မိသားစုအားလုံးမှာသူပြောတဲ့ကိုပြန်လာပြီပဲမေစေးတောက်လိုက်ပါလားစကားပြောဆိုပြီးတော့အိမ်အောင်မနဲ့အတော်ပဲပေါ့ယောဂဖြစ်နန်းနေနေတဲ့မိခင်ကိုဂရုတက်ဆိုင်တီတီကပြောတော့တော်အေးမိမှာသားသမီးတွေကိုကြည့်ပြီးကောင်းခါလိုက်ရင်ကမတောက်တော့ပါဘူးသမီးရဲ့အိမ်အောင်ဝင်ခံနေမှာပဲတောက်မယ်သမီးကိုကဘာတွေပြောမလဲမသိဘူးလေကိုပြောမှအလုပ်ကိစ္စတခုခုအကြောင်းပဲဖြစ်ပါလိမ့်မယ်မေရဲ့မေဘာမှမစိုးရင်ပါနဲ့စိုးရင်တော့သားလေးရဲ့မေရဲ့လိန်မာလာတဲ့သားတွေသမီးရဲ့တခုခုလဲချော်သွားကြမှာကိုမေအမြဲတမ်းစိုးရင်နေတယ်။ဒါကြောင့်မေယောဂတက်နေရဖြစ်မယ်။မေဘာတွေစိုးရင်နေလဲ။ကဲသမီးကိုပြော။ကလေးပြပြခင်ကမေကိုဘလူပလဲလေးလောက်ကမေရင်စိုးရင်တော့သမီးလေးရဲ့အရွယ်တွေကလည်းအားလုံးရောက်လာကြပြီဆိုတော့ရုပ်ဆအစောမတော်မတဲ့လူတွေနဲ့ပေါင်းသိမိမှာစိုးရင်ရရလေ။မေကျွန်တော်တော်တော်မပူနဲ့နော်။မမတို့နဲ့အကိုကြီးကိုချစ်ဦးတို့ကကျွန်တော်ညီရင်တယောက်လိုတူသားတယောက်လိုချစ်ခင်ပြီးတော့ဂရုစိုက်ကြတာ။အေးပါကွယ်မေသိပါရဲ့။မေကလေးအားလုံးလိမ်မာကြမေအတိဆုံးပေါ့ဒါပေမဲ့သမီးတို့အကိုကြီးတွေမေပူတယ်ကွယ်
ဖြစ်နိုင်ရင်စိတ်ချရတဲ့မိန်းကလေးတယောက်နဲ့မမေအိမ်သာချပေးခြင်းနေဟင်ဘာဖြစ်လို့လဲမမေမောင်နှမတွေအားလုံးအံ့ဩသွားရတယ်တီတီကနားမလည်စွာမေးလိုက်တယ်သားကြီးကိုဆိုရင်ဌာနတိုင်းကမိန်းမတွေကစိတ်ဝင်စားကြတယ်မဟုတ်လားသားကြီးကအမြဲအဲ့ဒီစမ်းချစ်ဘက်တွေကိုသူရှောင်နိုင်မလားစဉ်းစားအောင်တနေ့သူမရှောင်နိုင်လို့မမေတို့နဲ့အတွေ့မတူတာမျိုးမမေတို့မိသားစုတွေဝင်ရောက်လာမယ်ဆိုရင်ချစ်ခင်စီးလုံးနေတဲ့မမေတို့မိသားစုလည်းပျက်စီးပြုတ်ခဲ့သွားမှာမမေအကြောက်ဆုံးပဲအော်မမေရဲ့ကိုကိုကမှတွေးပူလိုက်တာဟုတ်တယ်သမီးလေးရဲ့ကိုကိုကြီးကိုမှမမေတွေးပူရတယ်သားကြီးနားမှာမိန်းကလေးတွေကဝိုင်းဝိုင်းလိန်နေကြတယ်မဟုတ်လားကိုကိုလုံးနေရတဲ့အလုံးတွေကတော့ဒီလောက်တော့ရှိမှာပါမမေရဲ့ထိတ်လင်းကျော်ကအဲ့လိုပြောတယ်မမေလည်းနားလဲပါတယ်သားဒါကြောင့်မမေကြွတင်ကောက်ွယ်ထားချင်တာဒါဆိုမမေကကိုကိုကိုအမြန်ဆုံးအိမ်နာချပေးချင်လို့လားအဲ့လိုစိတ်ကူးရတယ်သမီးဒါကြောင့်မမေကသမီးလိုတူမလိုအားကိုးရတဲ့သွန်းနေတာမှသားကြီးအကြောင်းတွေပြောဖြစ်ပူသေးရဲ့မမတုံးကရောဘာပြောလဲမမေတုံးကတော့သမီးတို့ကိုကိုဒီလောက်ပဲတိခောက်ကြည့်ပါအောင်မေမမေတို့ကကိုကိုကိုဘယ်သူနဲ့သဘောတူနေလို့လဲတူစရာရောအသိရှိနေပြီလားတီတီကအဲ့လိုမေးလိုက်တယ်ဟုတ်တယ်သမီးတုံးနဲ့ဒီကိုပပလာနေရဲ့နီနီမာလေးကိုမမေသဘောကျတယ်ကွယ်ပြီးတော့နီနီမာတခြားတစ်စိမ့်လည်းမဟုတ်ဘူးတုံးခင်မို့ရဲ့တူမပဲမဟုတ်လားကြည့်လိုက်တာနဲ့နီနီမာမင်းမကောင်းလေးလက္ခဏာပေါ်လင်းနေရဲ့အဲ့တော့ဟုတ်တယ်မမေတီလန်နီမကတော့သဘောကျတယ်ခင်လည်းအဲ့ဒီမမနီမာကိုသဘောကျတယ်မမေကျွန်တော်လည်းမမနီမာအကြောင်းတော့ကောင်းကောင်းသိပါတယ်မမေမမနီမာတကယ်ပဲအိမ်နာမှုမှာတော်ပြီးတော့လိမ္မာရင်ကြီးတိမ်မွေးရဲ့အမျိုးသမီးလေးပါပဲနေပါအောင်မမေကသာမမနီမာကိုသဘောကျနေတာမမတုံးကသဘောတူပါမလားတုံးကလည်းတားချင်းနဲ့ဆိုရင်သဘောတူရဲ့အကြောင်းမမေတို့ချင်းပြောဆိုပြပါပြီကွယ်အော်ဟုတ်လားဟိုမှာကိုကိုလာပြီတိတ်တိတ်နေကိုကိုကိစ္စကိုကိုပြောမှနားထောင်ကြရအောင်တိန်လင်းကအဲ့လိုပြောလို့အားလုံးစကားရရကဝင်းမိထိုက်တန်လှမ်းကြည့်လိုက်ကြတယ်မမေကကျွန်တော်တောင်းမှန်ပါတယ်ဒီနေ့ကျွန်တော်နောက်ကြတဲ့ကိစ္စတွေအကြောင်းကျွန်တော်ပြောပြပါမယ်မိခင်ကြီးအနီးမှာတွင်ဝင်ထိုင်ပြီးစကားဆဆိုရင်မိသားစုအားလုံးရဲ့အကြည့်တွေကသူ့ထံမှာရရှိကသူ့စကားတွေကိုနားဆင်နေမိကြလေလူတယောက်ရဲ့ကန်တရားဆန်းကျင်မှုပြောင်းလဲမှုဟာဘယ်လို့မှမပြောနိုင်ဘူးနော်မမေကြိုတင်တွက်ဆထားလို့လည်းမရဘူးမဟုတ်လားဒါဘာဖြစ်လာလဲပြောပြပါမယ်မမေကျွန်တော်ကိုယ်တိုင်လည်းအိမ်မက်လိုပဲအခုတက်တီတိုင်းထင်နေသေးရဲ့ဒါပေမဲ့အားလုံးကတော့ပြီးစီးတဲ့လောက်ရှိနေပါပြီမမေဘာတွေပြီးစီးနေရလဲကိုကိုထင်လင်းကြော်ဝင်မေကိုကိုပြောပြပါမယ်ဖြစ်လာပေါင်းအစားကတော့ဒီလိုအဲ့လိုမျိုးအစားချီကဝင်မင်းထိုင်ကတငယ်ချင်းကိုမင်းကြီးနဲ့တွေ့ဆုံစကားပြောဖြစ်တဲ့နောက်မှာကိုမင်းကြီးရဲ့အကြောင်းမှန်တွေတကွာကိုမင်းကြီးရဲ့ပိုင်ဆိုင်ရာလုပ်ငန်းတွေအမိပါလွှဲပြောင်းလုပ်ကိုင်ရဲ့အတွက်ကိုမင်းကြီးကအဓမ္မပေးရလာကြောင်းနဲ့ဒီနေ့ကိုမင်းကြီးရဲ့အတင်းရောအဓမ္မပါဖိတ်ခေါ်မှုကြောင့်ကိုမင်းကြီးရဲ့လုပ်ငန်းတွေကိုလိုက်ပြီးကြည့်ခဲ့ရကြောင်းကိုမင်းကြီးကနိုင်ငံသားသာအမြင့်ဆုံးထွက်ရင်စိုင်းပြင်းနေလို့ဒီနေ့ပြည်စည်းနိုင်သမျှသူပိုင်ဆိုင်ရာလုပ်ငန်းတွေကိုအနောက်ရှက်ကိကိနဲ့လုပ်ကိုင်နိုင်စေဖို့အတွက်စာချုပ်စာတမ်းအနေနဲ့အမိများလွှဲကြောင်းနောက်နေ့မှာလည်းအဲ့ဒီကိစ္စတွေကိုဆက်လုပ်ရအောင်မှဖြစ်ကြောင်းသူလက်ရှိနေကိုသူနိုင်ငံသားထွက်သွားတဲ့အခါတန်အရာရှိတွေကိုငှားရမ်းထားပေးစေလိုကြောင်းသူ့အတွက်ငွေတွေကိုဗမာသာအပ်ထားပေးစေလိုကြောင်းစသဖြင့်ဝင်းမိထိုင်ကမိသားစုကိုအားလုံးပြောပြတဲ့အချိန်မှာမိသားစုအားလုံးမှာအံ့အားလွန်းလို့မိသက်ငေးကြောင်နေမိကြရပါလေရောတယ်တကယ်ပါမမေမယုံနိုင်အောင်ပါပဲအခုကျွန်တော်မှအမည်ကိုလွှဲပြောင်းထားတဲ့အစားရစာရန်စာချုပ်တွေအကုန်လုံးပါလာတယ်ကျွန်တော်ကဒီလုပ်ငန်းတွေကိုဦးစီးလုပ်ကိုင်စေချင်တယ်အကျိုးမြတ်ကတော့တဝက်စီပါမမေ။ तू ကအများကြီးနင်းနာနေပါသေးရဲ့သားရဲ့ဟုတ်ပါရဲ့မမေဒါပေမဲ့ तू ကဒီလုပ်ငန်းတွေကိုကျွန်တော်စိတ်အေးလက်အေးလုပ်နိုင်ဖို့အတွက်အားလုံးလွှဲပေးရ तू မရှိရနောက်ပိုင်းမှာသူ့အမျိုးရဲ့ဝင်ဆက်ပတ်မှာဆိုလို့တဲ့ထူးဆန်းတာပဲနော်ကိုကိုအန်စွာခင်ရပြောတယ်အေးလေ तू ကယုံကြည်လို့အားလုံးကိုလွှဲရမှာတော့ဒုမိသားစုကလည်းအကောင်းဆုံးလုပ်ပေးကြရမှာပေါ့ဟုတ်ပါရဲ့မမေသူနိုင်ငံသားမှာနေမပြောလို့မြန်မာပြည်ကိုပြန်လာတဲ့အခါကျရင်သူ့လုပ်ငန်းတွေကိုကျွန်တော်အားလုံးအမြင်ပြန်လွှဲပြီးတော့ပြန်အပ်မယ်။ကောင်းတယ်သားဆင်းရဲခြင်းဆင်းရဲပါစေ။ကတိသစ္စာနဲ့အလုပ်လုပ်ရမယ်။အရေးကြီးတာကကိုယ့်နာမည်မသေးဖို့ပဲ။ဟုတ်ကဲ့ပါမမေကျွန်တော်အမြဲတမ်းသစ္စာတရားကိုလက်ကင်ထားပါတယ်။တားအောင်မမေယုံပါတယ်။အသွင်မတူရဲ့ဂျားအနောက်ရှက်တွေမဝင်လာသေးပေါ့။မမေဘာဆိုလိုတာလဲ။မိခင်စကားအငယ်တွေကနားလည်ထားပြီးမှစိတ်နေလိုက်ကြတယ်။တားအိမ်တော်ပြုတ်ရဲ့အခါပေါ့။ဟွန်းကျွန်တော်အိမ်တော်ဘယ်တော့မှပြစ်မှာမဟုတ်ပါဘူးမမေအဲ့လိုပြောလို့မရဘူးသားလုပ်ငန်းရှင်တရားမဟုတ်ပါပဲနေတာတားအောင်အမြဲလက်ကမ်းနေကြသေးတာလုပ်ငန်းရှင်တွေဖြစ်လာတဲ့အခါတားအခုလက်ရှိထက်အစာပေါင်းများစွာကမ်းလှမ်းတဲ့လက်တွေနဲ့ကြုံရမယ်မိမိစကားတွေအတွက်သူပြောရင်းနေသူ့ရင်ထဲမှာတော့နှုံးရင်နေတော့တယ်သူ့ဘဝမှာမနစ်သက်အပ်တဲ့သူကမှ
နှစ်သက်ထားမိရတဲ့သူ့အဖြစ်ကိုမေမေမမသိသေးပဲမေမေပြောတာသားသဘောပေါက်ရဲ့လားဟုတ်ကဲ့မေမေကျွန်တော်နားလိုက်ပါတယ်မေမေစိတ်ထိခိုက်စေမဲ့အလုပ်မျိုးအဖြစ်မျိုးကျွန်တော်အမြဲတမ်းရှောင်ပါပါမေမေကျွန်တော်ဂရုပေးပါတယ်ကျွန်တော်ကသားကြီးဖြစ်တဲ့အတွက်မေမေစကားကိုကျွန်တော်ထာဝရနားထောင်မယ်ကျွန်တော်မိမမယူသေးပါဘူးယူဖို့လည်းစိတ်ကူးမရှိပါဘူးမေမေနဲ့မိသားစုကိုလှုပ်ကြွအောင်မယ်ဒီကိစ္စနေနဲ့လည်းမေမေဘယ်တော့မှစိတ်မစင်ရဲစေရပါဘူးလို့ကျွန်တော်ဂရုပေးပါတယ်ကဲမေမေစေးတော့ပြီးတော့မေမေအနားယူအိပ်ရဝင်တော့နော်ညီမလေးတော့မေမေကိုစေးတိုက်တော့ဟုတ်ကဲ့ကိုကိုသားမိတော့အခန်းထဲဝေသားကြတဲ့အချိန်မှာအိမ်ရှိမိကိုပိတ်ကသူတို့ညီကိုနှစ်ယောက်လည်းအိမ်ခန်းထဲဝင်ခဲ့ကြတယ်ကိုကိုဟင်အိမ်ခန်းထဲရောက်မှထိန်လင်းခေါ်လို့အိယာကိုပြင်ဆင်နေစေသူထူတယ်ကိုပိုင်စီးပွားရေးလုပ်ပြီးဆိုတော့ဟိုတယ်လောက်ကထွက်ရတော့မှာပေါ့နော်ဒါပေါ့ညီထွက်ရမှာပေါ့ကျွန်တော်ကရောညီကမထွက်ပါနဲ့အကိုကြီးကိုချစ်ဦးကညီကိုအားထားနေတာမဟုတ်လားဟုတ်တယ်ကိုညီလည်းမထွက်ရဘူးကိုတယောက်တည်းအဲ့ဒီလုပ်ငန်းတွေနိုင်မမလားစိတ်မပူပါနဲ့ညီအလုပ်သမားတွေကိုအုပ်ချုပ်ပြီးတော့လုပ်ငန်းတွေကိုစစ်ဆေးရတာပဲကိုလုံနိုင်ပါတယ်ဒါနဲ့ကိုမမေကအိမ်တော်ချပေးခြင်းတဲ့သဘောရှိရင်ကိုဘာမှစိတ်ဝင်စားသေးဘူးညီဘယ်တော့မှလည်းကိုအိမ်တော်ပြမှာမဟုတ်တော့ဘူးဘာဖြစ်လို့လဲကိုထိန်လေးမိတဲ့သူကောင်းရင်လိုက်တယ်ပြီးတော့စကားမစိုးတိတ်ဆိတ်ရင်ပေးနေလိုက်တယ်ထိန်လေးကအကိုဖြစ်သူကိုဘာရင်မဟုတ်တစ်ချက်မြကြည့်နေမိလိုက်တော့တီငိန်နေရဲ့အကိုကြီးရဲ့အတွင်ဟာထိန်လေးကြောင့်နားလေတက်တီကအမှန်ပါကိုအိတ်တော့မင်းအိမ်အောင်ဝင်ဦးချကြတော့ပင်ဝင်းမထိုင်ဟာညီဖြစ်သူကနှုတ်ဆက်ကအိမ်အောင်ဝင်ထွက်သွားလိုက်ပါတော့တယ်ထိန်လင်းကအကိုဖြစ်သူမသိသေးရဲ့မိမိသဘောထားတွေနဲ့အကိုဖြစ်သူနဲ့မမညီမတို့ရုပ်တင်အားရှင်တွဲမြေရောက်ကစိတ်တဲခက်ပြုံးပြုံးရှိနေပြရပါတယ်အလောက်ကိုချစ်ပြီးအလောက်ကိုသာဒီဇိုင်းမမတ်လောက်ကင်တက်တဲ့သူ့အဖို့အချိန်တွေကတတိမထားမိလိုက်သလိုလုပ်ငန်းတွေရဲ့အကျိုးတွေကလည်းလွန်စွာထျက်မှုရှိလာခြင်းနဲ့အရှင်ယုံကမြန်မာတွတ်တက်လာခြင်းကဇွေးနဲ့အာမန်နဲ့စီကံနဲ့လောက်ကင်သူတို့အတွက်ရလက်ကောင်းများပဲမဟုတ်ပါလားမှန်တယ်ဝင်းမထိုင်ကတငယ်ချင်းမင်းကြီးရဲ့စိတ်ချယုံကြည်စွာအနှံညွှန်ကြားတဲ့အတိုင်းပဲမိမိကကာယညာနာတို့ကိုစိုက်ထုတ်ကကိုမင်းကြီးရဲ့ကိုပိုင်လုပ်ငန်းတွေကိုလုပ်ကိုင်ခဲ့ကိုမင်းကြီးကလည်းနိုင်ငံခြားသို့ထွက်သွားလေရဆိုင်ထားတဲ့ကိုမင်းကြီးရဲ့တစ်ခွဲဆက်နဲ့စီဆက်တို့ကဆန်ဆက်နဲ့ပလတ်စတစ်စိတ်ယုံများလို့ပြန်လည်လှုပ်ရှားလေးပတ်ခဲ့ပြီးဖြစ်ပါတယ်၃လလရှိချေပြီးမှန်နေဘာလို့နဲ့၃လအချိန်ကြီးပြီးကုန်လွန်ခဲ့ပြီးဖြစ်တယ်ဟိုတယ်မှာအလုပ်ထပ်ပြီးတဲ့နောက်အဲ့ဒီ၃လအချိန်ဒီမှာဝင်းမင်းထိုက်ကစီးရုံနေစီတစ်ခုပြီးတစ်ခုတနေရာပြီးတနေရာသို့တွားရောက်ကစစ်စစ်ကြည့်ရှုလောက်ကိုင်းနေဘယ်စိတ်ရုံကိုဒီနေ့တော့မအားလို့တွားရောက်မကြည့်ဖြစ်တဲ့အဖြစ်မျိုးကိုအတက်နိုင်ဆုံးမဖြစ်အောင်သူစူးစမ်းတယ်တခါတည်းရန်သူကလိုအပ်ရင်လိုအပ်တယ်လို့စိတ်ရုံတွေမှာအိတ်တက်တာပဲရှိပါတယ်သူ့ရဲ့စူးစမ်းမှုတွေအတွက်မိဘနဲ့မောင်နှမတွေကသူ့ကိုတနာကြတယ်အလုံးနဲ့ပတ်သက်ပြီးနေ့တူဆက်ဆံနေရတဲ့ကုန်တယ်မိတ်ဆွေတွေကမှသူ့ကိုလေးစားချက်ခင်အားကြကြတယ်အလုံးနဲ့ပတ်သက်တဲ့ပြောဆိုရင်းနှီးလာရမှအစားအချို့မိဘရဲ့လူကြီးတွေကတမတ်ဖြစ်သဘောကျလာကြတယ်စမ်းသက်တီးခေါက်လာကြတယ်ဘသူတွေကဘယ်လိုသဘောထားပင်ရှိဝင်းမထိုက်ကစီးပွားရေးနဲ့ပတ်သက်ပြီးရီမွန်စွာဆက်ဆံပြောဆိုတာကလည်းပြီးမပို့ခဲ့ပါသူ့အသေးတကားကတောက်ခတ်ပိတ်ထားခဲ့ပြီးမဟုတ်ပါလားအလက်ချိန်များမှလည်းကအနားယူချိန်ရတိုင်းမှာတော့သူ့ရဲ့စိတ်အသည့်တွေထဲမှာမမသွန်းသားရှိပါတော့တယ်မမသွန်းနဲ့သူကကြီးမားတဲ့တတိုင်းကြီးချားနေရဲဆိုရဲအသည့်နဲ့သူအတက်နိုင်ဆုံးမမသွန်းမိထားပါတယ်ဒါပေမဲ့လည်းသူ့စိတ်ကမမသွန်းနဲ့ပတ်သက်ရင်ဘယ်လို့မှမပြတ်သားနိုင်ခဲ့ပါနှလုံးသားကိုသူအလိုလိုက်နေခြင်းမဟုတ်သူ့နှလုံးသားမှာပေါက်ဖွားတဲ့အချက်ကခိုင်မာထဲဝါလွန်းနာကြောင်သားဖြစ်ပါတယ်မမသွန်းကိုတတိယလေးသူကအလုပ်တွေပို့ပြီးနှစ်လေးဖြစ်ပါတယ်တခါတည်းရန်မမသွန်းကြောင့်သူကအိမ်ပင်ပြန်မအိမ်နိုင်အောင်ဖြစ်ရပါတယ်သူ့ရင်ထဲသို့သူ့မိသားစုထဲမှာတယောက်ကမတော်တဆထိုးပေါက်ဝင်ရောက်ကြည့်မြင်မိသွားမှကိုလည်းသူဆိုးလာတာကြောင့်လည်းပါပါတယ်အထူးသဖြင့်မမေရဲ့မျက်ဝန်းနေသူ့ရင်ခွင်ကိုထိုးပေါက်ဝင်ရောက်ကြည့်မြင်သွားမှကိုသူအစိုးရင်ဆုံးဖြစ်တယ်အဲ့ဒီအတွက်သူကမမသွန်းပေါ်မှာလွမ်းဆွမှုနဲ့ခံစားမှုတွေပြင်းထန်တဲ့နေ့ရက်ဒီမှာသူကအလုပ်တွေကိုအကြောင်းပြပြီးစိတ်ယုံတကူမှအိပ်ဖြစ်ရတဲ့ညာပေါင်းမနေလည်းရှိခဲ့ပါပြီမမသွန်းရဲ့ကျွန်တော်လေးကျွန်တော်လေးမုန်းပါတယ်သိရှက်ပါတယ်ဗျာမမသွန်းတွေ့ချင်တာမတွေ့ရအောင်ကျွန်တော်နေမမသွန်းရဲ့အတန်လေးကိုကြားချင်ပေမဲ့လည်းကျွန်တော်ဖုံးမဆက်ပါဘူးကျွန်တော်တိတ်ကိုချုပ်ချယ်ထားပါတယ်ဗျာမမသွန်းရဲ့တိတ်တော့လွမ်းနေဗျာဆရာသူ့အခန်းမှာတကူရဲ့ဆင်းပြည့်စုံစေမမသွန်းတဲ့အတွေးရရောက်ခိုင်မှာတော့အခန်းမှာပေါ်လာတဲ့အလုပ်သမားတစ်ခုရဲ့ခေါ်တန်းကြောင့်တင်းငိမ့်စွာသူလှမ်းကြည့်ပြီးအော်ပြောဘာကိစ္စလဲဟိုနေကပလတ်စတစ်အိမ်စိုက်မျိုးစုံဖောက်တဲ့ယူနီရဲ့အမျိုးသမီးရောက်လာလို့ပါဆရာဦးလေးသိမ့်မရှိဘူးလားရှိပါတယ်ခင်ဗျာအခုအဘပဲအိတ်ခံနေပါတယ်
ဟိုဆရာနဲ့တွေ့ပြီးလဲပြောချင်သေးရဲ့ဆိုလိုပါခင်ဗျာအော်ကောင်းပြီလေမိမိတို့စိတ်ယုံမှအကုန်နေဖောက်တဲ့ယူအားပေးနေတဲ့သူမို့ဝိမိထိုင်အနေနဲ့မငင်းဆန်ကောင်းတဲ့အသည့်နဲ့ဝိမိထိုင်ထိုင်ရမှထကအလုတ်သမားနဲ့အတူထွက်လိုက်မယ်အပြုသူ့စပယ်ပေါ်မှာဖုံးမြင်လာတဲ့ကြောင့်ဝိမိထိုက်ကဖုံးလေးကိုဖြတ်ကနေတစ်ချက်နားထောင်လိုက်ပြီးဟယ်လိုကျွန်တော်ဝိမိထိုက်ပါဦးဝိမိထိုက်ရှင်ကျမနေစဉ်သုံးပါဟင်အော်မမသွန်ခဏနော်ညီလေးရေအခုဖုန်းခဏပြောလိုက်အောင်မေလာခဲ့မယ်လို့ပြောလိုက်နော်ဟုတ်ကဲ့ဆရာတယ်လီဖုန်းကိုတစ်ချက်ပိတ်ကအလုတ်သမားလေးထံသူပြောလိုက်ပြီးအလုတ်သမားလေးပြန်ထပ်သွားတဲ့အချိန်မှာမမသွန်နဲ့သူစကားဆက်ပြောတယ်သူ့ရင်တွေလည်းတိတိတသားလှိုက်ဖို့ရင်းနေလေမမသွန်ရင်အရေးကြီးကိစ္စများရှိသလားခင်ဗျာကျွန်တော်ဘာများကူညီပေးရမလဲအမလီလုပ်ငန်းကြီးရဲ့အများကြီးပိုင်ဆိုင်နေတဲ့ဦးဝင်းမင်းထိုက်ကိုမမသွန်ကမခိုင်းရတော့ပါဘူးရှင်အဲ့လိုမပြောပါနဲ့မမသွန်ရင်ကျွန်တော်ကတငယ်ချင်းရဲ့ယုံကြည်လွှဲအပ်သွားတဲ့မန်နေဂျာသဘောလောက်ပါပဲဗျာဖုန်းမနေပါနဲ့နော်မမသွန်အားလုံးတည်ရဲ့ဒေါ်လေးကအားလုံးကိုပြောပြထားပြီးပြီဟွန်းကဲမမသွန်မယုံရင်လည်းထားပါတော့ဗျာဒါနဲ့မမသွန်ကိစ္စရှင်ပြောပါခင်ဗျာအားမနာပါနဲ့သူ့စကားအတွက်မမသွန်ကတစ်ဖက်မှတစ်ချက်ဆိုင်းငံ့သွားတယ်လို့ရှိပေမှာမောင်လေးရေမောင်လေးနဲ့လည်းမတွေ့ရစားပြီကိစ္စကတော့ဟိုနည်းနည်းရှိရယ်ကွယ်ဟိုအရေးကြီးလာကြည့်အောင်မဟုတ်ပါဘူးစကားအေးစစ်စစ်ပြောချင်တာပါစကားပြောဆရာရှိလေရပါတယ်မမသွန်နေအောင်မောင်လေးအဲ့လိုပြောလို့မရသေးဘူးမမသွန်ကအေးစစ်စစ်အချိန်ယူပြီးတော့ပြောရမှာဒါဆိုလဲမမသွန်တဘောလေမမသွန်ဘယ်လိုစစ်စစ်ချင်းလဲမောင်လေးနဲ့အေးစစ်စစ်တနေ့တွေ့မယ်လေကျွန်တော်မမသွန်အိမ်ကိုလာခဲ့မယ်မောင်လေးမလာပါနဲ့မမသွန်လာခဲ့မယ်ဘယ်တော့လဲမမသွန်မမသွန်ကမမေးနဲ့မောင်လေးအားရနေမောင်လေးရှိမဲ့နေရတော့မမသွန်ကိုပြောအော်ဟုတ်ကဲ့ကျွန်တော်မနှက်ဖြန်ညနေလောက်တော့စီဆက်မှရှိမယ်အိမ်မှာပဲအိတ်ဖြစ်ချင်လဲအိတ်ဖြစ်သွားမယ်မမသွန်အေးဒေါ်လေးကလည်းအားဟာကြီးပဲပြောနေတာပေါ့ဗျာသူနားမလေတော့ပြလိုက်မိပါတယ်မောင်လေးအိမ်ပြန်မအိတ်တဲ့ရက်တွေကြောင့်ဒေါ်လေးကစိတ်ပူနေတယ်လို့ပြောတာပါကွယ်အော်မမသွန်ရဲ့မိမိကတော့ဒီလိုပါပဲအမြဲတမ်းကျွန်တော်စိတ်ပူနေရပါပဲပူတာပေါ့ကွယ်လိမ်မာတဲ့သားကြောကြီးဆိုတော့ဒေါ်လေးနေရာမှာမမသွန်ဆိုရင်လည်းဒီလိုပဲနေမှာပဲမမသွန်စကားကြောင့်သူနှက်စိတ်သွားတယ်မောင်လေးဗျာမောင်လေးတိတ်အလုပ်များတယ်နဲ့တွေ့ရနော်မမသွန်စီဖုန်းတော့မဆက်ဘူးဟုတ်ကဲ့မမသွန်အလုပ်ကတော့များပါတယ်ဒေါ်လေးလည်းပြောပါတယ်ကွယ်မောင်လေးကထက်မြက်တဲ့လူတစ်ယောက်ဖြစ်ပြီးတော့တိတ်ကျိုးစားတယ်ဆိုတာလေမမသွန်သိပါတယ်ကဲလေအခုမောင်လေးအလုပ်တွေမှာအားဖြစ်နေမယ်မမသွန်ဖောက်ချလိုက်မယ်မနှက်ပြန်တော့စီဆက်ကိုမမသွန်လာခဲ့မယ်မောင်လေးရဲ့လုပ်ငန်းတွေလာကြည့်ရင်လည်းပေါ့နော်ဟုတ်ကဲ့မမသူ့စကားအဆုံးမှာမမသွန်ကဖုန်းချသွားပြီဖြစ်လို့သူကလည်းဖုန်းလေးကိုညှင်းသားစာပြန်ချထားရင်မှသူ့ရင်ထဲမှာတော့လှိုင်ဆူဆောင်းလောင်မောသိတဲ့အောင်ရင်ကုန်လိုက်မောကြည်နူးသားတဲ့အောင်ရှိကကြံရစ်ခဲ့ရပါလေရောတယ်တော်ကြာမမသွန်ရောက်လာတော့မယ်ဆိုတဲ့အတီးကသူ့ရင်ကိုအဆမတန်လှုပ်ရှားနေစေရပါတယ်ဆွေးနွေးစရာရှိမယ်လို့မနေ့ကမမသွန်ပြောထားလို့ဘာတွေပြောမှလဲဘာကိစ္စတွေလဲဆိုရဲအတွေးတွေကလည်းရင်မပြည့်နေရပါတယ်အလုတ်သိမ်းပြီးအလုတ်သမားတွေပြန်သွားပြီးမှဝင်းမိထိုက်ကစီဆက်တစ်ခုလုံးရဲ့အတွင်းပြင်နေရာတွေကိုလိုက်လိုက်ကြည့်ရှုတယ်သူလာရဲ့ကြည့်ရှုစီစီဆက်မှာကားဟွန်းတန်ကိုကြားလိုက်ရလို့ရင်ကတစ်ချက်သိပ်ခနဲ့တုံသွားရတယ်မမသွန်လာပြီဆိုရဲအတီးကရင်ကိုအတိုင်းမသိလှုပ်ခတ်စေစီပေါင်းအလုတ်တွေထားရဲ့နေရာမှာမမသွန်ကားလေးရက်လာရစီတော့သူလှမ်းကြည့်လိုက်တယ်မမသွန်ကကိုရိုင်းမေကားကိုမောင်းနေလာပြီးကားပေါ်မှာဆင်းကဟိုတီတီကြည့်လိုက်တယ်မမသွန်ရဲ့ဝင်းထိန်နေရဲ့အလှကိုသူကမျက်နှာဆွမ်းနှံစာငိမ့်မော့ကြည့်နေမိလေတော့တယ်ဝင်းမင်းရေတွန်းကခေါ်လိုက်တဲ့အတန်ကြောင့်ခေါ်တန်လေးနဲ့အတူစီဆက်ပေါက်ရတော့လှမ်းလာခဲ့ရင်အဲ့ဒီခါမှာဝင်းမင်းထိုက်ကစီပေပါပေါင်းလို့များကြမှာထွက်လာခဲ့ပြီမမသွန်အော်ဝင်းမင်းမောင်လေးများရှိရလားလို့ကွယ်မမဖြစ်ရင်ထိတ်သွားပဲကျွန်တော်ဒီညနေဒီမှာရှိမယ်လို့မမသွန်ပြောထားသားပဲဗျာမဟုတ်ဘူးလေဟိုဒီများခဏတပြော့ထွက်သွားသလားလို့ပါချိန်တိုင်းကျွန်တော်ဘယ်သူမှမလေးမစားမလုပ်တတ်ပါဘူးကဲအထဲဝင်မှာမမသွန်စီစက်တွေမှာရှင်ရဲ့အေကန်လေးစီတော့မမသွန်ကိုသူဖိတ်ခေါ်လိုက်တယ်ညဆောက်ရှိရမဟုတ်လားမောင်လေးဟုတ်ကဲ့ရှိပါတယ်အဲ့လိုမျိုးပြောရင်အေကန်လေးစီတော့ရောက်ခဲ့ထိုင်မှာမမသွန်အဲ့လိုပြောရင်မမသွန်နဲ့မျက်နှာချင်းဆိုင်မှာသူ့ပါဝင်ထိုင်လိုက်တယ်နေစဉ်တော့ကသူ့ရဲ့ဒီကျင်ရင်းကျက်တဲ့အတွင်အားအပြုံးလှလှလေးနဲ့ကြည်လိုက်ဝင်းမင်းဗျာမောင်လေးကအိမ်မပြန်သေးဘူးလားကျွန်တော်ပြန်မလို့ပါပဲစိတ်ရင်းနေလည်းလှုပ်ဆရာရှိရနဲ့ပြီးတော့မမသွန်နဲ့လည်းချိန်ထားတော့ဒီညတော့မပြန်ဖြစ်တော့ဘူးထင်တာပါပဲမောင်လေးကမကြခဏဒီလိုပဲစိတ်ယုံနေမှအိတ်နေရဲ့ဆိုဟုတ်တယ်မမသွန်မေမေပြောတယ်ထင်တယ်ဒါပေါ့ကွယ်မမသွန်အမြင်မှာတော့
မောင်လေးကအလုပ်ထဲမှာကိုရောစိတ်ပါနှိမ့်မြုပ်ထားပြီးတော့စူးစမ်းတဲ့သူတယောက်လို့ဒါပေမဲ့အိမ်ပြန်မအိတ်တဲ့သားတော်မောင်ကိုဒေါ်လေးကတော့ဘယ်စိတ်ချမလဲလေမမေကဒီလိုပဲစွန့်ရင်နေတတ်တာပါမမသွန်ရဲ့မိခင်ကိုမောင်လေးရဲ့မမသွန်ရဲ့မိခင်ဆန်တဲ့နှွေးထွေးရဲ့စကားတွေမှာသူကရင်ထဲမှာနာကျင်တဲ့အအိမ်တွင်ဆဲကကြင့်ရင်နားထောင်နေပြရပါတယ်ဒါနဲ့မမသွန်အကိုနဲ့သားလေးနေကောင်းရဲ့လားကောင်းတယ်မောင်လေးကိုကဆိုရင်မောင်လေးထိန်လေးနဲ့အလုပ်လုပ်ရတာတော်တော်သဘောကျပြီးတော့စိတ်ချမ်းသာတဲ့အကြောင်းခဏခဏပြောနေရလေကြားရတာဝမ်းသာပါတယ်မမသွန်လာတယောက်တည်းလားဟုတ်တယ်ကိုမအားလို့ပါညီမလေးညီမကလည်းသူ့အမေစီခဏသွားရလေညီမကတော့တိတ်ယူတော်ပြီးတော့လိမ္မာရင်ကြီးရဲ့မင်းကလေးပါပဲကွယ်သူဘာမှမပြောဘဲတိတ်ဆိတ်ရင်နေလိုက်တယ်သူနဲ့တွေ့ရင်မမသွန်ကဘလို့အကြောင်းတွေနဲ့မှမသိသူရှိမှညီမကိုချင်းမစကားတွေပြောတတ်တယ်အဲ့ဒီအတွေ့အကြုံနဲ့သူရှိနေစဉ်နေစဉ်တုန်းကလည်းသူ့အသွင်ကိုအကဲခဲနေလေရင်သူ့အသွင်ကတင်းငင်ရင့်ကျက်လွန်းတော့သူကပြောရဆိုရမယ့်စကားကိုပင်ဘယ်ဟာစပြောရမယ်မသိအောင်ရှိနေရတယ်။အော်ဒါနဲ့မမသွန်ကျွန်တော်ပြောစရာရှိရဲ့ဆိုဟုတ်တယ်ပြောလေမမသွန်တို့ကြောင့်မမသွန်ပြန်ရင်မိုးသိပ်ချုပ်နေမှာစိုးရတယ်။ရပါတယ်မောင်လေးရဲ့မြို့ပြင်မှာဟုတ်တာမြို့ရဲပဲစွန့်ရင်စရာမရှိပါဘူး။မမသွန်ပြောချင်တဲ့စကားတခြားမဟုတ်ပါဘူးမောင်လေးရဲ့မမသွန်စကားစားကိုဖျက်ထားလို့သူကြည့်နေလိုက်တယ်။မမသွန်အတင်လှလှလေးကစကားဆန့်ရင်ခတ်နေပုံရတယ်။ပြောပါမမသွန်ဟိုဒေါ်လေးကမမသွန်နဲ့တိုင်မင်းနေ။ဘာများလဲမမသွန်မောင်လေးကိုသူစိတ်ချမ်းသာအောင်နေရာချပေးထားခြင်းနဲ့။အော်အိမ်တော်ပြုတ်မှမမေစိတ်ချမ်းသာမယ်တဲ့လား။မမသွန်ကြည့်ကသူမေးလိုက်တယ်။သူ့အချစ်တွေကနာကျင်မှုတွေနဲ့မမသွန်ထံမှမဖယ်ခွာမိလေရော။မိသားစုနဲ့တားဆတာမဖြစ်မဲ့မိန်းကလေးနဲ့မောင်လေးအကြောင်းပါမှာကိုတော်တော်အသိဆိုးရင်ရှာနေရဲ့။ဒါကြောင့်မမသွန်ကိုဒေါ်လေးကတိုင်မင်းနေ။ဒေါ်လေးရဲ့စကားကိုမမသွန်ကလည်းဘာမှငင်းစရာမရှိတော့လက်ခံလိုက်တယ်။ဒါပေမဲ့ဒေါ်လေးကဒီကိစ္စတွေကိုမမသွန်ကိုယ်တိုင်ပဲမောင်လေးကိုပြောပြပါဆိုလို့ဒါဖြင့်မမေနဲ့မမသွန်ကကျွန်တော်တဲ့မိန်းကလေးတယောက်အသိရှိနေပြီဆိုတဲ့သဘောလားမမသွန်ကိုစစ်စစ်ကြည့်ကသူမေးလိုက်တယ်သူ့ရင်မှာလွန်စားမမောပတ်နေရပါတော့တယ်ဟုတ်တယ်မောင်လေးဘာတူလဲမမသွန်ညီမလေးနေမှာနေပဲအော်မမသွန်ရဲ့အဲ့ဒီစကားကသူကရင်ထဲကသာညှိတွားမိလိုက်ပါတယ်နာကျင်မှုနဲ့သူ့မျက်ဝန်းထဲအရေးကြီးတော့ရစ်တိုင်းချင်လာတယ်လို့သူမမသွန်ကသာငေးကြည့်နေမိလေမမသွန်ကလည်းသူ့ကိုငင်းငင်းလေးကြည့်နေရှာတယ်မောင်လေးရဲ့ကိုရီးကိုတာကိစ္စတွေကိုဝင်ရောက်ဆက်ပတ်တယ်ထင်ပြီးတော့မမသွန်စိတ်ဆိုးသွားလားဟင်မမသွန်စကားအတွက်သူမထံမှအကြည့်ကိုလဲကတပြင်းကြီးတစ်ချက်ကိုချပြီးမရှုနိုင်မဆိုင်နိုင်တဲ့အချင်းနဲ့နာကျင်လွန်းတဲ့ရှင်ကိုသူကထိန်းချုပ်လိုက်ပြီးမမသွန်ထံစစ်စစ်ပြန်ကြည့်လိုက်ရင်ကမမသွန်ကလည်းသဘောတူရပေါ့မောင်လေးကငင်းစရာမှမလိုတာဟွန်းသူတစ်ချက်ပြောလိုက်တယ်နာကျင်လွန်းလို့ပါကျွန်တော်ညီမကိုယူမှမမသွန်တို့စိတ်ချမ်းသာမယ်ပေါ့နော်အိုးမောင်လေးရေမောင်လေးမေမေကအဓိကပါကွယ်မမသွန်တပေါင်းကိုလည်းပြောပါအောင်ပြောပါရောငင်းစရာမရှိဘူးလို့ကောင်းပြီလေကောင်းပြီကျွန်တော်နီမအောင်မမသွန်နဲ့မေမေစိတ်ချမ်းသာမှုအတွက်ယူပါမယ်သူအဲ့လိုပြောလိုက်တယ်သူ့အတန်ကြီးလှိုင်းခတ်နေရင်သူ့မျက်ဝန်းကျိုးအစုံထဲအရေးကြီးတော့ပင်ဝိုင်းရလာတော့တယ်သူကသူ့ရဲ့အတွင်ကိုဝိုင်းဝိုင်းလည်နေတဲ့မျက်ဝန်းအစုံနဲ့ကြည့်နေလေပြီးမှမောင်လေးမှာချစ်သူရှိနေလားမမေးပါနဲ့ဗျာပွင့်ပွင့်လေးလေးပြောမပါမောင်လေးရဲ့ရှိရဆိုရင်ရောဗျာရှိရဆိုရင်ဘယ်သူလဲလို့မမတော့မင်းအောင်မယ်မဟုတ်လားမောင်လေးမမကိုစိတ်ဆိုးနေလားကျွန်တော်ပြင်းပြင်းထန်ထန်ရင်နာနေရပါကျွန်တော်ခံစားနေရတာပါကျွန်တော်မမတော့စိတ်ဆိုးနေရမဟုတ်ဘူးကျွန်တော်ကြေကွဲနေရပါကျွန်တော်ဘဝမှာမိမတယောက်ကိုဘဝတစ်ခုလုံးပုံအပ်ပြီးတော့ချစ်တယ်ဒါပေမဲ့အဲ့ဒီမိမကိုကျွန်တော်မရနိုင်ဘူးဘယ်တော့မှဘလို့မှမရနိုင်တော့ဘူးဘာဖြစ်လို့လဲအဲ့ဒီထက်ပိုပြီးကျွန်တော်မပြောနိုင်ဘူးမမတုံသူ့ကိုငေးကြည့်နေမိရင်သူ့အကြည့်ရည်နဲ့လည်းစုံစည်းနေရင်ရီဝင်နေတဲ့သူ့မျက်ဝန်းတွေကိုမမတုံတွေ့မှာပါမမတုံကိုကြည့်ရင်သူ့မျက်ဝန်းတွေကနေရဲရဲ့ဆွဆွလာရင်သူ့အကြည့်ကိုရုပ်ချီလွှဲလိုက်ရလေမောင်လေးဒီလောက်ခန်းစားနေရရင်ညီမလေးနေမှာအတွက်စိတ်ချမ်းသာမှုရှိနိုင်ပါအောင်မလားကွယ်အဲ့ဒီစကားအတွက်သူမမတုံကိုဖြတ်ခနဲ့စစ်စစ်ပြန်ကြည့်လိုက်မမတုံကလည်းနေရဲရဲ့ဆွဆွနေတဲ့သူ့မျက်ဝန်းတွေစီအံ့ဩဆောင်ငေးကြည့်နေမိလေသူ့နှခမ်းကိုလွန်းလွန်းတစ်ချက်ပြုံလိုက်ပြီးတော့မမတုံကိုနာကျင်စာစစ်စစ်ကျင်အာမခံချက်အပြည့်အဝတော့မပေးနိုင်ဘူးဒါပေမဲ့သူ့ကိုညှို့ညင်မှုမရှိအောင်တော့ထားနိုင်ပါတယ်မောင်လေးရဲ့အချစ်ကိုနေမှာရနိုင်ပါမလားမရနိုင်ဘူးလို့ပြောထားပြီးပြီပဲကျွန်တော်ဘဝမှာမိမတယောက်ပဲရှိရဲလို့ဒါဆိုမောင်လေးတို့အိမ်တော်ကြီးကဖြစ်ပါမလားကွယ်ဒါကတော့မမတုံတို့ပဲစဉ်းစားဖို့ကျွန်တော်ကတော့ပြောထားပြီးပြီပဲလေ
သူ့စကားအတွက်တွန်းကတစ်ချက်မြတိတ်ဆိတ်ကစဉ်းစားမိရင်ဝေဝေးနှိုင်းရှင်းစရာမလိုပါမိမိနဲ့သာနှိုင်းရှင်းမိရင်မိမိကလည်းခင်မုန်းကိုယူခဲ့စဉ်ကချေးကြိုက်ယူခဲ့ရမှာဟုတ်မိဘတွေပေးစားလို့ယူခဲ့ရခြင်းသာဖြစ်တယ်ယူပြီးတော့လေကိုအပေါ်မိမိကတန်ရောစိန်ရှိလာတာပဲတားလေးရလာတော့တန်ရောစိန်ကျိုးကပိုးရိတ်ခိုင်မြင်လာတယ်ဒီလိုနေပြီးဝင်းမင်းနဲ့နေမှလည်းဖြစ်နိုင်ပါတယ်လို့တွန်းကမိမိနဲ့နိုင်ကတွေးပြရပါတယ်ဟိုအခုမောင်လေးတို့တယောက်နဲ့တယောက်တန်ရောစိန်မရှိကြပေမဲ့ယူပြီးတဲ့ခါကျတော့တယောက်ကိုတယောက်တန်ရောစိန်ရှိသွားမှာပါလေဘာဖြစ်လို့လဲဆိုတော့မမတော်ကလည်းဒီလိုပဲကိုချစ်ဦးကိုလူကြီးရေးပေးစားလို့ယူခဲ့ရင်လေရင်မရရဲ့ဖြစ်သွားတော့လေတန်ရောစိန်ရှိသွားတာပါပဲဒါဆိုကျွန်တော်မင်းမေအဲ့ဒီချိန်ကမမတော်မှချစ်သူမရှိဘူးရှိရဆိုတာကျွန်တော်မှန်မှန်ဖြေပါဟုတ်ပါတယ်မမတော်မှချစ်သူရောမရှိပါဘူးဒါပေမဲ့မောင်လေးရဲ့တချို့ချစ်သူရှိလဲပြေလည်သွားကြတာပါပဲကျွန်တော်ကတချို့တွေကမပါအောင်မမတော်ဒါပေမဲ့မမေစိတ်ချမ်းသာဖို့နဲ့ကျွန်တော်စိတ်တွေကိုဆုံးမချုပ်ကင်ဖို့အတွက်မမေနဲ့မမတော်စီစဉ်တာကိုကျွန်တော်လက်ခံပါမယ်တကယ်ပဲလားမောင်လေးအကြည့်ရုံကိုလည်းကသူကောင်းနေလိုက်တယ်ဒါဆိုမမနဲ့ဒေါ်လေးနဲ့ဆက်ပြီးတော့စီစဉ်သားမယ်ဒေါ်လေးသိရင်တိတ်ကိုဝမ်းသွားပြီးတော့စိတ်ချမ်းသာမှာပဲသူငုံငင်းငင်းပင်ရှိနေလိုက်တယ်ကိုနဲ့လည်းမောင်လေးကိုမင်္ဂလာပွဲအတွက်တခြားစီစဉ်နေမလုပ်ပါနဲ့ကျွန်တော်ရုံးတက်လက်မှတ်ထိုးရုံပဲလုပ်မယ်ကဲမမတို့ပြန်တော့မိုးချုပ်ပြီးတွန်းကောင်းနေလိုက်တယ်ထိုင်ရမအတူထားလိုက်ကြတယ်စီစက်ကြီးရမှာ2ယောက်တည်းသာရှိအောင်မို့တိတ်ဆိတ်ရနေပါတယ်စီပေပါပုံများကြမှာသူတို့လမ်းခဲ့ကြတယ်စီချိန်တဲ့နေရာတို့အရောက်မှာတော့အိုးမထင်မှတ်ပဲမမတို့ကအောက်မှာကြာနေတဲ့စီနဲ့ချောကကျေလွတ်လက်လွတ်ကြောက်သွားရမယ့်အပြုံဝင်းမထိုက်ကလည်းစွန့်ရင်တကြေမမတုံကိုလေးအားလက်တစ်ပြက်လှမ်းထိန်ဘသူကိုဖတ်ပြီးဖတ်မိမှမသိနှုတ်စလုံးကတော့စွန့်ရင်တကြေနဲ့အတိတ်တလန့်နေဖြစ်ကတယောက်ကိုတယောက်ဖတ်ထားမိကြပါလေရောတယ်။အိုးမောင်လေးရဲ့ကံကောင်းလို့ကွယ်သူ့ရင်ခွင်ထဲမှာထွက်ကကတုံကရင်လေးတွန်းကပြောလိုက်တယ်။သူကတော့စကားပြန်မပြောတွန်းကိုလောက်ကသူ့အတွင်ကတင်းနေစားပဲရှိသူမမတုံလက်ကလေးတစ်ဖက်ကိုဆွဲကကားရထားရစီတော့ခေါ်ခဲ့မမတုံကသူဆွဲကင်ထားတဲ့လက်ကိုမယုံမဲမိမိအားမောင်ငယ်တယောက်သဘောရဲ့မမတုံစိတ်ထဲမှာရှိနေဟန်မှာမမတုံလက်ကလေးကလည်းနူးညံ့လွန်းလာပါတယ်အားလုံးအတွက်မောင်လေးကိုကျေးဇူးတင်ပါတယ်ကွယ်ဒေါ်လေးကတော့ချက်ချင်းကိုစီစဉ်တော့မှာကားနီးအရောက်မှာမမတုံကအဲ့လိုပြောတယ်မမတုံတို့သဘောပါအဲ့ဒီမြတာပြောပြီးမမတုံအတွက်ကားတကားကိုသူဖွင့်ပေးလိုက်ပြီးမမတုံကကားထဲသို့ဝင်ထိုင်ကသူ့ကိုမမလေးကြည့်လိုက်ရင်ကမမတုံသွားမယ်နော်သူကားငိမ့်ပြလိုက်တယ်မမတော်ကားလေးကသူ့ရဲ့စီဆက်ဝန်းကြီးထဲမှာမောင်းထွက်သွားပြီဖြစ်လို့မမတော်ကားလေးပြောက်ကွယ်သွားတဲ့အထိသူကြည့်နေမိရင်မမတော်ကားလေးပြောက်ကွယ်သွားမှတော့သူ့ရင်နဲ့နာကျင်မှုတွေလိုက်ဆူကမျက်ဝန်းဝယ်ဝေဒနာတွေများရှန်လာရလို့ရောတယ်လွတ်လပ်စာပင်သူပုံဝင်းလက်မိလေသလားပင်အိမ်နာကသူလုံးဝအိတ်ဆက်ရမပြောနိုင်ခဲ့တာမှအမှန်မှဖြစ်ပါတယ်အားလုံးကပြုံးမြော်ကျင်းတဲ့လူနေအတူတပြည့်ဒေါ်အေးမီမှန်နေဒီနေ့မနေ့တာကြီးဝင်းမင်းထိုင်နေချွေးမဖြစ်သူနေနေမာတို့ရဲ့ရုံးတော်မှာလက်မှတ်ထိုးလက်ထပ်ခဲ့ကြပြီနော်အခုဝင်းမင်းထိုင်နေနေမာတို့အတွက်မင်္ဂလာလက်ဖွဲ့ဖြစ်သုံးကငယ်စဉ်ကမိမိနေထိုင်ခဲ့တိုက်ကြီးကိုပေးရနေထိုင်စေပါတယ်ကိုချစ်ကိုနေစဉ်တော့မောင်နှံနဲ့အတူထိန်လင်းတီတီနဲ့ခင်တို့ကလည်းပြုံးပြော်နေကြတယ်ညီမကရိုးသားစာရှိတ်နေလျော်ရီဝင်းမင်းထိုင်အသွင်ကတင်းတင်းချောင်းမွေ့ခြင်းနဲ့အေးစစ်စာပဲရှိလို့ဝင်းမင်းထိုက်ကကိုချစ်ဦးနဲ့အိမ်နီရစာစကားပြောနိုင်တော့လေမမတုံးကတော့မကြည့်မိစင်ရဲ့ရှောင်းရှားနေပါတော့တယ်ကြည့်မိရင်ရင်နာလုံးလို့သူမခံစားနိုင်ပါအဲ့တဲ့သူကမင်္ဂလာရက်မြတ်နေမို့မိခင်တွေတို့ကအားလုံးကိုအိမ်နေပြုံးနဲ့ဧကန်နေရတော့လေစိတ်ထဲမှာတော့နားရီပါရီတကူရဲနေကြလာပြီဖြစ်တယ်အားလုံးကိုရှောင်းရှားကသူတကူရဲနေခြင်းနဲ့မမတုံနောက်ကွယ်မှာမမတုံကိုသာလွမ်းပြီးသူနေကြပါတယ်မမတုံကိုတွေ့မြင်ရတာကသူ့ရင်ထဲမှာပွင့်မတက်ခံစားနေရပါတယ်ညီပြားကိုချစ်ကိုခေါ်တဲ့ကြောင့်သူထူးလိုက်တယ်ညီမမမေကတော့ကျမ်းမာရေးမကောင်းလို့မလာနိုင်ဘူးကွာပြောရရင်တော့အကိုတို့သာညီမရဲ့မိဘတွေပါပဲဟုတ်ကဲ့အကိုကျွန်တော်နားလေပါတယ်နောက်တော့ညီမမိဘတွေကိုကျွန်တော်သွားကြတော့မှာပါငါညီကတော့အဘဘအောင်တော်ပါပြီရဲ့ကွာအကိုလည်းအကိုမိမရဲ့အစီအစဉ်တွေအတွက်ဝမ်းသာတယ်ကျင်းတတ်တယ်ကျေးဇူးတင်ပါတယ်အကိုသမီးတို့ကတော့သူ့မောင်နဲ့ညီမကိုလက်ဖွဲ့တာတော်တော်ကြီးကျယ်တာပဲကွယ်မိဘလက်ထက်ကတိုက်စီကိုလက်ဖွဲ့လို့ဒေါ်အင်းမီကအဲ့လိုပြောပြီးတွန်းကခင်မောတဲ့အနီမှာပြုံးပြုံးလေးရှင်သုံးမောင်နဲ့ညီမလေးပဲမဟုတ်လားဒေါ်လေးရဲ့ဒီတိုက်ကြီးကိုတွန်းကရောင်းလိုက်မရချင်ဘူးငားလည်းမငားချင်ဘူးလေဒီတိုက်ကြီးကိုလာကြည့်နေရတာအခုတော့ကြည့်စရာမလိုတော့ဘူးပေါ့မကြည့်နိုင်တော့လို့လက်ဖွဲ့လိုက်တဲ့မမတို့အကျန်းကတော့မစိုးပါဘူးထိန်လင်းကအဲ့လိုပြောလို့အားလုံးပြောနေကြတယ်ဒီမှာကညီမတွေနဲ့စကားပြောဆိုနေပါတယ်သူ့အနေနဲ့ကလည်းကိုချီဦးရှိနေလို့သာစကားများဆိုနေရကြမှာကိုချီဦးသာမရှိရင်
သူဟာတနေရာသို့ထွက်သွားမိမှာအမေကိုညီလုပ်ငန်းနဲ့အရန်တိုးတက်နေရလို့အကိုကြားတယ်ဟုတ်ကဲ့ကိုညီကအရေးချင်းရှိရလူတယောက်ဆိုတာအကိုသိတယ်ဒါကြောင့်လေတိုးတက်ကြီးပွားတာပေါ့ကွာအဲ့လိုအရေးချင်းကောင်းနေရှိရသားမို့လဲတော်တော်စိတ်မချဖြစ်နေတာပေါ့မချစ်ဦးရဲ့အခုတော့တော်တော်စိတ်အေးရပြီမမေစကားအတွက်သူပြုံးပြတယ်သူ့ပြုံးကအသက်မပါပါအိမ်တွေကတနေကုန်နီးပါးမေမေကမောင်နှမတွေနဲ့မမတုံတော်မောင်နှံကတိုက်ကြီးမှရှိပြီးကိုချေဦးနဲ့မေမေကသူ့ကိုစကားတွေပြောနေကြတယ်မမတုံကညီမတွေနဲ့ပစ္စည်းတွေကိုနေရာတကြားထားသူပေးနေပြီညီမကလည်းမရဝတ်တရားကြည့်ဖို့ရင်မမတုံကတွန်းတင်ဆုံးမရင်းနေညနေဆောင်မှာတော့မမတုံတို့အားလုံးပြန်သွားကြတာမှသူနဲ့ညီမသာတိုက်ကြီးမှကြင်ရင်အကူရေချိုးတော့မလားတိမ်မွေးစာရွရွလေးညီမကပြောလိုက်အော်အင်းအကူရေချိုးမယ်ညီမပြီးရင်အကူစိတ်ုံသွားရအောင်မယ်ဟုတ်ကဲ့အကူဒါဆိုညီမထမင်းပွဲပြင်ထားလိုက်မယ်နော်ကျေးဇူးပဲညီမလေးတယောက်ကဲ့သို့သဘောထားကသူညီမကိုကောင်းမွန်စွာပြောဆိုဆက်ဆံနေရေချိုးပြီးသူထမင်းစားတယ်ညီမကလူလေးသေးမရှိလှုပ်ပြီးရှာပါတယ်သူထမင်းစားပြီးတော့ညီမကိုကောင်းမွန်စွာပြောဆိုပြီးပလတ်စတစ်စိတ်ုံသူထွက်ခဲ့အိမ်နာကသူကညီမနဲ့အတူညီမတွေကိုအဖော်သွားအိပ်ပင်ရဲ့အကြောင်းကြားပြီးသူကဒီအလုပ်တွေကိုအကြောင်းပြကစိတ်ုံနိုင်ပင်အိပ်လိုက်ပါတော့တယ်မမတုံစီမံပေးရဲ့မင်္ဂလာဦးညလေးသူအဲ့လိုတီတိုးဆိုကမျက်ရည်များဝဲလာရတယ်မမတုံကိုမင်းနိုင်အောင်စူးစမ်းနေတဲ့ဈာကပဲပို့ပြီးတတိယနေမိဘာကြောင့်လဲဗျာဘာကြောင့်လဲနာကျင်တော့အတွေးရည်နဲ့အဲ့ညကလည်းသူမိုးစစ်စင်လေးခဲ့ရပါတော့တယ်ဘာလို့နဲ့တလတင်နေပြစ်သွားပြီမှန်နေနေမကချက်ပြုတ်လျှော်ပြုတ်အိမ်တန်ရှင်းများလုံးရမှာစဉ်းစားရင်မိမိနဲ့ကိုဝင်းမင်းထိုင်းတို့လက်ထပ်ခဲ့ရမှာတလပြစ်သွားပြီကိုတတိယမိရင်မိမိတို့အိမ်နာတက်ကလေးတလားပြည့်သွားပြီဆိုတော့လေမိမိကဒီနေ့ထိတိုင်အပြိုစင်လေးရဲ့ပါညီမအနေနဲ့လူကြီးတွေကတင့်တော်ရစီမံပေးကြတော့လေကိုဝင်းမထိုက်ကိုမြစ်တွင်းစီကလေးကညီမစိတ်ဝင်စားမိရအမိုင်လက်မထိုက်ခင်ကကိုဝင်းမထိုက်နဲ့ညီမကရင်းနှီးကျွမ်းဝင်ခြင်းမရှိသိတယ်ဆိုရောအနေထားမျိုးသာရှိရဲ့လက်ထပ်ပြီးချိန်မှာတော့ကိုဝင်းမထိုက်ကညီမကိုမွေးရစားစကားပြောဆိုတာကလည်းပင်လင်းရမရရဲ့ဆိုရဲအတိမျိုးထူးခြားမှုရေကမရှိပါဒါပေမဲ့ညီမကအဲ့ဒီအချက်တွေကိုအလေးနဲ့ဆုံးမထားရှာမထားဝန်းသူလေးမို့ကိုဝင်းမင်းထားရဲ့အရေးအခြေကိုသာကြည့်နေထိုင်ကမိမိဘက်မှဝတ္တရားတွေကိုမပြတ်မကတ်ဆောင်ရွက်ပေးနေရရှာပါတယ်မိမိကလည်းအပြိုစင်မလျေမယားရဲ့အကြောင်းတွေကိုနားမလည်တာကလည်းတကြောင်ချစ်သူချင်းမဟုတ်ပဲယူထားရတာကလည်းတကြောင်မို့ညီမအနေနဲ့လည်းယွန်ကမတိုးပိုက်ကတိုးရဲ့အဖြစ်မျိုးလည်းမဖြစ်တာမို့ညီမကလည်းဝင်းမင်းထိုက်ဘက်မှဆက်ဆံသလိုတုတ်ပြန်ဆက်ဆံမှုမျိုးထားရှိပါတယ်ဝင်းမင်းထိုက်ကထမင်းနဲ့ကိုအချိန်မှန်အိမ်မှာပြန်စားလေးရှိတာကဖြင့်လက်ထက်တဲ့နေ့ကပဲမပြတ်ခွက်ခဲ့ပါတလအတွင်းအိမ်မှာညအိပ်ရတဲ့ရက်ကပြင်တပတ်ပင်မပြင်းအလုပ်တွေမှာအားလက်ကြောင်ပြောဆိုကစိတ်ုံနေလိုက်တာတွားရအိတ်လေးရှိပင်အိမ်မှာလည်းညဆိုရင်စင်းစရာတွေတက်ချင်ရင်ပင်အေကနေရှင်အလုပ်စပွဲကြီးပေါ်မိုးလင်းတဲ့အထိသူအိပ်ပျော်ခဲ့အချိန်မှအိမ်ပြန်ရေချိုးထမင်းစားပြီးအလုပ်ထဲသာနှိမ့်မြုပ်နေတဲ့သူအလုပ်ကိုချင်းရင်အလုပ်စူးစမ်းလုပ်ကင်နေသူအားညီမအနေနဲ့အစိမ့်သက်ချင်းဘလို့မကျေနပ်မှုမျိုးကိုဆိုရပါမလဲအလုတ်ကြိုးစားလောက်ကင်သူတဦးဖြစ်အနေထိုင်တည်ကြည်ရိုးဖြောက်သူအဖြစ်နဲ့သာအမည်ရှိပြီးတော့ညီမကဝင်းမင်းထိုက်ကိုကြည်ညိုလေးစားတွေ့ခွင့်နေရပါတော့မယ်။ညီမကအင်တန်ရှေးတွေကိုလောက်ရင်အတွေးတွေကိုဖြတ်ကားနိုင်စီကြည့်မိရင်7 နာရီခွဲကန်နေပြီးမှအစာမီဝင်းမင်းထိုက်ပြန်လာတော့မှဖြစ်ပြီးသမီးဟင်းတွေကိုထန်းနှွေးရဲ့ညီမကမိဖို့ဆောင်ဘက်သို့တွတ်တက်ကလေးလှမ်းဝင်ခဲ့သမီးဟင်းတွေနှွေးပြီးတော့ထမင်းစပွဲမှာအစင်သေးဖြစ်ချိန်တွင်အိရှိမကားရတဲ့ကိုညီမကြားလိုက်ရတယ်။စိတ်ထဲမှာပျော်ရွှင်ကျဉ်းနှံ့မှုတွေနဲ့ညီမကထမင်းစပွဲခန်းထဲမှာအပြေးထွက်ကဝင်းမင်းထိုက်ကိုကြိုရှာတယ်။ဟင်အကိုဒါဘသူကားလဲမမတုံတို့အိမ်ကကားလည်းမဟုတ်ပါဘူး။ဟုတ်တယ်ညီမဒီနေ့ဝယ်လိုက်တဲ့ကားပဲ။ဟောဒီမှာဒါအိမ်တွက်ငွေ2 သိန်းဒါအလုပ်တဲ့ငွေ7 သိန်းညီမသိမ်းထားပါအောင်။ဟုတ်ကဲ့အကိုသူ့လက်ထဲမှာငွေကိုညီမလက်ခံလိုက်ရတယ်။ကဲငွေတွေသွားသိမ်းလိုက်အောင်ပြီးရင်အကိုထမင်းစားမယ်။ဟုတ်ကဲ့ကြည်နူးဆောင်ငွေတွေကိုညီမသွားသိမ်းပြီပြီးတော့ခတ်တက်ပင်ထမင်းစားခန်းထဲသို့ပြေးလာကထမင်းစပွဲကိုပြင်ခတ်ခုခတ်ကြွေရင်ညီမလည်းတခါရဲစားနော်အကိုကြီးပဲတီးတန့်လုံးမကြွေးပါနဲ့ဟုတ်ကဲ့အကိုညီမလည်းစားပါမယ်သူတို့ထမင်းအတူစားကြတယ်သူ့ကိုညီမခိုးကြည့်ရောသူ့အသွင်ကလွန်စွာတည်ငြိမ်နေသက်လွန်လာပါတယ်မှန်တယ်ဝင်းမင်းထိုင်အနေနဲ့ကညီမပေါ်မှာမိမိရဲ့ညီမအရင်လေးလိုသာသဘောမျိုးထားမိပါတယ်ညီမတို့သူဘာမှမပေးဆက်နိုင်တာကတော့အမှန်ညီမအမြင်နဲ့အများအမြင်တော်တော်ဖြင့်သူကညီမကိုမိုးရင်စာပြောဆိုဆက်ဆံနေအချိန်မှအိမ်ပြန်ထမင်းစားရေးချိုးတယ်သူရှာဖွေတဲ့ငွေတွေကိုအနံ့နေသူ့ဖို့အချစ်ကိုပေးဆက်စရာမရှိရကလည်းပြီးကျန်တာသူတာဝန်ကျေဖို့ခဲ့ပါတယ်အော်အခုကိုပြောရအောင်မယ်ညာတော့ကမမသွန်စရာဖုံးလာသေးရဲ့ဟုတ်လားကိစ္စရှိလို့လားကိစ္စရှိလို့မဟုတ်ပါဘူးအကိုညီမတို့နေထိုင်ကောင်းကြရဲ့လားဆိုပြီးတော့တတိလဲရလို့
ဆက်တာပါတဲ့အကိုစိတ်ယုံမှာသွားအိတ်တယ်လို့နီနီကပြောတော့မမတုံးကအမြဲတမ်းသွားအိတ်နေရလားတဲ့သူဖုန်းဆက်တာ3ခါရှိရင်တခါမှအကိုနဲ့မဆုံဘူးတဲ့ဒါကြောင့်အကိုကစိတ်ယုံ3လင်းယုံနဲ့ပဲအလုပ်ရှုံနေရတော့တိတ်အလုပ်များပါတယ်မမတုံးရဲ့လို့ပြောလိုက်ပါတယ်အကိုကိုနားလဲပေးရကျေးဇူးတင်ပါတယ်ညီမအမှန်ပဲကျေးဇူးတင်ခြင်းနဲ့သူအေးဆေးစွာညီမကိုကြည့်ပြီးတော့ပြောလိုက်တယ်မလိမ္မာအောင်အကိုရဲ့အကိုကစီးပွားရှာနေတဲ့သူပဲမဟုတ်လားအကိုတို့မောင်နှမတွေကမမတုံးအားလုံးချစ်ကြရင်နော်ဟုတ်တယ်မမတုံးကလည်းစိတ်နှလုံးကောင်းတာ哦ဒါကြောင့်မေမေကလည်းမမတုံးအားကိုးတယ်ဟုတ်တယ်အကိုပြောတာမှန်တယ်ညီမလည်းမမတုံးကိုတိတ်ပြီးတော့လေးစားချစ်ခင်နေမမတုံးကလည်းညီမကိုညီမအရင်လေးလိုပဲချစ်ခင်နေဒါကြောင့်ကျေးဇူးရှင်မမတုံးအတွက်ဆိုရင်ညီမကတော့အချိန်မီကူညီဖို့အသင့်ပဲမမတုံးကျေးဇူးတွေကညီမတို့မိသားစုအပေါ်မှာအများကြီးရှိရဲ့အကိုသိပါတယ်အကိုတို့မိသားစုအပေါ်မှာလည်းမမတုံးကျေးဇူးတွေကရှိရပဲအော်မင်းနေတယ်မမတုံးကအကိုနဲ့လာတွေ့အောင်မယ်အဲ့စကားတဲ့သူတိတ်ဆိတ်ရေးပင်နေလိုက်တယ်ထမင်းစားပြီးတဲ့အချိန်မှာအိမ်ရှိတို့တန်ထွက်ခဲ့ကတိုက်မုံအင်ဂျီကိုဆွဲယူလိုက်ပြီးညီမရဲ့အကိုသွားရမယ်ဒီနေ့ပလတ်စတစ်စက်ရုံကိုကုန်ကျန်းနေရောက်မှာဆိုတော့အကိုရှိမှဖြစ်မယ်ဟုတ်ကဲ့အကိုတာဝန်ကျေစာညီမကစင်ဝင်အောက်ထိသူ့ကိုလိုက်ပို့ပြီးသူကားလိုရာထက်မပုံကားဝင်ကျင်းသားဆောင်မောင်းထက်သွားလိုက်လေည8 နာရီဝင်းမထိုက်ကပလတ်စတစ်စက်ရုံမှာရှိရဲ့အနားယူခံမှာတကွေအတွေးတွေနဲ့ငင်းငိုင်လေးရှိနေကြပါတယ်ငါညီမကိုယူလိုက်မိတာကိုကမှားပြီရေရှည်မှာညီမကငါ့ကိုဘယ်လိုနားလည်နိုင်တော့မလဲမမတော်ရဲ့ကျွန်တော်လေးမမတော်ကလည်းဘယ်မင်းမချစ်နိုင်ဘူးချစ်လို့လည်းမရဘူးဗျာကျွန်တော်စိတ်ညစ်လိုက်တာမမတော်ရဲ့အခုမှကျွန်တော်ပိုစိတ်ညစ်ရပြီဆရာဒေါ်နေစင်တော်နဲ့ရောက်နေပါတယ်သူတွင်းနေစင်မှာပင်အဆောင်ကပြောတဲ့စကားကြောင့်သူရုတ်တရက်ကြောင်သွားပြီးမှရင်ထဲပြင်းထန်စွာလှုပ်ရှားသွားလျော်တယ်အော်ဟုတ်လားကျွန်တော်အမပါမမတော်ရဲ့ဂုဏ်သိက္ခာအတွက်သူအဆောင်ကိုအဲ့လိုပြောရင်အပြင်ထွက်ခဲ့ရင်မောင်လေးမမတော်သူ့အမြင်တဲ့အချိန်မှာတုံးကသူ့ကိုစစ်စစ်ကြည့်ကခေါ်ရည်လေအကြည့်ကိုခက်ရှန်းရှန်းထားကသူထူရတယ်မမတော်အိမ်ကိုဖုံးဆက်တယ်ညီမကမောင်လေးဒီစက်ရုံမှာအိမ်မယ်လို့ပြောလို့မမတော်လာခဲ့ရအော်ကိစ္စရှိလို့လားမမတော်လာလေအေကန်နဲ့တွားရအောင်အေကန်နဲ့စီသူမမတော်ကိုခေါ်ခဲ့အေကန်နဲ့ရောက်တဲ့ချိန်မှာမျက်နှာချင်းဆိုင်သူတို့ထိုင်လိုက်ကြတယ်အကိုနဲ့သားလေးရောနေကောင်းကြလားမမတော်ကောင်းကြပါလေကွယ်ကိုနဲ့မောင်လေးထိန်လင်းတော့တပတ်ခါကြရင်သူတို့တောင်ကိုအလုပ်ကိစ္စနဲ့တွားကြမယ်လေအော်အကိုလိုက်ကကုမ္ပဏီအလုပ်ဆိုတော့ခီးတွေတော်တော်ထွက်ရတာပေါ့မမတော်ရဲ့ဟုတ်တယ်အဲ့မြတာပြောပြီးစကားစပြတ်သွားကြတယ်အခန်းထဲမှာတိတ်ဆိတ်နေပြီးတုံးကဝင်းမထိုက်ကိုကြည့်ကအကဲခက်ရနေဝင်းမထိုက်ကအကြည့်ရကိုလဲကအေးဆက်ဆက်ရှိနေမောင်လေးဗျာတတွေးတစ်ချက်ကိုမျိုးချကတူထူးနေစင်သုံးမှာပြောချင်တဲ့စကားတွေအတွက်ဘေကစပြောမှန်းကိုမသိအောင်အခက်တွေ့နေရလို့တိတ်ဆိတ်သွားရပြန်နေမမတို့ကျွန်တော်စီလာတာဘာကိစ္စရှိလို့လဲတိတ်ဆိတ်မှုကိုမလိုလားလို့သူပြောလိုက်တယ်သူပြောလိုက်တဲ့စကားကပင်မမတို့အတွက်လမ်းကြောင်းတလို့ဖြစ်သွားလေသလားပင်အင်းရှိရမောင်လေးဘာဖြစ်လို့မင်းစိတ်ယုံမှာပဲအိတ်နေရတာလဲကွယ်မမတို့ဖုတ်ဆက်တိုင်းမင်းစိတ်ယုံမှာအိတ်တဲ့အကြောင်းပဲသိနေရတယ်သူစကားမပြောတိတ်ဆိတ်ရပဲနေညီမနဲ့လက်ထပ်ပေးလိုက်တာမမတို့မှားသွားပြီထင်နေသူနှုတ်ဆက်ပြန်နေဒါပေမဲ့မောင်လေးရဲ့ဘာပဲဖြစ်ဖြစ်လေရမရရဲ့ဖြစ်ပြီးမှတော့မောင်လေးတောင်းဝင်ကြည့်ပါကွယ်ကျွန်တော်ဘာတောင်းဝင်မကြည့်လို့လဲမမတို့မင်းနဲ့ကွယ်မမတို့ကပြောရအောင်မလားမမတို့မျက်နှာရဲပြောလာတော့သူကမျက်နှာရဲနေညီမလေးကတနာစရာကောင်းပါတယ်မောင်လေးရဲ့သူကဘာမှနားမလည်ရှာပါဘူးသူမောင်လေးကိုချစ်ရှာပါတယ်မမတို့စကားတွေအတွက်သူမျက်ရည်ဝဲနေရောတယ်မမတို့လည်းသူစကားမပြောချင်တော့ရှစ်ဆက်စကားပြောရရင်သူပောက်ခွဲထွက်သွားနိုင်တယ်သူမမတို့နဲ့အကြည့်ကိုလဲကစိတ်ကိုထိန်ချုံနေရလေခြင်းဖြစ်တယ်သူကစကားတွေဆက်ပြောနေပြန်နေအလုပ်ကိုအကြောင်းပြပြီးတော့အတိတ်ပဲမရှိစိတ်ယုံနေမှာမောင်လေးအိတ်နေရဒေါ်လေးကလည်းစိတ်မချမ်းသာဘူးမောင်လေးအကြောင်းကိုဒေါ်လေးကမမတုံလောက်အသိမထားတော့မမတုံလောက်တော့စိတ်ပူမနေဘူးပေါ့မောင်လေးရဲ့ချစ်သူရှိရဲဆိုတာသိထားတော့မမညီမလေးအတွက်သိပြီးတော့စိတ်ပူနေရတာပေါ့ကွယ်တနေ့ညီမပေါ်မောင်လေးတစ္ဆာဖောက်သွားမှာကိုမမတုံစွန့်ရင်နေအဲ့ဒီစကားတွေသူမမတုံကိုကြည့်ပြီးတော့သူ့မျက်ဝန်းထဲအရေးကြီးရေပွဲသိနေတဲ့အဖြစ်ကိုမမတုံတွေ့မြင်ရပါမယ်ဒီတော့မမတုံမစွန့်ရင်မနဲ့သူအတန်ကိုထင်းရင်စိတ်ကိုထင်းရင်သူပြောလိုက်တယ်ဘာပဲပြောမမတုံစွန့်ရင်နေမမတုံကျွန်တော်တိတ်ချစ်တိတ်ဆွဲလန်းပြီးတော့တိတ်ညံ့နေတဲ့မိမဟာလွတ်လပ်သူမဟုတ်ဘူးပြီးတော့ကျွန်တော်ကသာတစ်ဖက်သက်ဆွဲလန်းနေရအဲ့မိမဘာမှသိတာမဟုတ်ပါဘူးဗျာကဲမမတုံအားဆိုရင်မမတုံစိတ်မအေးသေးဘူးလားခံစားမှုတို့ကိုထိန်းချုပ်ရင်
နေရဲပြီးဆွတ်ဆွတ်လာတဲ့မျက်ဝန်းနေနဲ့သူကြီးကစကားတို့ကိုတခွန်းချင်းဆိုလိုက်လေ။တွန်းကသူ့ကိုအံ့ဩစာကြည့်ဖြစ်ရင်မှအိုးမောင်လေးကိုမအံ့ဩလိုက်တာသူကြည်ခွေးစာတစ်ချက်ပြုံးလိုက်ပြီးသူ့မျက်နှာအလဲမှာမျက်ရည်တွေစီးကျသွားတာကိုပဲတွန်းတွေးလိုက်မိလေ။မတွန်းပြန်มาတော့ဘာမှလည်းမစိုးရိမ်ပါနဲ့။သူထိုင်ရမှထိုင်ရရင်ပြောတော့တွန်းကလည်းထိုင်ရမှထိုင်ရလိုက်တယ်။သူ့အနီမှာတွန်းကသွားရောက်ရက်ဖြစ်ရင်သူ့လက်မောင်းစီဖဖကန်ဖြစ်ရင်မပြန်မမယ်အခုလိုသိလိုက်ရတော့မောင်လေးအတွက်မစိတ်မကောင်းဘူးကွယ်သူစကားမပြောသူ့လက်မောင်းစီကန်လာတဲ့မတွန်းလက်ကလေးစီသူ့လက်ကလေးစီသူ့လက်တစ်ဖက်နဲ့အုံမိုးကန်လာတယ်သူ့လက်ထဲပါလာတဲ့မတွန်းလက်ကလေးစီသူငိုကြည့်နေမိရင်သူကြည့်နေစိတ်လွတ်ပြီးနမ်းလိုက်မိမှာကိုမင်းလွန်စွာထိတ်ချုပ်ထားလိုက်ရပါတယ်နောက်ဆုံးသူကတတွင်းတစ်ချက်ကိုနာကျင်စာမြှချလိုက်ပြီးမတွန်းလက်ကလေးကိုပြစ်လွတ်ပေးလိုက်ရပါတယ်မတွန်းပြန်มาတော့သူအဲ့လိုပြောရင်တွန်းကိုကြောခိုင်းထားလိုက်တယ်နေစင်တို့ကသူ့အတင်ကိုအံ့ဩခြင်းများစွာနဲ့အတန်ကြာကြာကြည့်နေပြီးမှတိတ်ဆိတ်စွာပြန်သွားလိုက်ပါတော့တယ်။အခန်းထဲမှာတယ်လီဖုန်းတန်ကဆူရှစွာမြင်လာပြီးအနီးမှာအသင်ရှိနေတဲ့မန်နေဂျာကလမ်းယူနားထားလိုက်တယ်။ဟုတ်ကဲ့ခင်ဗျာတစ်ခွဲဆက်ကပါ။အော်ဟုတ်ကဲ့ဆရာဦးဝင်းမထိုင်ရှိပါရဲ့ခင်ဗျာတစ်ခွဲရဲ့နေရာမှာရောက်နေလို့ပါ။ကင်ထားပါကျွန်တော်သွားခေါ်ပေးပါမယ်။တစ်ဖက်မှာအလွန်အရေးကြီးရဲ့ဆိုလို့မန်နေဂျာကဖောင်းလေးမြင်မြင်ချကဝင်းမထိုင်ကခေါ်ဖို့အတွက်အခန်းထဲမှာပြစ်ထည့်ခဲ့ဆရာတေခွဲဆက်တန်ကြောင့်ဝင်းမထိုင်မကြောင့်တေခွဲသားရီကိုသာသူလိုက်ကြည့်ရှုနေရင်မန်နေဂျာကဝင်းမထိုင်အနေရောက်ရှိလာပြီဆရာအော်ကိုဆွေပြောဆရာဖုံလာနေရဲ့ဆရာတိတ်အေးကြီးရဲ့တဲ့မြန်သွားနားထောင်လိုက်ပါအောင်ဗျာဟုတ်ကဲ့အဲ့လိုပြောလိုက်ရင်သူဖုံးရှိရသို့လှမ်းခဲ့အေးကြီးရဲ့ဖုံးဆိုလို့ဘလို့အရေးများပါလဲလို့တွေးရင်မှပင်ဝင်းမထိုင်ကဖုံးလေးကိုကောက်ယူနားထောင်ပြလိုက်တယ်ဟယ်လိုကျွန်တော်ဝင်းမထိုက်ပါကိုကြီးတီပါဟင်ဘာကိစ္စလဲညီမလေးကိုကြီးမတွန်းအိမ်ကိုမြန်လာပါမေမေရောနီမောင်တီရောအားလုံးမတွန်းအိမ်မှာရှိရယ်မတွန်းခင်မွန်းကိုချစ်ဦးနဲ့ကိုလေးတို့နှစ်ယောက်တောင်ကိုအသွားလမ်းမှာကားချင်းတိုက်လို့ပွဲချင်းပြီးဆုံးဘာတုံလို့ချင်းကြီးစွာနဲ့သူဖုံးကိုဆောက်ထားလိုက်တယ်မမြောင်လေးနဲ့တည်င်းဆိုကြသူ့မျက်ဝန်းတစ်ပြင်လုံးကထိတ်လန့်ဖြူပြတ်သွားသလိုသူကလှုပ်ရှားခြင်းများစွာတွေနဲ့ကလန်ထိုင်မှတိုက်ပုံအင်ဂျီကိုဆွဲယူကအခန်းထဲမှာပြေးထွက်ခဲ့လိုက်လျော်တယ်။ကိုဆွေကျွန်တော်အရေးကြီးလို့အိမ်ပြန်အောင်မယ်။ကောင်းပါပြီဆရာ။မန်နေဂျာကမှာပြီးတစ်ဆန်ဝင်ထဲမှာသူကားကိုမှထွက်ခဲ့လိုက်လျော်တယ်။စိတ်ထဲမှာမယုံနိုင်အောင်လှုပ်ရှားမှုတွေနဲ့သူကားကိုတတိကြီးဆောင်မောင်းခဲ့ရတယ်။ကောင်းမောင်ဆဲကားထဲမှာနိုင်ကိုသူတစ်ချက်ကြည့်ပြီးတော့မနဲ့စိန်လိုက်ကွယ်။ဒီနေ့မနဲ့အစောကြီးကလေးကကိုချင်ဦးနဲ့ညီဖြစ်သူထင်းလင်းကျော်တို့သွားမဲ့တောင်ကိုခေးစင်ကိုသူသိထားတယ်။အခုတော့ဖះမိမိနဲ့မတွန်းတို့ဘယ်လိုနေရှာမလဲမိမိကတရားနဲ့ဖြစ်နိုင်ပေမဲ့မတွန်းအိုးမတွန်းရဲ့ကျွန်တော်စိတ်မကောင်းလိုက်တာတကယ်ပါဗျာသူတုံလုံးချင်းထိခိုက်ခြင်းများစွာနဲ့တွင်သူမောင်းလာတဲ့ကားလေးကတက္ကသိုလ်ရိပ်သာလမ်းမှာနေထိုင်နေမတွန်းရဲ့ခြံရှိသို့ရောက်ရှိလာခဲ့ပြီဖြစ်တယ်စင်ဝင်အောက်မှာကားရတာနေပင်သူကားပေါ်မှာချက်ချင်းဆင်းနေလှုပ်ရှားနေတဲ့စိတ်နဲ့သူတိုက်ထဲသို့ဝင်လိုက်တဲ့အခါမှာတော့အားလုံးကမျက်ရည်များစီးကြကကျိတ်ဆိုင်ပြီးမတွန်းနဲ့ကလေးနီးမှရှိနေကြတာကိုသူတွေ့လိုက်ရလေ။တင်ခါရချိန်ကိုတော့ဘယ်သူမှမလွန်ဆန်နိုင်ကြဘူးသမီးတို့ရေ။တရားနဲ့ဆိုရင်မိမိစကားတန်ကိုသူကြားလိုက်ရပါတယ်။သူကအိမ်ခန်းထဲသို့လှမ်းဝင်ခဲ့ပြီးသူ့ခြေတံကိုကြားတဲ့အချိန်မှာမတွန်းကလည်းပြီးအာလုံးလှည့်ကြည့်လာကြတယ်။တားကြီးမိမိကခေါ်ရင်သူ့အကြည့်တွေကမို့ဘသူထံမှမရှိမတွန်းနဲ့သားလေးတွင်သာထိခိုက်ခြင်းများစွာနဲ့စိုက်မှတ်နေရတယ်။မတွန်းအနေသူလှမ်းခဲ့ပြီးဆိုပါကြီးများအောက်ကျန်းထက်မှထိုင်နေတဲ့မတွန်းအနီးမှာသူညင်သာစွာထိုင်လိုက်ပြီးမတွန်းရင်ခွင်ထဲမှာသားလေးရဲ့စပင်နုလေးတွေကိုပုတ်တက်နေမိရင်မတွန်းသူ့ကိုမော့ကြည့်လာပြီးသူ့ရဲ့ခံစားမှုတွေနဲ့ကြည့်နေတဲ့မျက်ဝန်းတွေနဲ့စုံနေမတွန်းမျက်ဝန်းမှာမျက်ရည်မြစ်ကလေးအပြိုင်ဆေးကြလာတဲ့အချိန်မှာသူ့ရင်တွေပွင့်ထက်မတက်ရှိရပါလေရောတယ်။သူကကြိတ်ရိတ်ရှိုက်လိုက်ပြီးခေါင်းလေးကိုပြန်ငုပ်ကသားလေးကိုဖတ်ထားလိုက်ရဆိုင်မတွန်းရဲ့သူ့နှုတ်မှထိခိုက်စွာဆိုရင်ဘလို့မတွန်းလက်ကလေးတစ်ဖက်ကိုသူဆုပ်ကင်ထားမိမှမသိတင်းကျပ်စွာဆုပ်ကင်ထားမိရပါတယ်။မိမိနီမနဲ့ညီမများအားလုံးကသူနဲ့မတွန်းကိုကြည်ကောင်းချင်းကြည့်နေကြမှာဖြစ်တယ်။သူကအားလုံးကိုမေ့လျော်နေလေမတွန်းကိုဆုပ်ကင်ထားရင်မတွန်းရဲ့ခြေကွမ်းရဲ့အသွင်လေးကိုသာသူကထိခိုက်စွာကြည့်နေမိရောတယ်။နီမတီနဲ့ခင်တို့ကမျက်ရည်တို့နဲ့သူတို့ကိုကြည့်နေကြမှာတာမန်သဘောသာရှိပြီးမိခင်ကြီးတော်အင်းမီကတာကြီးအော်ရတာအားထူးခြားတဲ့မျက်လုံးတို့နဲ့စူးစမ်းစစ်စစ်ကြည့်မိလေရလေမဟုတ်ပါလားမှန်နေဒေါ်အင်းမီရဲ့အကြီးကသွန်းလက်ကလေးအားစုပ်ကင်ထားတဲ့မိမိသားချင်းလက်မှာအင်အားတွေနဲ့သွန်းကိုကြည့်နေတဲ့သားချင်းရဲ့မျက်ဝန်းညိုအစုံမှအရိပ်တွေကို
သူမရဲ့အတွေ့အကြုံနဲ့အံ့ဩခြင်းနဲ့ထူးခြားဆန်းပြနေစေရလေရော်တယ်ဝင်းမထိုက်ကအားလုံးကိုတတိလက်လို့ဖြစ်နေခဲ့ပြီးငယ်ရောက်မှကြီးလာတဲ့မိခင်ရဲ့မျက်ဝန်းတွေကိုလည်းသူကြောခိုင်းထားမိလို့သူ့ကိုယ်သူတတိမချက်နိုင်ဖြစ်ခဲ့ရတယ်သူကအားပေးနှစ်သိမ့်တဲ့သဘောနဲ့မိမိလာတင်းကျပ်စွာစောက်ကင်ထားတဲ့ဝင်းမထိုက်ကိုအရှင်ဟောကောင်းတဲ့မျက်ရည်ချောင်းကလေးတွေနဲ့မော့ကျလာတယ်သူ့ရဲ့အများနဲ့မတူတဲ့ခံစားမှုမျက်ဝန်းတစုံနဲ့ဆုံမိရဲ့အချိန်မှာတော့မမတုံအားလုံးကိုတောင်းပန်ပါတယ်မမတုံခွင့်လွှတ်ပါနော်ရှိုက်တန်လေးတွေနှောကတုံးအားဆိုရယ်နေစဉ်တုံးကပူလောင်ကျန်းနေကြတဲ့တောကများအလင်းမမို့ဝင်းမိထိုက်ရဲ့မျက်ဝန်းတွေကိုတတိထားမဖတ်တတ်ခဲ့ရကအမှန်ရဲ့ပါဘာအောင်မမတုံတောင်းပန်ပြီးတော့ဘာအောင်ခွင့်လွှတ်ရမှာလဲဗျာမမတုံပြောချင်တာကမမတုံတို့ကြောင့်မောင်လေးထိန်လင်းအိုးဗျာမမတုံရဲ့ကျွန်တော်ခံစားမှုထက်မမတုံခံစားမှုကပိုပြီးတာပါတယ်ဆုံးရှုံးတာချင်းတူပေမဲ့လည်းမမတုံဘွားအတွက်ဆုံးရှုံးမှုကပိုပြီးကြီးမားပါတယ်လေတုံရှိုက်ငုံမိလိုက်ပါတယ်သူကမျက်ဝန်းအစုံကိုမှိတ်ထားမိပြီဖြစ်လို့သူ့ထံမှာမိခင်တော်အင်းမီရဲ့အကြည့်တွေကတစုံတရာကိုနားလည်စားနဲ့ဆိုက်ရောက်နေစေရဲ့ပါသူထိုင်ရမှထိုင်ရလိုက်ပြီးမမေအဲ့လိုမျိုးခေါ်ရင်မိခင်ကိုကြည့်ပြီးတော့ထူးခြားနေတဲ့ကြည်စိတ်ရှိရင်မိခင်မျက်ဝန်းနေနဲ့သူတန်းဆုံရတယ်အဲ့ခါသူလိပ်ပြမလို့တလုံးရင်ထဲလှုပ်ရှားသွားရကသူ့မျက်ဝန်းတွေကိုလွှဲဖယ်ပစ်လိုက်ရလေဘာလဲသားဘာပြောမှလဲတားဖြစ်သူရဲ့အနေအထားကိုထိန်းကတော်ရင်မီကပြောတယ်ဟိုကျွန်တော်နိုင်ရေးကိစ္စတွေရှောက်လုပ်လိုက်ပါအောင်မယ်မမေတို့အားလုံးမမတုံနာမှာပဲနေပေါ့နော်နေရမှာပေါ့တားရဲ့နေရမှာပေါ့တားရဲ့မမတုံကမမေရဲ့သမီးအကြီးဆုံးဆိုလဲမမဘူးမဟုတ်လားကဲတားရဲ့အမကိုစားတားပဲကိစ္စတွေတောင်းဝင်ယူလုပ်ပေးပါကွယ်ဟုတ်ကဲ့မမေကျွန်တော်သွားမယ်နော်မမေကိုပြောရင်သူထွက်ခဲ့ရင်မမတုံပန်းလဲကသူကြည့်လိုက်ချင်တော့လဲမမေရှေ့မှာလိပ်ပြမလုံးလို့သူ့စိတ်ကိုစုပ်တီးကမကြည့်တော့ပဲတိုက်ထဲမှာလှမ်းထွက်ခဲ့ရပါတော့တယ်ကိုချစ်ဦးနဲ့ထင်းလင်းကျော်တို့ကနိုင်ရေးကိစ္စအဝဝပြီးဆုံးသွားချိန်ပြီကိုချစ်ဦးနဲ့ထင်းလင်းကျော်တို့ရဲ့နိုင်ရေးကိစ္စအဝဝပြီးဆုံးသွားခဲ့ချိန်ပြီဖြစ်တယ်ကိုချစ်ဦးမရှိတဲ့နောက်မှာတော့တုံးကစီးပွားရေးလုပ်ငန်းတွေကိုဥဆောင်ဦးရဲ့ပြုနေရပါတော့တယ်ခင်မောတဲ့မကွယ်လွန်ခင်ကလေးကခင်မောတဲ့ရဲ့လုပ်ငန်း၏အကြောင်းကိုဇနီးဖြစ်သူနေစဉ်တော့ပြည်လဲတိုင်းပင်ပြောဆိုပြနေပြီဖြစ်လို့နေစဉ်တော့ကလုပ်ငန်း၏အကြောင်းကိုအားလုံးသိရှိနားလည်နေရပါလေလုပ်ငန်းချင်းတူတူတွေလုပ်ငန်း၏ပတ်သက်နေသူတွေနဲ့လည်းအားလုံးကိုသိရှိထားလို့လုပ်ငန်းများပြောဆိုရမှာလည်းအဆင်ပြေမှုရှိပါတယ်အလားပါဆောင်အရေးကြီးဆုံးနဲ့နူးညံ့သိမ်မွေးဆုံးသောမုတ်ဆုံးမပူပူနွေ့နွေ့ဖြစ်တဲ့နေစဉ်တော့ကိုနှစ်လိုမျက်လုံးလက်ကမ်းလိုသူတွေကလည်းအသိရဲ့ပါနေစဉ်တော့တန်လုပ်ငန်းများအကြောင်းပြပြီးလူကိုယ်တိုင်ရောဖုန်းနှိပ်ပင်ဖြစ်စေတွဲဝိုက်ပြီးတော့တမျိုးပွင့်ပွင့်လဲဖြစ်စေလက်တွဲရန်တောင်းဆိုလာကြတယ်ဒီကိစ္စတွေကိုလုံးဝမစင်စားသေးပါကြောင်းကုညီခြင်းနဲ့စိတ်စေတနာရဲ့အတွက်ကျေးဇူးတင်ပါကြောင်းစသဖြင့်တုံးကချိုတာတိမ်မွေ့စွာဆိုကအလိမ္မာဖက်ပြီးတော့မိမပြတ်အောင်ရှိစေရင်မှန်တယ်တကယ်တော့လေတုံးအနေနဲ့အဲ့ကိစ္စတွေကိုဘယ်လိုမှစဉ်းစားခြင်းမရှိသေးတာကအမှန်ပါတုံးကမိမိရင်သိလေးရဲ့ရှေ့ရင်မိမိရဲ့ရှေ့ရင်နဲ့မိမိရဲ့စီးပွားရေးကိုဖျောက်ပြတဲမဲ့စေဖို့သာမိမိကိုမိမိပိတ်ကန်ရဲ့အထူးစူးစမ်းနေရရှာပါတယ်တိုးအနေနဲ့မိမိကတကောင်ချက်ဖြစ်တော့လေဒေါ်အေးမီယိုမိသားစုကိုမိမိရဲ့မိသားစုလိုအားကိုးတယ်အထူးသဖြင့်ဝင်းမင်းထိုက်ကလူရဲလေးတအုပ်ဖြစ်တော်လေဖြောင်းမတဲ့အကျင့်စာရိတ္တနဲ့သူ့ရဲ့လုပ်ငန်းအရှိန်အဝါနဲ့သူကတည်ငြိမ်ရင့်ကျက်စွာနဲ့မိသားစုထဲမှာရောလုပ်ငန်းပိုင်းဆိုင်ရာတွေမှာပါဥဆောင်ဦးရဲ့ပြုနိုင်သူဖြစ်တယ်ဝင်းမင်းထိုက်ကတည်ငြိမ်ရင့်ကျက်ပြီးတော့ဆက်ဆံရေးကောင်းမွန်တဲ့စီးပွားရေးသမားပိသားစွာလူတကာနဲ့အသိမြတ်စွာပြောဆိုတဲ့ဒီလိုနဲ့တောအနေနဲ့ဝင်းမင်းတက်အောင်မိမိထက်အသက်ငယ်တော့လေအထင်ကြီးလေးစားရတယ်ဒေါ်အေးမီကိုမိခင်လိုအားကိုးပြီးဒေါ်အေးမီကိုမိခင်လိုအားကိုးပြီးအားလုံးကိုမောင်နှမအရင်ချလို့တွန်းအားချက်တယ်ခင်နေယုံကြည်စိတ်ချအားကိုးရင်သူအားကိုးရလောက်အောင်လေဒေါ်အေးမီကမိမိအိမ်မှာလာနေပေးပြီးဆောက်ရှောက်တယ်ဝင်းမင်းထိုက်ကလည်းသူ့လုပ်ငန်းတွေရောမိမိလုပ်ငန်းတွေပါနေစေကိုညီလောက်ကင်ပေးရင်တခါတည်းရင်လုပ်ငန်းစကားများပြောဆိုရမှာဝင်းမင်းထိုက်ကအတွေ့အကြုံရှိထားသူပြီးနေစဉ်တော့ဘလို့ပြောဆိုရင်အကြံပြုတဲ့တချို့လုပ်ငန်းတွေနဲ့ပတ်သက်ရေးလဲဘလို့ပဲပုံလုပ်ရင်ဘလို့အဆင်ပြေမှာဖြစ်ကြောင်းအသိပေးအကြံပြုဆိုရင်အဲ့လိုပြောရတော့လေနေစဉ်တို့ရဲ့နောက်ဘက်မှာဝင်းမင်းထိုက်ရဲ့လုပ်ငန်းတွေကပံ့ပိုးနေသူဖြစ်လာကြတော့တယ်။လုပ်ငန်းတွေသာမကမိမိရဲ့မောင်ရင်းလိုမိမိအပေါ်မှာဝင်းမင်းထိုက်ကတည်ငြိမ်စွာဆောက်ရှောက်ခြင်းလည်းရှိရင်အလုပ်သာအလုပ်ပြန်မှာဝင်းမင်းထိုက်ကတွန်းကိုဂရုတစိုက်အတူပို့လုပ်ပြီးတနေ့ချိန်တွေမှာမကြာခဏဖုံးဆက်ရအကူအညီလိုအပ်ခြင်းရှိမရှိမြင်နေတတ်တယ်။ဒီနေ့လည်းတဏီကောင်အထိတွန်းကကုမ္ပဏီလုပ်ငန်းတွေကိုပြောဆိုလောက်ကိုင်းဝင်းမင်းထိုက်ထံမှလည်းအလိုမရှိဖုံးကနေဖုံးထဲမှာဝင်းမင်းထိုက်နဲ့စကားပြောကမောင်နှမရင်ချလို့စိတ်လက်ကြည်သားမှုရှိရပါတယ်။အခုညနေ3 နာရီခွဲပြီးမကြမီမိမိကကြွရင်ဝင်းမထိုက်တယောက်ရောက်လာတော့မှဖြစ်တယ်။အဲ့အတွက်တုံးကဝင်းမထိုက်လာခေါ်တာနဲ့ချက်ချင်းပြန်နိုင်မှုအတွက်စပွဲပေါ်မှာလက်ကျန်အလုပ်ကလေးကိုအပြစ်ရှင်းနေစိစပွဲပေါ်မှာဆယ်လူလာဖုံးလေးမြင်လာလို့တုံးကဖုံးလေးဖွင့်ကနားထောင်လိုက်ရင်
ဟယ်လိုအမိတ်ရှိပါရှင်နေစင်သုံးပါအော်ဒေါ်နေစင်သုံးကျွန်တော်ဝေထုံးပါကျွန်တော်အခုပဲစင်ကာပူကပြန်ရောက်တယ်အိုးဟုတ်လားကိုဝေထုံးကစင်ကာပူမှာဘာလုပ်ငန်းတွေများတိုးချဲ့ခဲ့ပြန်ပြီလဲရှင်ဒီလိုပေါ့ဗျာကျွန်တော်အခုအိမ်တော်မရောက်သေးဘူးလမ်းခုလက်ကနေဖုန်းဆက်နေတာအော်ဟုတ်ကဲ့အေးကြီးကိစ္စများရှိသလားရှင်တင်းငိမ်စွာသုံးအမိတွေတစ်ဖက်မှကိုဝင်ထုံးကတစ်ချက်တုတ်ဆိုင်နေပြီမှာဟုတ်တယ်ကျွန်တော်တော်တော်သိရေးကြီးနေပါတယ်ဒါကြောင့်ကျွန်တော်အခုဒေါ်နေစင်သုံးစီကိုတန်းပြီးတော့လာခဲ့မယ်လူချင်းတွေ့မှပဲပြောပြရစီအော်ဟုတ်ကဲ့ရပါတယ်ရှင်ကျွန်တော်လေးဘယ်တော့ဘာလို့သုံးပဲတတိယမြင်အောင်နေဖြင်းရန်ခက်တဲ့စကားကြီးမို့ဘာပြောရမလဲတော့မသိတော့လို့ဖုန်းလေးကင်ကမျက်လုံးလေးပြူးကျကြောင်သွားရချေဒါပဲနော်ကျွန်တော်အခုလာခဲ့ပြီဟုတ်ကဲ့ရင်ထဲလေးလေကြီးများစွာနေပြီစိတ်ရှုပ်ထွေးစွာနဲ့သွန်းဆိုလိုက်ရပါတော့တယ်မမတုံကိုကျွေးရင်အတွက်ပလတ်စတစ်စက်ရုံမှဝင်းမင်းထိုင်၄နာရီတူတီမှကားဖြစ်ထွက်လာခင်ကားကုန်မန်မောင်းလာရင်ကဝင်းမင်းထိုက်ကရင်းနဲ့မချစ်တင်ငယ်ရှိနေရခြင်းလွဲချော်မှုဖြစ်နိုင်လို့နဲ့သူ့အကြောင်းတွေကိုသူ့ကောင်းထဲမှာအစင်မြဲသူကရင်နာစွာတွေးနေမိတတ်တယ်တွေးလေတိုင်းနဲ့ရင်ထဲမှာပိုးရနာကျင်ရတယ်အဲ့ဒီအတွေးတွေကလည်းသူ့ရင်နဲ့ကောင်းထဲမှာရှိရင်စိတ်ညစ်တယ်မမတုံရင်သူအဲ့လိုညှိတွားလိုက်ပြီးအရှိတို့အကြည့်ကိုပေါ်ကညဝန်းညိုတွေကလေးနဲ့ချင်းနဲ့ဝေဆိုင်ရရှိနေရင်မမတုံရင်တွေးရောမတွေးကောင်းပါဘူးဗျာဒါပေမဲ့ဒီလိုတွေသာဖြစ်မှန်သိရင်ကျွန်တော်ညီမကိုလက်ထပ်ပြစ်မှာမဟုတ်ဘူးအခုတော့ကျွန်တော်မှညီမကိုလက်ထပ်လိုက်ရတာပဲအဖက်တင်ကြမ်းရစ်ပြီးတကယ်တော့ညီမကလည်းတနာစရာပဲဒါပေမဲ့ကျွန်တော်သူ့ကိုညီမလေးတို့ကလဲပြီးဘယ်လို့မှသဘောထားလို့မရဘူးမမတုံကျွန်တော်ချစ်တာမမတုံကျွန်တော်ရယူချင်တာမမတုံမှာမမတုံရဲ့ကျွန်တော်လွတ်လပ်နေပြန်တော့မမတုံကမလွတ်လပ်ဘူးအခုမမတုံလွတ်လပ်သွားပြန်တော့ကျွန်တော်ကနာကျင်စွာတွေးဆဲသူ့နှကန်းကိုစိတ်ထားလိုက်မိစဉ်းစားကြည့်လိုက်မယ်ဆိုရင်ညီမကလွန်စွာရိုးသားအေးဆေးပင်တနာစရာကောင်းတာအမှန်ပါဒါပေမဲ့သူကညီမကိုအသေးနှလုံးမှာလုံးဝနေရာမပေးနိုင်လို့ဒီနေ့ထက်တိုင်ညီမအပြိုစင်သူကဘာတစ်ခုမှမပုံမရှသေးရဲ့တဲလဲစင်လူတယောက်ပါသူနဲ့ညီမတို့လက်ထပ်ခဲ့ရမှာအခုဆိုရင်လေးလဆွန်ဆွန်လေးရှိသေးပြီဖြစ်တယ်သူကညီမကိုဇနီးမယားတယောက်လိုမဆက်ဆံတာကအလွဲပြီးကျန်တဲ့အပိုင်းတွေမှာလောင်းဝတောင်းဝင်ကြပါတယ်မမသူရဲ့ကျွန်တော်ယူချင်နေပြီဗျာမချစ်မရဲ့ဖြစ်လွန်ပြီးမကြခဏသူ့နောက်မှဖွင့်ရဆူထုံမိရတယ်အခုတော့လေဗျာမမသူရဲ့ဂုံတိတ်ခါနဲ့လက်ထပ်ပါလားဆိုတဲ့အတိနဲ့ကျွန်တော်ဟာလူစီကန်းကိုစောင့်ထိုင်းနေရပြန်ပါတယ်ဒီလိုအခြေအနေကြီးမှာတော့အခုလိုလေးပဲမမတုံကိုကျွန်တော်စောင့်ချောက်ခွင့်ရတာလေးကိုပဲကျင့်နေရပါတော့မယ်ဗျာအရေးကြည်လေးနဲ့ပဲမမတုံဘဝကိုကျွန်တော်စောင့်ရှောက်ပြရစီမမတုံရဲ့ကျွန်တော်အသိနှလုံးကမချစ်တဲ့ရင်ကောင်းမယ်အခုတော့ကျွန်တော်ယူချင်နေပြီနှကန်းတို့တင်းတင်းစိတ်ကရင်ထဲပွင့်ထက်မတဲ့သူပြောနေမိရင်ရှင်ပွေးမတဲ့ခန်းစားချက်တွေနဲ့မောင်းနေလာတဲ့ကားလေးကတွန်းရဲ့ကုမ္ပဏီရှေ့သို့ရောက်ရှိလာပါတော့တယ်။ကုမ္ပဏီရှေ့ကားလေးရပ်တဲ့နေရာမှာနောက်ဆုံးမှကားလေးတစ်စီးကိုတွေ့လာရလို့သူမျက်မှောက်တွန့်သွားရတယ်။သူကကားပေါ်မှာချက်ချင်းစိတ်ကကုမ္ပဏီထဲသို့ဝင်ခဲ့။အောက်ထပ်မှာဘယ်သူမှမရှိတော့အလွတ်သမားတွေပြန်ကုန်ကြပြီဖြစ်တာကိုလည်းသူသိရင်ရှေ့မှာရပ်ထားတဲ့ကစိတ်ထဲရရွရင်အပေါ်ထက်သို့သူလျင်မြန်စွာပြစ်တက်ခဲ့။အပေါ်ထက်အေကန်အနီရောက်မှာတော့စကားတန်တွေကိုသူကြားလိုက်ရလေ။ကိုဝေထိုးရဲ့တောင်းဆိုမှုအတွက်သူ့အနေနဲ့ဘာမှငင်းစရာမရှိပါဘူး။ကိုဝေထိုးကလူပြလူလိုတယောက်လေးဖြစ်တယ်။ကျိုးလေးကျိုးစားရင်ဒါကြောင့်အားထားရမယ့်လူလေးဖြစ်တယ်ဆိုတာသုံးသိပါရဲ့ရှင်။ဒါပေမဲ့သူ့အနေနဲ့အဲ့ဒီကိစ္စတွေကိုမစင်စားသေးပါဘူးကိုဝေထိုးရင်။ဘာကြောင့်လဲဆိုတော့သူခင်မိုးဆုံးတာလည်းမကြသေးဘူးမဟုတ်လား။သူ့အနေနဲ့တပင်မူတပင်ထူဆိုတာကိုစိတ်ဝင်စားသေးရအမှန်ပါ။မမတို့ရဲ့စကားတန်လေးကိုသူကြားလိုက်ရတယ်။သူ့တကောလုံးကချွေးများပင်ပြန်ချင်နေ။ဟုတ်ပါပြီလေ။တကယ်လို့သူစဉ်းစားခဲ့ရင်ကို့ကိုဦးစားပေးပြီးတော့စဉ်းစားပေးပါလို့ကိုတောင်းဆိုပြစေ။ကိုဝေထိုးကအဲ့လိုပြောရင်ထက်ဆင့်တောင်းဆိုတဲ့ကိုသူကြားလိုက်ရတယ်။အသက်ရှူမွားသူဖြစ်လာပြီးမမတွင်ထမ်းမှပြန်ပြင်းမဲ့စကားတန်ကိုသူဘလို့မှမကြားခြင်းကိုဝေထွန်းစုသူကိုလည်းစကားဆက်ခွင့်သူမပေးချင်တော့အဲ့အတွက်သူကအခုမှရောက်လာရင်ဘာမှမသိသလိုအေကန်းပေါက်မှာမားကနေရက်လိုက်တယ်။သူကသူ့ထံလှမ်းကြည့်လာပြီးသူရဲ့မျက်ဝန်းတွေကလည်းသူ့ကိုမြင်လင်းလက်တာကိုသူတွေ့လိုက်ရတယ်။ဟာမောင်လေးရောက်လာပြီလား။အိမ်ကိုရောဒေါ်လေးစီကိုဖုန်းဆက်ဖြစ်သေးလား။ကျွန်တော်စိတ်ရုံကတန်းလာတာမိမိစီဖုန်းမဆက်ဖြစ်ခဲ့ပါဘူးမမတုံစီရောက်မှာပဲအခုပဲပြန်လာတော့မယ့်အကြောင်းဖုန်းဆက်ဖို့စိတ်ကူးခဲ့အတန်ဩစာအပြင်းနဲ့ထဲမှာလွန်းနဲ့ဝေမိထိုက်ကိုကိုဝေထုံးကပဲမှန်သက်စွာကြည့်ဖြစ်သွားရတယ်ပြီးမှကိုဝေထုံးကတတိယလာပြီးထိုင်ရမှရက်လိုက်တယ်တွန်းကအခုမှအနေထားတက်တာဟန်နဲ့ကိုဝေထိုးထန်ကြည့်ကိုဝေထုံးပြန်တော့မလို့လားဟုတ်ကဲ့တွန်းကျွန်တော်လာတာလေးကြားသွားပြီလေတွန်းလည်းအနားယူချင်တော့မှာပေါ့တွန်းကရပါရဲ့ကိုဝေထိုးရတာစင်ကာပူကရောက်ရောက်ချင်းအိမ်တော်မရောက်သေးပဲတွန်းစီလာဆိုတော့အိမ်ပြန်အနားယူဖို့တင့်ပါပြီရှင်အားရကိုဘာမှမပေးမမအောင်ဗျာကဲကိုတော့မယ်တွန်းနောက်မှတွန်းနဲ့လာတွေ့မယ်ဖုန်းလဲဆက်မယ်ဟုတ်ကဲ့ကိုဝေထိုးအော်ဒီမှာမိတ်ဆက်ပေးအောင်မယ်ဒါတွန်းရမောင်လေး
ကိုဝင်းမိထိုက်တဲ့။အော်ဟုတ်ကဲ့ကျွန်တော်တွေ့ရတာဝမ်းသာပါတယ်ကိုဝင်းမိထိုက်။မောင်လေးဒါမမသွန်းတို့ရဲ့လုပ်ငန်းတူမိတ်ဆွေကိုဝေထွန်းနဲ့ဟုတ်ကဲ့ကျွန်တော်လည်းကိုဝေထွန်းကိုတွေ့ရတာဝမ်းသာပါတယ်ခင်ဗျာ။တင်းငင်စာနဲ့မိုးရင်စာပဲသူကပြောလိုက်တယ်။သူ့အသွင်ကတစုံတရာအတွက်လုံးဝချွေရင်းခြင်းမရှိပါ။သူ့ကိုဝေထွန်းကခင်မင်စာနဲ့တလင်းတစားပင်ကြည့်ဖြင့်ညီနဲ့သိရတာတကယ်ပဲအကိုဝမ်းသာပါတယ်။ကဲအကိုခွင့်ပြုပါအောင်။ဟုတ်ကဲ့ပါခင်ဗျာ။နှုတ်ဆက်ပြီးကိုဝေထွန်းထပ်သွားလိုက်ပြီ။ကိုဝေထွန်းထပ်သွားလေးမှတွန်းကလည်းတပ်ပြင်းကိုချဖြင့်မောင်လေးရောက်လာလို့ပဲမမဖြစ်ကွယ်စကားသာပြောနေရတယ်အသက်ရှူချစ်နေရပဲဒါပေမဲ့ကိုဝင်ထိုးကတော့လူလွတ်လည်းဖြစ်တယ်စိတ်နေသဘောထားလည်းကောင်းတယ်တော်လဲတော်တဲ့သူပါဒါဆိုမမတုံးကတပင်လဲမို့တပင်ထူမယ်ဆိုရင်သူ့ကိုပဲရွေးရမယ်ပေါ့ကျွန်တော်လည်းကြားပါတယ်မမတုံးတို့ပြောတဲ့စကားဟုတ်လားဒါဆိုမောင်လေးရောက်နေတာကြားပြီပေါ့အမတ်တမဲ့ပဲတွန်းစကားပြောလိုက်တယ်သူ့အသွင်လည်းတွန်းတတိမထားမီသူကမတ်တရဆဲလက်ပိုက်ကတွန်းထန်စစ်စစ်ကြီးစကားဆွနေခြင်းမှာပြောပါမမတုံးတကယ်မမတုံအိမ်အောင်ပြုမယ်ဆိုရင်ကိုဝေထွန်းကိုရွေးချယ်မှာလားတုံကအိတ်ခံစပွဲအောက်ဆင်မှမဂဇင်းဆောင်နဲ့သတင်းစာများကိုရှင်းလင်းသူ့ကိုမကြည့်ဖြစ်ပဲလှပစာပြောရင်ဖြစ်ရင်ကဖြစ်နိုင်ဖို့တော့များတယ်မောင်လေးဒီလိုဆိုရင်ကျွန်တော်ညီမကိုကွာလိုက်တော့မယ်မမတုံရုတ်တရက်မထင်မှတ်ပဲကြားလိုက်ရတဲ့သူ့စကားအတွက်တုံကသူ့ကိုတန်တော်ကြီးစကနေမောကြည့်လိုက်မောင်လေးမင်းဘလို့ပြောလိုက်တယ်ဟုတ်တယ်မမတုံအိမ်အောင်မပြုတ်ရဘူးမမတုံအိမ်အောင်ပြုတ်ရင်ကျွန်တော်ညီမကိုတကယ်ပဲကွာလိုက်တော့မယ်မောင်လေးမင်းမမတုံးကိုဘာစကားကြီးပြောနေရလဲနေရာမှာထားရကတန်တော်ကြီးတုံလုံးစာနဲ့တွန်းပြောမိရင်ဝင်းမထိုင်ရလဲတွန်းနီးတို့တင်းငင်စာတုတ်ခတ်လိုက်ပြီးတော့တွန်းကဆွန်းဆိုင်ကျင်နေတယ်တွန်းကအောင်ချင်းတုံလုံးချင်းများစွာဖြစ်မိရတယ်တွန်းမြဝင်တွေကစွမ်းအားတွေကိုတွန်းတွေ့နေရတယ်အဲ့စွမ်းအားတွေကတာစီရမရတော့တွေထိုးပေါက်ထွက်ပေါ်နေရတဲ့သူ့အချစ်စွမ်းအားတွေပါမမတုံးရဲ့တိလောက်ပါတော့ဗျာကျွန်တော်မမတုံးချစ်တယ်ကျွန်တော်မမတုံးချစ်တာလူကိုမမြင်ဘူးခင်ကလေးကဟာဒီဓာတ်ပုံလေးကိုစတွေ့ရနေကြရကျွန်တော်မမကိုချစ်နေခဲ့ရတာပါမလှုပ်ရှားစဖို့ကျွန်တော်နှလုံးသားလှုပ်ရှားခဲ့ရမမတုံးဓာတ်ပုံလေးကိုစပြီးတွေ့ရဲ့အချိန်ကပါပဲသူ့ကိုယ်နေမကွာရှိတတ်တဲ့သွန်းဓာတ်ပုံလေးကိုတိုက်ပုံအင်ကြီးအတွင်အိတ်ကက်ထဲမှာထုတ်ကသွန်းရှိပြလာရင်သူဆိုလာတော့စကားကြီးအတွက်သွန်းအံ့ဩပြီးအံ့ဩနေရင်ထက်ဆင့်အံ့ဩမှုတွေနဲ့သာသူ့ကိုကြည့်နေမိရပါလေရောတယ်တစ်ဆက်တည်းမှာလည်းသွန်းကတစ်ချိန်ကသူ့ရဲ့အသွင်နဲ့မျက်ဝန်းကြီးကိုပြန်လည်မြင်အောင်ကအမှတ်ရလာရင်အထူးသဖြင့်နီမာနဲ့လက်ထက်ရန်ပြောစဉ်ကသူ့အတင်သူ့မျက်လုံးတွေနဲ့သူပြောရဲ့စကားတွေရလေသွန်းကတတိလေးတစ်ချက်ကိုမျိုးချရင်တကုံလုံးလေပင်ကလည်းတုံရင်နေတရားရှိရောတယ်။သူ့ကိုစိတ်မဆိုးမိဘာကြောင့်စိတ်မဆိုးမိအောင်ကိုလည်းမသိအလုံးမင်းအံ့ဩမိတာရှိအံ့ဩစိတ်နေပြီသူ့ရဲ့နှလုံးသားကလွန်စွာနူးညံ့တဲ့လေယာနဲ့ရောက်နေတယ်လို့လည်းရှိအော်အချစ်ဆိုတာဒါများလားအချစ်ကိုသူမသိခဲ့ရတာအမိန်တွန်းပေါ်မှာတွန်းကလည်းရင်မခုန်ဘူးကိမခုန်တက်ခဲ့ပါအခုတော့တွန်းကရင်ခုန်နေပါရောလားဒါအချစ်လားတွန်းကအံ့ဩထိတ်လန့်စွာစဉ်းစားနေစိမမတွန်းဟင်တွန်းလက်ကလေးများစီစုပ်ခိုင်းထားတဲ့သူ့ခေါ်တန်းကြောင့်တွန်းခွန်လေးတွန့်တုံကထူးမိမမတွန်းချစ်တယ်အိုးမောင်လေးရဲ့ဘလို့ဖြစ်မလဲကွယ်မမအံ့ဩလိုက်တာမမတုံအံ့ဩမဲ့ဆိုတာကျွန်တော်ယုံပါတယ်ဂုံတိတ်ခါရောထားပြီးတော့ကျွန်တော်နေရတာကျွန်တော်ဘယ်သူ့မှမချစ်တတ်ခဲ့ဘူးမမတုံဒါကြောင့်ညီမကိုလည်းမချစ်ဘူးညီမအပေါ်လိုလေသိမရှိစောက်ချောက်တာလည်းမမတုံကြောက်ပါမောင်လေးရဲ့လက်ထပ်ထားပြီးမှပဲကွယ်မဆိုင်ပါဘူးဗျာကျွန်တော်တောင်းဝင်ကျင်နေရပဲအဲ့ဒါတောင်းဝင်ကြည့်ရမခေါ်ဘူးကျွန်တော်နားမလဲဘူးမမတုံကလည်းကျွန်တော်ဘယ်သူမှမချစ်ဘူးဘယ်သူမှလည်းမချစ်နိုင်ဘူးမင်းမမတုံအခုဒီစကားကြီးပြောနေတော့ကောဘာတက်နိုင်မလဲဟုတ်ပါတယ်ကျွန်တော်ဒီစကားကြီးပြောနေလို့လဲဘာမှမတက်နိုင်ပါဘူးကျွန်တော်ပောက်ကွေးသွားရတာပေါ့ကျွန်တော်ဘာမှမတက်နိုင်မိမဲ့မမတုံယောက်ျားမယူရဘူးကျွန်တော်ရှိနေသေးမမတုံဘယ်ယောက်ျားမှမယူရဘူးမမတုံတော့တားမိကိုကျွန်တော်စောက်ရှောက်မယ်မောင်လေးရဲ့မင်းစကားကြီးကအစွန်းရောက်နေပါတယ်ဘလို့တင့်တော်ပါမလဲကွယ်ပြီးတော့ညီမသိရင်လဲအိုးမမတုံမတွေးရလိုက်တာအဲ့ဒီထိတွေးစရာမလိုပါဘူးမမတုံရဲ့ဂုံတိတ်ခါကျွန်တော်ရဲ့ဂုံတိတ်ခါတွေနဲ့ပတ်ဝန်းကျင်ကိုကျွန်တော်အမြဲလေးစားထောက်ထားနေရတယ်ကျွန်တော်အခုလိုမမတုံကိုဆောက်ရှောက်နေရောကလွင်တိထက်မပုတ်စေရပါဘူးအချစ်တဲ့အတ္တမအဖြစ်မျိုးဘယ်တော့မှကျွန်တော်မှမရှိစေရဘူးမမတုံကစိတ်ညစ်အောင်စိတ်နှောက်ရှက်ပြအောင်ကျွန်တော်မလုပ်ဘူးဒါပေမဲ့မမတုံတဦးတယောက်ကိုယူမယ်ဆိုရင်တော့ကျွန်တော်တခုခုလုပ်ရလိမ့်မယ်စကားဆုံးမှာတွန်းလက်ကလေးကိုသူဖြေလွှတ်ပေးလိုက်တယ်တွန်းကသူ့ကိုငေးကြည့်နေဖြစ်တယ်တွန်းရင်ထဲမှာတော့မမကိုစိတ်နှောက်ရှက်မပေးဘူးလေလားအခုမမတုံစိတ်နှောက်ရှက်ဖြစ်သွားပြီဆိုတော့မင်းမသိတော့ဘူးလားပြန်ကြရအောင်မမတုံတားလေးမြောင်နေရောမယ်ကိုချင်းတလုံးလိုရင်ကုန်လှုပ်ရှားမှုတွေနဲ့တွန်းတွေးစိအိမ်ပြည့်သူခေါ်လို့တွန်းကစိတ်ုံလေးပမာလှုပ်ရှားဖြစ်ရပါလိမ့်ရောတယ်
ကားပေါ်မှာကိုစီအတွင်းနဲ့သာရှိလျက်နဲ့သူ့ကိုစကားမပြောပြင်ဝိမိထိုက်အတွင်ကတင်ငင်မှုမှာရင်းချက်မှုဆွဲရည်နေရင်သူ့ကြီးကရှေ့သို့သာရှိရင်တွန်းကလည်းသူ့ကိုရဲရဲမြမကြည့်ဝင်တော့အောင်မှမှန်နေသူ့နှလုံးသားကိုမြင်ရပြီးနောက်မှာတွန်းကလည်းတသက်နဲ့တကုံမှာတွန်းကလည်းတသက်နဲ့တကုံမှာမဖြစ်စပုံရှင်နဲ့အသေးဆိုင်ကလှုပ်ရှားခြင်းချင်းများစွာနဲ့ငါဒီလိုစက်နေသားလို့တော့မဖြစ်ပါဘူးလေဒေါ်လေးနဲ့ညီမတို့ရဲ့မျက်နှာတွေကိုငါဘယ်လိုကြည့်ရမလဲမဖြစ်ဘူးသူပါပြောတတိရှိရှိနဲ့ဆုံးဖြတ်ချက်တစ်ခုကိုတော့ငါအမြန်ဆုံးချရမယ်ဝင်းမင်းရဲ့ရေခုတ်တန်းကြီးကမမစီကိုရိုက်ခတ်လာပြီဆိုတာမမကိုမမဝန်ခံရတော့မယ်ဒီတော့လေဖြစ်ထိုက်တာကိုပဲမမဦးစားပေးရပါမယ်မင်းကိုမမအထင်ကြီးရလေးစားရင်အားကိုးတာတွေကအချစ်ဆိုရင်တော့မင်းကိုမမလေးချစ်မိရပဲပြောရမှာပါမင်းရဲ့နှလုံးသားကိုထုတ်ပြတဲ့အခါကမမမျက်နှာမလွယ်ပဲကြည့်နေမိရဟာလေအချစ်ဆိုရင်မမကလည်းမင်းကိုချစ်တယ်ဆိုတာအမှန်ပဲပေါ့ဒါပေမဲ့ကွယ်မမဘဝမှာအချစ်ကိုတွေ့လိုက်သိလိုက်ခံစားရပြီဆိုတာနဲ့ပဲရောက်ရဲသွားပါတော့မယ်အချစ်ကိုပိုင်ဆိုင်မှုတော့မမဘဝမှာကံအကြောင်းပါမလာခဲ့ဘူးမဟုတ်လားအပြန်လန်းတစ်လျှောက်မှာမထင်မှတ်တဲ့အချိန်လေးမှာအချစ်ဆိုတဲ့အရာဟာတွေ့ရှိခံစားလိုက်ရခြင်းအတွက်တွန်းကနာကျင်တဲ့အတွေးတွေနဲ့တထထဲခိုင်မာတဲ့ဆုံးဖြတ်ချက်ကိုပါချပြခဲ့ရရှာပါလေရောတယ်ဒီနေ့တနင်္ဂနွေနေ့အားလည်းရဖြစ်တော်လဲတွန်းကအိမ်ယာမှာနုနေကြအတိုင်းစောစောနှုတ်ကကိုလက်တန်စင်ပြီးအာယုံဆုံးကက်ကဖျားဖို့ပြုပြီးတွန်းဖျားဖို့ပြုပြီးတဲ့အချိန်မှာဒေါ်လေးမိဖျားဖို့ပြုရင်ဝင်ရောက်လာတာကိုတွေ့ရင်ဒေါ်လေးနေကောင်းရဲ့လားအေးရအေးနဲ့အေးရတယ်နေပါအောင်လားဒေါ်လေးရဲ့ဒေါ်လေးနေကောင်းပါရဲ့သမီးရဲ့ကြေးရုပ်ဆိုင်မှုတွေကြားဒေါ်လေးရောက်ကကင်းစင်သွားပါပြီကိုခန်းကောင်းလာတော့ယောဂလည်းဘယ်နေရောမလဲကွယ်ကြည့်ရတာဒေါ်လေးမျက်နှာတော့တကယ်လမ်းပါတယ်ဒေါ်လေးကျမကြီးပြန်ကောင်းလာတာတွန်းလဲတကယ်ပဲဝမ်းသာတယ်ကဲဒေါ်လေးဖျားရှိကိုမလို့မဟုတ်လားအေးကွယ်ဒေါ်လေးဖျားရှိကိုလာအောင်မယ်ဟုတ်ကဲ့ဒေါ်လေးကော်ဖီဝိုင်းမှာစကားဆက်ပြောတာပေါ့အေးပကုံးပေါ်မှာပဝါလေးချကဒေါ်လေးမိဖျားရှိကိုရဲ့နောက်ကျောကိုတွန်းကအတန်ကြာငေးကြည့်နေမိရင်ပြီးမှတွန်းကမိမိအိတ်ခမ်းထဲမှာအိပ်ပျော်နေတဲ့သားလေးလားပြည့်စီပြန်လာခဲ့ရင်အခန်းထဲအယောက်မှာနှစ်ချိတ်စွာအိပ်ပျော်နေတဲ့သားလေးကိုကြည့်ပြီးတွန်းစိတ်မကောင်းဖြစ်နေရှာတယ်တွန်းကသားလေးရဲ့လက်ကလေးတွေစီနှမ်းရှိုက်ကငေးရင်မျက်ရည်များပြီးဝဲရှန်ကျလာရလေခန္ဓာရင်ရှင်းအောင်တပြင်းကိုချတော့လဲရှင်နဲ့နှလုံးသားကားဖြင့်လှုပ်ရှားတုံရင်ရစေပါငါဒီတိုင်းနေလို့မဖြစ်ဘူးကြားလိုက်အားလုံးစိတ်ဆင်းရဲစရာတွေအထင်သေးစရာတွေရုပ်ဆိုးစရာတွေဖြစ်ကုန်လိမ့်မယ်ညီမလေးညီမသားဒီအကြောင်းတွေကိုသိရင်ဘလောက်ဝမ်းနေရှာမလဲငါ့ကိုလည်းဘလောက်ဆက်စုံမိုးတင်းရွှန်ရှာသွားမလဲဆိုတာငါမတွေးဝင်ဘူးပြီးတော့ဒေါ်လေးမီယာငါ့ဘော်သမီးတယောက်လိုချစ်ခင်အားကိုးရှာတာတရုတ်ခင်တို့ကလည်းငါ့ကိုအမာရင်းလိုအသိနဲ့ပဲချစ်ခင်လေးစားအားထားကြတာအိုးမောင်လေးဝင်းမရဲ့မင်းကမမတို့ရဲ့ကြည်လင်လန်းဆန်းနေတဲ့နှလုံးသားကိုဒုက္ခပေးနေပြီမင်းအကြောင်းတွေတွေးပြီးတော့မျက်ရည်ကျနေရတာတွေကအချစ်ဆိုရင်မင်းကိုမမတို့ချစ်မိပြီအိုးငါဒါတွေမတွေးသင့်ပါဘူးငါတွေးရမှာငါဆုံးဖြတ်ရမှာကဒီကိစ္စအောင်ငါအမြန်ဆုံးနဲ့အကောင်းဆုံးပြအောင်စီစဉ်ရဖို့ပဲဘာပဲဖြစ်ဖြစ်အားလုံးရဲ့ဂုဏ်သိက္ခာတွေအတွက်ကိုဝီထိုးကိုငါမြင်လက်ထပ်လိုက်မှပဲဖြစ်တော့မယ်ကိုရင်ထိုးနဲ့လက်ထပ်ဖို့ကိစ္စဒေါ်လေးမီကိုမိခင်နေရာထားပြီးငါတိုင်မရမယ်အဲ့လိုတွေးစိမြုံဝတ်ထက်ကမျက်ရည်ကစီးကျနေလေရောဒီမျက်ရည်ဘာကြောင့်ကျနေရတာကိုပဲနားမလည်နိုင်တော့အောင်ပါဝင်းမင်းရဲ့နှလုံးသားအတွင်းမှာခေါမိသလားပင်လေးနဲ့တန်းနာဆောင်အဖြစ်ခေါမိရင်အိုးမောင်လေးမင်းမမတော်မလွမ်းမိုးပါနဲ့တော့မမတော်နှလုံးသားကိုဒုက္ခမပေးပါနဲ့မမတော်ရဲ့နှလုံးသားကိုထဲပါစေပါခွင်မြတ်စွာဘုရားကဲပါတပည့်တော်မကိုဒီအကြောင်းတွေမတွေးပါစေနဲ့တော့ဘုရားတော်ဟာမျက်ရည်ကိုတုံရင်တားလေးအတွက်နက်နက်စာပြင်ဆင်ရနဲ့နက်နက်စာဆိုင်အောက်ထပ်သို့ဆင်းခဲ့လေတမင်စာကန်ရောက်တဲ့အချိန်မှာဒေါ်လေးတောင်းနဲ့တူဒေါ်လေးမိတယောက်မိဖို့ဆောင်မှာစီမံနေရကိုတွန်းတွေ့ရတယ်လာသမီးရေမြေးလေးရောအိတ်နေရောလားဟုတ်ကဲ့ဒေါ်လေးရဲ့ပြုစုမှုကြောင့်တားကလည်းပေါင်နေတိုးလာလိုက်တာကလေးစွာဒီလိုပဲသမီးရေအတက်ကြမြန်နေသူတို့တွေကိုကြရွတ်ဆိုင်နေမှာကွအခုတားလေးအတွက်ဆံပြုတ်ကလေးဒေါ်လေးလောက်ထားပြီးပြီဒေါ်လေးလည်းသုံးတော့သားမိအတွက်ပင်ပန်းနေပါပြီဒေါ်လေးမီကပြောရင်သုံးနေမျက်နှာချင်းဆိုင်ဝင်ထိုင်လာတယ်။သုံးကလည်းမိခင်အစားရတဲ့နဲ့ဒေါ်လေးမီကပြုစုတယ်ဒေါ်လေးမီအတွက်ကော်ဖီနဲ့ကျုပ်တလုံးကိုဖောက်ပြီးရင်ရတယ်သမီးရဲ့သမီးဟာသမီးပဲစားစမ်းပါဒေါ်လေးကိုသုံးကအားရက်ကလေးမှကြည့်ရတာပါအမလီဒေါ်လေးကကြည့်စရာတော့မလိုတော့ဘူးအခုမှပို့တော့ကျမကြက်ခိုင်လာသေးဒါကြောင့်သမီးတီတီကဟိုနေ့လာတော့ပြောသေးတယ်မမေကမမတူနဲ့မှဓာတ်တည့်ရထင်နေတဲ့ဒါဆိုလဲမမတူနဲ့ပဲနေပြီးမမတူဆောက်ရှောက်သွားပါတော့တဲ့တီတို့ကတော့ညီမနဲ့နှစ်အိတ်တိမ်ပြေးလည်နေရင်မမေဘာမှမပုံနဲ့တဲ့လေကော်ဖီတောက်ရင်တွန်းပြောရင်နားထောင်နေမိဒေါ်လေးမီရဲ့မျက်နှာကပကတိစင်ကျင်နေဒေါ်လေးမီကိုမိသားစုအားလုံးရဲ့စိတ်ဓာတ်တွေကလွန်ဆောင်မှရွဖြောက်၍တည်ငြိမ်ကြက်ခိုင်ကြတာကိုပုံရိပ်ပေသွန်းသိလာတယ်ဒါကြောင့်ဒေါ်လေးကလည်းပြန်ပြောလိုက်တယ်အေးသမီးတို့အတွက်အမေမပူပါဘူးလို့သမီးတို့စီမှာခေါင်းဆောင်မဲ့သားချင်းရရှိနေရောမမေစိတ်ချရဲလို့သမီးတို့မမစီမှာလောလောဆယ်မမေစောင့်ရှောက်ထားရမယ်လို့သမီးတို့မမနောက်အိမ်အောင်ပြည့်ရဲ့အထစ်ဆိုပါတော့လို့
ဟုတ်တယ်ဒေါ်လေးရဲ့တွန်းလဲဒေါ်လေးနဲ့အဲ့ဒီကိစ္စတိုင်ပင်မလို့ပါပဲအဲ့လိုပြောလာတော့ဒေါ်လေးမိစကားကတွန်းအတွက်အခန့်အသင့်ဖြစ်သွားရတာမို့တွန်းကလည်းဒေါ်လေးစကားကိုနေပြီးမိမိရဲ့ဆုံးဖြတ်ချက်ရှိထားတဲ့စကားတွေကိုစတင်ဆိုလိုက်ရပါတော့တယ်ဒီလိုပါဒေါ်လေးရဲ့သူ့ကိုဝေထုံးဆိုတဲ့လူကလက်တွဲဖို့ခွင့်ပန်နေရင်ဟုတ်လားသူကဘာလဲသမီးသူကတွန်းတို့နဲ့လုပ်ငန်းချင်းတူတူပါပဲပြီးတော့သူကလူလွတ်ပါတွန်းကိုလက်ထပ်ဖို့ခွင့်တောင်းနေရတွန်းကစဉ်းစားအောင်မယ်လို့ပြောထားရင်အခုဒေါ်လေးနဲ့တွန်းတိုင်ပင်တာပဲလွတ်လပ်သူနဲ့လုပ်ငန်းချင်းတူတဲ့သူဆိုတဲ့အချက်နှစ်ချက်ကိုတော့ဒေါ်လေးသဘောကျပါပဲဒါပေမဲ့သမီးကိုရေးချင်မှာသူကျင်းကျင်းနာနာနားလည်နိုင်ပါမလားဆိုတာသူ့ကိုမမြင်တော့လေသူ့ရဲ့စိတ်နဲ့အတင်ကိုဒေါ်လေးအကဲမခက်ရတော့မပြောနိုင်သေးဘူးသမီးဟုတ်ကဲ့ဒေါ်လေးသူ့ကိုတနေ့တော့အိမ်ခေါ်လာပါမယ်အေးကောင်းတယ်သမီးဒေါ်လေးအကဲခက်ကြည့်မယ်ဒါပေမဲ့ဒေါ်လေးစိတ်တဲ့ကောင်းကောင်းသိနေရတော့ရှိရဲ့ကွဘာလဲဆိုရင်သမီးကယောက်ျားကန်ကောင်းနေခင်မုန်းကောင်းကိုပဲရတယ်ဆိုတာပဲသမီးအိမ်တော်ပြောရမယ်သမီးမှအရွယ်ရှိသေးရင်သမီးခင်မုန်းကောင်းရမယ်ဆိုတာလေဒေါ်လေးယုံကြည်ရင်ကျေးဇူးတင်ပါတယ်ဒေါ်လေးလူကြီးတယောက်ရဲ့ချင်းမချင်းမင်္ဂလာရှိတဲ့စကားအတွက်သူကလှပတဲ့အပြင်းလေးတစ်ပွင့်မွေးဖွားကဆိုဖြစ်တယ်ဒါပေမဲ့ယင်းထဲမှာတော့ဘာရဲ့ကြောင့်မဆိုနိုင်မှာသူကနမ်းမောနေမိရပါတယ်အော်မြေးလေးနိုးလာကြပြီကဲမအေးမြေးလေးကိုစံပြုံးနေနှုတ်နဲ့ကြိုထားတာတိုက်ပါအောင်ပြောဆွနေပြီဒေါ်လေးမီကကိုရိုမင်းစံပြုတ်ကိုတားရောက်ထည့်ပေးလိုက်တုံးကလည်းနန်းနက်စာကိုအပိသက်စားလိုက်တယ်သားလေးကလည်းစားတော့ပြီးလို့မအေးတရားတန်းရှိလုတ်ပေးပြီးချိန်မှာတုံးကလည်းလှုပ်ရှားလေးများရှိရာလောက်ကင်ပြည့်စည်သွားတာမို့မအေးပေးသားနဲ့မမတော့ခြံထဲမှာသွားရှောက်နေလိုက်ပြီမအေးလက်ထဲမှာသားလေးထိုင်နေတွန်းလဲလေးကိုတုံးကလွှဲပြောင်းယူကခြံထဲသို့ထွက်လာခဲ့လေတုံးဖြည်းဖြည်းချင်းလမ်းရှောက်နေစေအတွေ့အကြုံကရှင်နဲ့ခေါင်းထဲသို့ရောက်ရှိလာပြန်နေမှန်နေဝင်းမင်းထိုင်ကသူ့ရဲ့နှလုံးသားတစ်ဖက်လူတစ်ယောက်တည်းဘလို့မှနားလေသိရှိနိုင်ခြင်းမရှိအောင်ထိန်းချုပ်ထားနိုင်သူတစ်ယောက်တုံးကကိုဝေထုံးကိုကောင်းသောမှတ်ချက်အနေနဲ့မှချမိရဲ့စကားမျိုးဆိုလေမှသူ့နှလုံးသားတကားကစောင်းပွင့်တယ်လို့ပွင့်ထလာရလေတကယ်ရောလေမိမိကအခုချိန်ကလွတ်လပ်နေရကြတာသူကလည်းအသေးတကားကိုဖွင့်ခြင်းဖြစ်မယ်အကယ်၍မိမိကအိမ်တော်ရှိစေကာလဖြစ်နေပါရင်သူ့အသေးတကားကတော့ထက်ထက်ဖြစ်ပိတ်ထားအောင်မှသာဖြစ်ချောင်းတွန်းသဘောပေါက်ရပါလေအခုလည်းသူကသူ့နှလုံးသားကိုထုတ်ဖော်ပြပြီးနောက်ပိုင်းမှာလည်းပြောင်းလဲခြင်းဘာမှမရှိပါဘာမှမဖြစ်ထားသလိုတွန်းပြောဆိုဆက်ဆံနေနေ့စဉ်ဖော်ဆက်တဲ့လုပ်ငန်းတွေအတွက်အကြံပြုရဲ့အချိန်မှန်အကျိုးပေါ်လောက်တဲ့ပောက်ကွဲခဲ့ခြင်းကစကားတွေကိုသူတခွန်းမဟာဟန်မူယာနဲ့လည်းမပြသူ့စကားနဲ့အညီသူကစောက်စင်းနေတိတ်ခါတွေကိုထိမ့်သိမ့်နေမူမပြတ်ဟန်မပြတ်သူကအနေမခတ်စင်အောင်နေထိုင်ပြနိုင်မှာတော့လေတွန်းတက်ခါပြီးရေရှိကိုကြည့်ပြီးမဖြစ်နိုင်ကြောင်းနားလည်ရကစွန့်ပစ်ချက်တစ်ခုကိုအခိုင်အမာချလိုက်ရခြင်းမှာဟင်သူတကူရဲ့အတွေးရလွန်ကျဲကောင်းဟွန်းတန်လေးကြောင့်တွန်းအတွေးရပြတ်သွားရကလန့်ကြည့်ဖြစ်တော့ဝင်းမထိုက်ကားလေးကစင်ဝင်အောက်မှာရက်တန့်သွားပြီဖြစ်တယ်ဝင်းမထိုက်ကကားပေါ်မှာဆင်းကသုံးထန်သို့ရှောင်းလာခဲ့မိမိနဲ့အသက်အားဖြင့်သုံးနှစ်ကငယ်ပါတော့လေမြင်မာတဲ့အရင်ထဲဝါကျက်လက်တဲ့ကိုဟန်နဲ့ယောက်ျားပြည်သားစာချောင်းမောင်ရင်းချက်နေရတဲ့ဝင်းမြင့်ထိုက်ကနုနယ်ရဲ့သုံးနှစ်ရှင်းလိုက်ရင်ပင်သူကအကိုကြီးအရွယ်မျိုးဖြစ်နေရသေးရော်တယ်။ဝင်းမြင့်ထန်လှမ်းလာနေတဲ့ဝင်းမြင့်ထိုက်အသွင်ကိုကြည့်ကသူကတသက်နဲ့တကူကရင်မခုန်ခဲ့ပူတဲ့ရင်ခုန်မှုကမိမိရင်ထဲဖြစ်ထွန်းနေမှန်တယ်အခုမဟုတ်ပါဝင်းမြင့်ထိုက်ကသူ့အသေးတကားကိုဖွင့်ပြလိုက်စဉ်အချိန်မှစပြီးဒီနေ့တိုင်ရင်ခုန်လှုပ်ရှားဖြစ်ခဲ့ရခြင်းမှာမမတော့အနည်းရလာတော့မှသူခေါ်တယ်။သူကသူနဲ့အကြည့်ကိုလှည့်ထားရင်မှသားလေးရဲ့တရေကန်ပြားလေးကိုပြပြတယ်လို့ရှင်ကပြောလေမောင်လေးမမေရောသားလေးအနီးထိုင်ကပါဖမောင်းလေးကိုပုံရင်သူကမင်းသူထိုင်လာတော့သူကမရမလဲနဲ့ထားရရင်မှအိမ်ထဲမှာရှိရမောင်လေးအိမ်ထဲဝင်သွားလိုက်လေကိစ္စရှိလားမရှိပါဘူးကျွန်တော်အခုပဲစိတ်ယုံသွားမလို့တမင်ဒီဘက်ဝင်လာတာမိမိနဲ့မမသွန်တို့မိသားစုနေကောင်းရင်ပြရပါပဲမမသွန်တို့ကတော့ကောင်းပါရဲ့ကွယ်ဒါနဲ့ညီမလေးညီမတို့ရောနေကောင်းကြရဲ့လားကောင်းပါရဲ့မမသွန်မနေ့ကတော့ဒေါ်လေးပြောတယ်အိမ်ကိုတညပြန်အိပ်ပြီးတော့ဖះပွဲရေလဲရအောင်မေဒီမှာလေဒေါ်လေးပဲလှုပ်တယ်လေဟုတ်တယ်မမတို့ရဲ့မမေကတော့ဖះစင်ရောအထူးဂရုစိုက်တဲ့သူပဲဒေါ်လေးကတော့ဟိုနှစ်အိမ်မှာမောင်လေးရှိနေရောစိတ်ချနေရင်ဟုတ်ကဲ့စိတ်ချပါကျွန်တော်ထမင်းစားချိန်ရေချိုးအဝိလဲချိန်တွေကိုမနေ့ညအချိန်ပဲပြန်ပါတယ်အိမ်မှာလိုအပ်တာတွေလည်းအားလုံးမေးပြီးစမ်းပြီးလုပ်ပေးပါတယ်စိတ်ရုံကိုလည်းည9 နာရီလောက်မှပဲပြန်သွားတယ်သူ့စကားရဲ့အတွက်အရင်ကလိုအိမ်မှာအိပ်ဖို့ကိုသူမပြောမှဆိုဝန်တော့ပါတတွေးတစ်ချက်ကိုမျိုးစားပြီးသူစိတ်မကောင်းဖြစ်နေရတယ်မမတို့အလုပ်တွေရောဘာရှိသေးလဲစင်းနေရှိသေးလားအစည်းအဝေးမှာရောဘာပြောကြအောင်မလဲလောလောဆယ်စင်းမချုပ်သေးပါဘူးကွယ်အစည်းအဝေးလည်းမရှိသေးပါဘူးကဲဒါဆိုကျွန်တော်သွားလာမယ်မမတော့တတရေဦးသွားမယ်ကွာသူအဲ့လိုပြောရင်သားလေးကိုအာဘာတရားနန်းဆိုင်နှုတ်ဆက်လိုက်တယ်ပြီးတော့နေရာမထကသူကတွန်းနေမျက်နှာချင်းဆိုင်လိုက်ရင်ကမမတုံကိစ္စရှိကျွန်တော်အချိန်မီပြောပါနော်မနေ့ပြန်ကျွန်တော်ကုမ္ပဏီသွားဖို့လာခေါ်မယ်ကဲကျွန်တော်သွားမယ်မမတုံသူ့ခေါင်းလေးနေပြတယ်ကားရှိရတော့သူလှမ်းသွားချိန်ပြီသူမတော်တဆလှမ်းကြည့်တွေ့မှဆိုလို့သူကသူ့ကိုမကြည့်မိစင်ရင်ဟန်မျိုးလှုပ်ထားရတယ်ကားဟွန်းတန်လေးတစ်ချက်နဲ့
သူကားလေးခြံထဲမှာမောင်းထွက်သွားတာပင်တွန်းလှမ်းကြည့်လိုက်တယ်။တွန်းကားလေးကခြံထဲမှာမောင်းထွက်သွားလိမ့်ပြီ။တွန်းကနာကျင်တဲ့ရင်နဲ့မျက်ရည်များအစီအတားမရှိပြိုကျဆင်းခဲ့ရပါလေ။ဖျားပွဲများလဲလှယ်ပြင်ဆင်ရင်ဒေါ်အီမီတယောက်တားပြစ်သူဝင်းမြထားရမြင်ရနေမိရင်သားเจ้าကိုမြင်ရရင်ဒေါ်အီမီစဉ်းစားရင်အပတ်ပတ်မှစဉ်းစားကြည့်ခဲ့ရင်စဉ်းစားတာမှလည်းကြာပြီ။သူရဲ့ခင်မမချီဦးကွေလွန်နဲ့နေကြရစတယ်လို့ဆိုတာအမှန်ပဲ။မှန်နေအဲ့ဒီမှာလည်းတားပြစ်သူရဲ့အတွင်းစိတ်တံကဝင်းဝင်းကြီးပေါ်ခဲ့ရတယ်မဟုတ်ပါလား။တခြားသူတွေကတတိမထားမိလို့နားမလည်လိုက်တော့လေမိမိကမိခင်ရင်မို့မိမိသားရဲ့စိတ်ကိုငယ်ရမှကြီးလာသူပြပြဒေါ်လေးမီကကောင်းဆောင်နားလေသဘောပေါက်ခဲ့ရတယ်။ဒါတွန်းကအရင်ကလေးကသူ့ရင်နဲ့တိမ်ဆဲသူဘက်ကချင်းမြန်တို့ဆွဲလန်းထားနေသူတူတွန်းကလွတ်လပ်သူမဟုတ်လို့သူ့စိတ်အောင်မပေါလင်အောင်ချုပ်ထားနိုင်ခဲ့။သားเจ้าရဲ့အတင်ကလွန်စာတည်ငြိမ်ရင်းချက်သူမို့အရင်ကဒေါ်အင်းမီလည်းမထေမှတ်ခဲ့ရအမိန်မမြန်လိမ့်မယ်သူမတူအောင်ကံကြောင်းတရားလှပလာရဲ့သားအောင်မြင်လာတဲ့စီးပွားရေးသမားတရားဖြစ်လာတဲ့အခါမှာဒေါ်အင်းမီကသားချောဟာစိတ်မချလို့အိမ်နာပြုတ်စေခဲ့။သားကလုံးဝလက်မခံဒေါ်အင်းမီသဘောကျတာကနီမာကိုတွန်းနဲ့တိုင်မင်တော့လေတွန်းကသဘောကျလက်ခံခဲ့။သားเจ้าကိုနားချတိုက်တွန်းပြီးတွန်းကုန်ပြီးဒေါ်အင်းမီအကူအညီတောင်းခဲ့။တွန်းထံမှာသားလက်ခံကြောဒေါ်အင်းမီတရင်ပြန်ချရတော့ရိုးသားစွာဒေါ်အင်းမီဝါတာခဲ့။အချိန်များလုံးမှာဒေါ်အင်းမီတယောက်ဝမ်းနဲ့စာတည်ရတော့တယ်။ညီမကိုသားလက်ထက်ရဲ့လက်ခံခြင်းကတွန်းကိုယ်တိုင်တိုက်တွန်းပြောဆိုခံခဲ့ရခြင်းနဲ့သူ့စိတ်တရားပြောင်းလဲချုပ်တည်ဆုံးမတဲ့သဘောနဲ့ညီမကလက်ထက်ရင်လက်ခံခြင်းမှာပေါင်လီနေရပဲလေဒီနေ့တက်တိုင်ညီမအပြိုစင်လေးတူတာပိုင်ဆိုင်ထားသေးရင်မဟုတ်ပါလားတာအိမ်တွေမအိမ်စိတ်ယူနေတာအကြောင်းပြရဲ့အိတ်တင်နေပါလာတဲ့တခါတည်းမျိုးမှာအိမ်နေတာအိတ်ပါတော့လဲငွေစင်းနေအကြောင်းပြကအလုတ်စပွဲနိုင်တာတာမူလေးကကြောင့်ဒေါ်ကြီးမီသိထားခင်တာကလည်းဒီနေ့တက်တိုင်လူပြိုစင်လေးဘဝတာပိုင်ဆိုင်ထားရင်အခုနေစင်သုံးကမုတ်ဆမလေးဘဝနဲ့လွတ်လပ်နေလေပြီမိမြတီတာကမချစ်မရင်ဖြစ်နေရှာမှာကိုဒေါ်ကြီးမီခံမှန်းမိပါတယ်တားเจ้าကိုဒေါ်ကြီးမီလေးလာတွေ့သည့်နားလေထားသလားတားရဲ့ဆွဲလန်းမှုနဲ့ခံစားမှုတွေကအပါရိကမှမဟုတ်ပေပဲဒါပေမဲ့လည်းတားခံစားချက်ပြင်းထန်သလားခံစားချက်အားမျိုးသိမ့်နိုင်သူထိမ့်သိမ့်နိုင်သူချုပ်သိမ့်နိုင်သူပါမှန်ပါတယ်ဘာကြောင့်လဲဆိုတော့အခုလက်ရှိတားမိမိအမြင်အားဖြင့်လွတ်လပ်ခြင်းမရှိတာကိုတတိယလက်ကင်ထားဆိုင်တားသွန်းအောင်ကလေးလေးတယောက်လိုသူမျက်စိအောက်မှာအပြောက်မခံနိုင်အောင်ရွရလုံးမှုကိုဖုံးပြပြီးဂီယူဆိုင်လုံးနေလေရမဟုတ်ပါလားတွန်းကမို့တားအကြောင်းကိုသိရှာမှာမဟုတ်တွန်းကိုလေးလာထားရသလားတွန်းကဘာမှမသိရှာပကတိအတန်ရှင်းနေရရှာတယ်အခုတော့နေစဉ်တွန်းကတပင်လဲမှုတပင်ထူတော့မယ်မနေ့ကမိမိကိုမိခင်ရင်နေရာတွင်ထားပြီးသူတိုင်မြင်လိုက်တွန်းရဲ့ဆွေးနွေးမှုတွေကိုဒေါ်အင်းမီကကျင်းနဲ့စွာလက်ခံနေဒါမှလည်းအားလုံးနောက်ပိုင်းမှာသူ့ဟာလေးနဲ့သူအဆင်ပြေသွားကြမယ်လို့ဒေါ်အင်းမီယူဆယုံကြည်ဒီအတွက်အဲ့ဒီကိစ္စကိုတော့ဒေါ်အင်းမီကမသိကျွန်းတော့လက်လျှော့ရဲ့သူ့အတွက်သူ့လမ်းကိုသူလျှောက်သွားနိုင်စေရင်စိတ်ကူးရည်ချက်ကြောင်ရဲ့ပါမနေ့ကလေးကစိတ်ကူးရှိထားတဲ့အတွေ့အကြုံနဲ့ဒေါ်အင်းမီကဖျားပွဲတွေကိုပြင်ဆင်ပြီးပြည့်သွားတယ်ဖျားပွဲပြင်ဆင်ပြီးလို့သိန်းစိမ့်ကရေပေါင်းနဲ့လင်မန်းကိုကိုင်းရင်ဖျားဝတ်ပြုဆောင်လေးမှာဒေါ်အင်းမီထွက်လာရမည်အိမ်ပေါ်သို့ပြေးတက်လာတဲ့သမီးငယ်ဆုံးခင်ခင်ကိုတွေးလိုက်ရလေဟဲ့သမီးဘယ်ရလာလဲအမောတကောနဲ့ဆီယာမအင်ကစားချက်ပြီးအပြန်မမညီမစီဝင်နေလေအခုမမညီမစီကပြန်လာတာမမေရဲ့အော်နေမမညီမကဘာလုပ်နေလဲခြံထဲမှာရင်းကြီးရေတိုက်နေရင်နှင်းနေကြတော့ကြောင်ပြားတွေမှာရင်းကြီးရေဆွဲနေရလေချော်လေးမှာဆိုလို့တိုက်နေရင်မမတီလဲရှိရဲ့သူတို့အလုံးလုံးနေကြရဲ့အေးဒါဆိုသမီးလည်းအားရင်တောင်းဝိုင်းကူလို့ဟုတ်ကဲ့ပါမေမေရဲ့ဒါကြောင့်သမီးအဝတ်ပြန်လာလဲရပေါ့ပြီးရင်ပြန်သွားမယ်မမညီမအိမ်မှာဟင်းကောင်းနေကိုကိုပြန်လာရင်ထမင်းတူတူစားကြမယ်12နာရီတော့ထိုးပြီးနေ့ကိုထမင်းပြန်မစားသေးဘူးလားနိုင်စီတစ်ချက်လန်ကြည့်ပြီးဒေါ်ရင်မီကတားအိမ်တွေမအိတ်တော်လဲမနက်စာညစာထမင်းကိုအချိန်မှပြန်စားတဲ့ကြောင်ဒေါ်ရင်မီသိရင်အခုထမင်းစားနောက်ကျနေလို့တားထမင်းမအိမ်ပြန်မစားတော့ရင်စွန့်ရင်စိတ်နဲ့မေးပြရချင်မလာမှာပါမေမေရဲ့စိတ်ချကိုကသူ့မိမချက်တဲ့ထမင်းရလွင်ဘယ်မှစားတာမဟုတ်ဘူးအခုဆိုရင်ကိုရောက်နေလိုက်ပြီခင်အဝတ်လဲပြီးတော့သွားတော့မယ်မေမေအေးအော်သမီးလေးသမီးကိုပြောလိုက်ညကြရင်မေမေကဒီဘက်အိမ်ကိုခဏလာပါအောင်လို့တိုင်ပင်စရာရှိလို့သိလားသမီးဟုတ်ကဲ့မေမေခင်ကအဲ့လိုပြောရင်အခန်းထဲဝင်ပြေးကအဝတ်စားကြပြကြလဲလိုက်တယ်ဒေါ်ရီမီကဗရင်မတစ်ဖက်ချန်သို့လှမ်းကြည့်လိုက်တယ်စင်ဝင်အောက်မှာသားကျော်ရဲ့ကားကိုတွေ့လိုက်ရလို့ဒေါ်ရီမီကျဉ်းနှက်သွားတယ်မေမေရေကိုလာပြီညစာစားပြီးလို့တောင်းတနာနေစဉ်သမီးငယ်ပြောလာတဲ့စကားတန်ကြောင့်အခန်းထဲမှာဒေါ်ရီမီထွက်လာတယ်တားလာစားပြီးပြီလားဟုတ်ကဲ့မေမေအခုပဲပြီးပါပြီနေကင်းကမေမေခေါ်ထားတယ်လို့ညီမလေးကပြောလို့အေးကွယ်သားနဲ့တိုင်ပင်စရာရှိလို့ပါသားညီမတီတီရောညီမလေးစီမှာရှိရမဟုတ်လား
ရှိရမေ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 ဒီညပြန်အိတ်လို့တဲ့ခင်ကတတိကိုဟိုမှာအိတ်ခိုင်းပြီးတော့သူကမေမေနဲ့ပြန်အိတ်တယ်လေအင်းတားကလည်းကွယ်အိမ်နဲ့ရနဲ့မရနဲ့လေအိတ်ပါအောင်အခုတော့တားအလုပ်ပဲဦးစားပေးလွန်းနေဟုတ်တာပဲကိုကလည်းကိုလက်ထပ်ပြီးကြရအိမ်မှာအိတ်တယ်လို့ကိုမရှိဘူးမမကြီးနဲ့ခင်မဲမမညီမစီမှာတလက်စီသွားအိတ်နေရတယ်မမညီမတနာပါတယ်မသိချင်ဟန်ဆောင်ပြီးပြောတဲ့မိခင်စကားကိုနားမလဲပါမလဲနဲ့ခင်ကဝင်ရောက်ဆိုလာလို့ဝင်းမင်းထိုက်ကတင်းငိမ့်တဲ့အပြုံအားကျိုးဆောင်မွေးဖွားရင်မှာအလုပ်တွေကလည်းများလွန်းလို့ပါမမေအရေးကြီးရင်ကြီးတယ်လို့စိတ်ုံမှာအိတ်တော့အစင်လဲပုတ်ပြေလို့ပါကိုအလုပ်တွေကလည်းအမြင်အရေးကြီးနေရပဲမမညီမကတနာပါတယ်တယောက်တည်းပဲနေနေရတယ်ကလေးပြပြခင်ကပြောတော့ဝင်းမင်းထိုက်မှာမျက်နှာရဲကနေရှိသွားရတယ်ကဲသမီးမမေနဲ့သမီးကိုနဲ့စကားပြောမေသမီးစားသွားကြတော့ဟုတ်ကဲ့မမေဒါနေ့လေကထမင်းပြန်စားနည်းနည်းနားကြရနော်ဟုတ်တယ်မမေဖောက်တယ်ရင်းနဲ့စကားပြောနေရလို့ပါအင်းဒါအလုပ်တွေကတော့အပိမန်းခံတဲ့လောက်ကိုတိုးတက်နေရမမေလဲသိပါရဲ့ကွယ်ဒါနဲ့တားတငယ်ချင်းမောင်မင်းကြီးစီကစာမမှန်လာရဲ့လားလာပါရဲ့မမေဖုန်းလက်ဆက်တယ်ဒီနေ့ပဲပန်းသွားပြီးတော့သူ့အတွက်ငွေသွားသွင်းပေးသေးတယ်လေဒါကြောင့်ထမင်းစားပြန်နားကြတာလဲပါအေးကိုကိုယုံကြည်လို့အပ်ထားတဲ့အလုပ်တွေကိုတားကလည်းသစ္စာရှိရှိနဲ့ထိန်းသိမ်းလုပ်ကိုင်တာမမေအားလဲရသဘောလဲကြရယ်ကွယ်တားတော့မမေသားမှုပြောရမှာဟုတ်ပါအောင်မမေယုံကြည်စိတ်ချပါမမေရဲ့တငယ်ချင်းတွေကျွန်တော်နှစ်ချုပ်နေတာမဟုတ်ဘူးလားချုပ်စင်းနေတယ်ကအတိအကျအမျက်တွေကိုဗန်မာမှန်မှန်သွင်းမိထားပါတယ်အားရီကိုမင်းကြည်လည်းသိပါတယ်ဒါနဲ့မမေကျွန်တော်ဆွေးနွေးစရာရှိရဆိုတာဘာလဲရင်ဘာကိစ္စလဲသူမင်းလာတော့ဒေါ်အင်းမီမမတိမတာဟန်မပြတ်ရှိပြီမှာအေးစစ်စစ်စကားဆက်ပြောတယ်အေးကွယ်ဒီလိုပါသားရင်မမေတို့ကတုံးစုံလဲမိသားစုလိုဖြစ်နေတော့မမေတို့တိုင်မင်းတဲ့ကိစ္စတောင်းကိုလည်းအတိပေးဆွေးနွေးရတဲ့ဘောပါမမတို့နဲ့ပတ်သက်တဲ့ကိစ္စမို့သူစိတ်ဝင်စားသွားတယ်ဒါပေမဲ့လည်းသူ့နောက်မှမမေမြဝန်းနေနေတာမမေကိုပြန်ကမိကုန်းထုတ်နေမမေပြောချင်တာကဒီလိုပါသမီးတို့ကအသက်လည်းငယ်သေးရဲ့အရွယ်ကလည်းတိတ်ကိုလှပနုနယ်လုံးနေမဟုတ်လားဒီလိုချိန်ကမှသူ့ခမမုံစုံမလေးဖြစ်သွားရှာတော့သူ့အတွက်နိုင်ရရှိသေးရဲ့လေပြီးတော့သမီးတို့ကဒီတိုင်းလည်းပဲနေသွားလို့မသိတော့ဘူးမဟုတ်လားသားရဲ့မမေစကားတွေကိုနားထောင်ရင်သူအသက်ရှူများပင်ကြက်လာရတယ်မမေရှိမှသူအိမ်တွေကိုအတန်ကြီးဆဲထားရတယ်သူကမမေရှိမှတကူလုံးပြီးတုံရင်နေရဲ့အလားပဲရှိမမေရဲ့မမတော်မှာဥစ္စာပစ္စည်းတွေကလည်းပြည့်စုံနေရပဲဗျာပြီးတော့လူမမဲသားလေးကလည်းရှိသေးရဲ့လေသူများတွေကရေရှိကြတော့သားလေးကိုကြည်ပြူနိုင်ကြပါမလားကြည်ပြူနိုင်တာပေါ့သားရဲ့ဘာလို့မကြည်ပြူနိုင်ရမှာလဲဒီရလေးတွေကဘာမှသိရမှာမဟုတ်တာသမီးနောက်ထပ်ပြည့်ရဲ့အိမ်တော်ကိုပဲသားလေးကသူ့ဖခင်ရင်မဲ့ထင်မှာဘာမှပြဿနာမရှိပါဘူးမမတော်ကအိမ်တော်ပြဖို့မမေကိုပြောလားဟုတ်တယ်သားသမီးတော်ကသူ့ရှေ့အတွက်သူ့အိမ်တော်ပြဖို့မမေနဲ့တိုင်ပင်ဆွေးနွေးရင်ဘသူနဲ့လဲမမေတုံရင်လှုပ်ရှားစာသူမင်းဖြစ်တယ်မောင်ဝီထွန်းနဲ့သမီးပြောပုံဆိုရင်လူရရာလူတော်ပဲကွပြီးတော့လူပြလူလွတ်လည်းဖြစ်တယ်သမီးတို့နဲ့ဆိုရင်မောင်ဝီထွန်းက2နှစ်လောက်ပဲကြီးမယ်တနေ့မောင်ဝီထွန်းနဲ့မမေနဲ့ကိုသမီးတို့ကပေးတွေ့မယ်မမေကတော့သမီးတို့ပြောကြရသဘောကျမိရဲ့ဖြစ်လေဖြစ်စေချင်နေဖြစ်လေဖြစ်တဲ့နေမဟုတ်လားဒီကိစ္စကသားလဲသိထားတော့သားလဲလေးလာနိုင်တာပေါ့ကွသူငေးနေတူတူရီကသာအချိန်ချင်းမြချနေမိရဲ့ဖြစ်နိုင်ရင်မမေရှိမှသူချက်ချင်းငါးခုနဲ့ထထွက်ပြေးသွားလိုက်ချင်ပါတယ်သူမမတို့နဲ့ပြေးတွေ့လိုက်ချင်နေရတယ်မမေရှိမှမို့သူအတန်ကြီးထိန်းထားနေရတယ်လှုပ်ရှားကြေးကွဲမှုကြောင့်သူ့မျက်ဝန်းအိမ်ဝဲအရေးကြီးများနဲ့ပြေးရှံကဆွဆွလာသေးသလားသူပင်ထိတ်လန့်သွားမိမမေရှိမှသူအတန်ကျိုးစားရီထိန်းရှုပ်နေရတော့လဲစကားကိုမှသူမပြောနိုင်တတွေးကိုအတင်တင်မြချရင်သူတခုခုပြောရဲကျိုးစားနေရတယ်အာတာဘလူသဘောရလဲမမေရောသူချက်ချင်းမဖြစ်နိုင်ပြီးမှဒီကိစ္စကကျွန်တော်နဲ့မဆိုင်ပါဘူးမမတို့သဘောကျရင်ပြီးရပါပဲကိုဝေထွန်းကတော့လူတော်လူကောင်းတယောက်ဖြစ်ရအမှန်မှာဒေါ်ရင်းမီရင်နဲ့ကျင်းတတ်သွားရင်ဒေါ်ရင်းမီရင်နဲ့ရေရထားတယ်လို့ဖြစ်လာမယ်ဆိုတဲ့အထင်နဲ့ဒေါ်ရင်းမီကရင်နဲ့ကြိတ်ကကျင်းတတ်သွားရကြမှာအေးဒါဆိုလဲသမီးတို့အတွက်ပိုစိတ်ချရတာပေါ့ကွယ်မြင်မြင်လေးစီစဉ်မို့မမေသားမမတို့တိုက်တွန်းလိုက်မယ်သူမမေကိုကျင်ခဲရင်နဲ့ကြည့်နေမိရောပြီးမှသူကထိုင်ရမှထရန်ပြင်လိုက်ပြီးမမေပြောမှဒီကိစ္စပဲမဟုတ်လားမမေအိတ်ကွယ်ဒါပါပဲကဲသားလဲအိမ်ပြန်ချင်းပြန်လေကျွန်တော်အခုစီဆက်ကိုသွားမလို့မမေဆက်မှာပစ္စည်းလဲစရာရှိလို့အခုညလုံးမှဖြစ်မယ်အေးမမေရှိမှစစမနေကျင်တော့လို့သူထွက်ခဲ့လိုက်တယ်တစ်ဖက်ခြံသူကအိမ်ထဲပြင်သူမဝင်တော့ပဲကားကုန်မောင်းထွက်ခဲ့လိုက်လေသူ့မျက်ဝန်းဝဲအေးကြီးတော့နဲ့ပြည့်နေလို့ကားကိုပဲသူအတန်ဆူဆိုက်ကြီးကမောင်းခဲ့ရတယ်လှောက်ရှာမှုရင်းနဲ့သူဥတီရဲ့ကားကတက္ကသိုလ်ရိပ်သာလမ်းမှာမမသွန်ရှိရအိမ်တော်ပါမမသွန်ခမဘယ်ယောက်ျားမှမယူရဘူးကျွန်တော်ယူအောင်မလုပ်ပါနဲ့မမသွန်ရဲ့မမသွန်ဒီတိုင်းကြည့်နေနိုင်မိမဲ့မမတော်ယောက်ျားရင်ကျွန်တော်ခန္ဓာရရှိမှာမဟုတ်ပါဘူးဗျာဆင်းရုံရှာမှုလွန်ခဲ့တဲ့အတွေ့အကြုံနဲ့ကားနှီးတလဲအမြန်တခါနဲ့တောက်ခန့်ကြားတဲ့အခါမှာသွန်းရှာအိမ်တို့သူရောက်လာခင်
စင်ဝင်အောင်မှာကားရဲ့သူအိမ်ထဲဝင်လိုက်ချိန်မှာညဆိုင်နာရီထိုးကန်နေပြီကိုနေကက်နာရီမှသူတွေ့လိုက်ရတယ်သူ့ကိုတကားလာဖွင့်ပေးတဲ့ဒေါ်လေးတောင်ကသူ့ကိုအံ့ဩစာကြည့်နေလေလို့သူကတင်းတင်းစာအိမ်နေဆက်လိုက်ပြီတော်တော်မမတုံအိပ်ပြီလားစောစောကတော့ကလေးသိမ့်နေရဲ့ကွသူတော့အိမ်ဦးမယ်မထင်သေးဘူးစင်းရင်နေလုံးမယ်လို့ပြောတယ်ဒါဆိုမမတုံအပေါ်မှာရှိမှာပေါ့အတော်ပဲကျွန်တော်လည်းစင်းရင်ရှင်းစရာရှိလို့အရေးတကြီးလာခဲ့ရတာပါအော်အေးဒီချင်းစုံကလေးအိပ်ပြီဆိုတော့အပေါ်တက်စာကြည့်ခန်းထဲမှာပဲသူရှိနေမှာပါတက်သားဟုတ်ကဲ့တော်အရင်ကလေးကသူ့ကိုယုံကြည်မှုနဲ့ခင်မင်လေးစားမှုတို့ကြောင့်အပေါ်တက်သူဒေါ်တောင်စိတ်ချလက်ချတက်ခံလိုက်တယ်ဝင်းမင်းထိုက်ကဒေါ်လေးတောင်ရှစ်မှာအိမ်နေစိတ်ကအပေါ်တက်သူတက်ခဲ့လိုက်လေသူ့ခြေလမ်းတွေကဒေါ်တောင်ပြောလိုက်တဲ့စာကြည့်ကန်ကိုပဲမရှာမမတုံတို့သားမိအိတ်ခမ်းထဲကိုသာရှာဖွေသူလှမ်းခဲ့မီလီမီအသင်းပွင့်နေတဲ့အခန်းတစ်ခုအရှိရောက်မှာသူ့ခြေဆောင်ရက်လိုက်တဲ့အချိန်ဟင်ဝင်းမင်းထိုက်တုံးကသားတိတ်ပြီးလို့မိမိပါအိတ်ရဝင်ရန်အတွက်အခန်းတကားကိုပြင်ရန်အခန်းတကားဝစီတော့လှမ်းလိုက်စင်မှာတော့အခန်းဝမှာမမကျင်ရက်နေတဲ့ဝင်းမင်းထိုက်အားတွေ့လိုက်ရတာမှာအံ့ဩမဆုံးခြင်းနဲ့ထိတ်လက်တုံလို့ချင်းကြီးများစွာနဲ့ဆိုလိုက်မိရပါလေမမတုံသူခေါ်ရင်အခန်းထဲဝင်လာပြီးတော့အခန်းတကားကိုသူပိတ်လိုက်ပြီအိုးဝင်းမင်းဘာကိစ္စရှိလို့လဲအချင်းဒီကိုကြည့်ပြီးတုံလို့ဆောင်မိရင်ကျွန်တော်ဘလကာရပြုတ်မဲ့သူလိုမျိုးမလန့်ပါနဲ့မကြောက်ပါနဲ့မမတုံကျွန်တော်လာမမတုံနဲ့ဆွေးနွေးဖို့ပါအခန်းတကာပိတ်တာကမမတုံထွက်ပြေးမှဆုံးလို့ဒါဆိုလဲမနက်မှဆွေးနွေးပါလားကွယ်ဒီအချိန်ကြီးကမနက်ဆိုတဲ့အချိန်ကိုစောင့်နေရခြင်းကကျွန်တော်အတွက်ကဘာပြတ်မတတ်အောင်ခံစားနေရမှာပါမသိတော့တဲ့အချိန်ဆိုတာကျွန်တော်နားလေပါတယ်ဒါပေမဲ့ကျွန်တော်ရင်ထဲမှာမခံစားနိုင်တော့လို့သိတော့တဲ့အချိန်ကိုလည်းမဆောင်စည်းနိုင်တော့လို့အခုချက်ချင်းပဲကျွန်တော်လာခဲ့ရတာပါဘာများအရေးကြီးနေလို့လဲကွယ်မေးရတယ်ဗျာသူအဲ့လိုပြောရင်သူ့အနီးလှမ်းခဲ့သူကခြေလမ်းလေးတလန်းနောက်ဆုံးမိစဉ်သူကတွန်းရှိမှနီးကပ်စာရလိုက်လှုပ်ရှားစာနဲ့တွန်းသူ့ကိုမောကြည့်နေမိသူကလည်းမလွဲနိုင်တဲ့အကြည့်တွေနဲ့ရှင်နေသူ့အကြည့်တွေရဲ့တန်ကိုမခံနိုင်တော့လို့သူအကြည့်လေးလည်းကကိုလေးကျုံရဲ့လက်ကလေးပိုက်ထားမိကျွန်တော်ကြည့်ပါမမတုံသူကအဲ့လိုပြောသူမောကြည့်လာရပြန်နေသူ့မျက်ဝန်းထဲမှာအရေးကြီးပြည့်ရှံကနေရဲနေရကိုမြင်ရတော့ရုပ်ချီတွန်းရဲ့မျက်ဝန်းနှုတ်သီးဖြားလေးနဲ့ပင်နှကန်းသားလေးတွေကလည်းနေရဲတက်လာဝင်းမင်းတိုက်ကတုံးကိုလက်ဖြားနဲ့အရှင်းမထိပါပဲအရေးကြီးတော့ပြည့်ရှံနေတဲ့မျက်ဝန်းညွန်နေတဲ့အသားကြည့်ရင်ကကျွန်တော်ငုံနေယောက်ျားတမဲ့ကျွန်တော်ငုံနေဖြစ်နိုင်ကလေးတယောက်လိုကျွန်တော်အော်ဟစ်ငိုကြည့်ပြီးလိုချင်တာကိုတောင်းယူလိုက်ချင်တယ်မမတုံရင်ဘာတွေပြောနေရလဲကွယ်တည့်ရနဲ့ဘာကြောင့်မင်းနေရလဲမမတုံရင်ကျွန်တော်အတွက်မမခံစားနေရတာကျွန်တော်မမတုံချစ်နေရဲဆိုတာမမတုံရဲ့မျက်ဝန်းတွေကကျွန်တော်ကိုသိနေစေပါတယ်အိုးမညာပါနဲ့မမတုံဟန်လဲမဆောင်ပါနဲ့ဗျာအခုပဲမမစ်စရာကျွန်တော်ကြားခဲ့ရတယ်ကိုဝေထုံးကမမတုံယူရမယ့်အကြောင်းဟုတ်ပါတယ်မဟုတ်ရအောင်ကျွန်တော်အသေးကိုထပ်ပြီးအောင်နားကျင်အောင်မလုပ်ပါနဲ့အောင်မမတုံရဲ့ကျွန်တော်လေးယူမယ်သူအဲ့လိုပြောရင်မထိန်နိုင်တော့လို့သူကရင်ကနေဖတ်ထားလိုက်မိရောတယ်အိုးဝင်းမေမဖြစ်နိုင်ပါဘူးမမကိုလှုပ်ပါမဖြစ်နိုင်တော့တီလို့ကျွန်တော်ထိမ့်သိမ့်နေကြရပဲလေမမတို့ကိုဝေထုံးကိုလက်ထပ်ရင်ကျွန်တော်အဝေးကိုထွက်သွားမယ်အိုးမဟုတ်တာကွယ်ညီမလေးအိုးဗျာညီမကကျွန်တော်အတွက်ပြည့်ညက်ချက်တစ်ခုပဲကျွန်တော်ဘာမှမရှိဘူးညီမနဲ့ကျွန်တော်ကိုပေးစားတာမမတုံကျွန်တော်အသေးပလင်မှာဆူဆန်တာကလည်းမမတုံပဲဘဝမှာတယောက်တသက်မှာတယောက်ပဲအချစ်ဆိုတာကျွန်တော်အတွက်တစ်ခုပဲရှိရဲ့မမတုံကကျွန်တော်ရဲ့ထာဝရမူပိုင်အခုလိုမထိန်သိမ့်နိုင်တဲ့အခင်းတွေဖြစ်လာမယ့်အရေးကြောင့်မမတုံအိမ်တော်ပြုတ်မှဖြစ်မှာပေါ့ဘာပဲပြောညီမမင်းရဲ့အကျင့်မရမမြောက်တော့မှမင်းရဲ့တရားဝင်ဇနီးဖြစ်နေရမဟုတ်လားဒီလိုဆိုရတဲ့ပြည့်ညက်ချက်တကူကြောင့်အရာရာကျွန်တော်ထိန်သိမ့်နေရတာပေါ့အခုလိုမမတုံထွေးပိုင်မိရဲ့အခင်းမျိုးဖြစ်ရတာကလည်းမမတုံအခြားရင်ငုံဝင်တော့မယ်ဆိုအတိနဲ့ကျွန်တော်ပောက်ကွေးရတာပါဖြစ်နိုင်ကျွန်တော်ညီမကိုကွာရှင်းပြီးမမတုံလက်ထက်ချင်နေဘယ်ဖြစ်မလဲအဲ့လိုမဖြစ်နိုင်လို့ကျွန်တော်စောင့်စင်းနေတာဒါပေမဲ့ကျွန်တော်ဘာဖြစ်နိုင်နေမဖြစ်နိုင်တာကမမတုံကြောင့်ဘာကြောင့်လဲဆိုတော့မမတုံကပဲကျွန်တော်ညီမနဲ့လက်ထပ်ပေးခဲ့ရတဲ့သူဖြစ်နေဟုတ်ပါတယ်ဒီတော့အကောင်းဆုံးကမမတုံလက်ထပ်ပြရစီတော်ဗျာမမတုံမယူရဘူးနော်မမတုံကျွန်တော်ပဲဆောက်ရှောက်ပြရစီမမတုံအိမ်တော်မပြုတ်ဘူးဆိုရင်အားလုံးရဲ့ဂုဏ်သိက္ခာတွေနဲ့စီးတွေကိုမဖောက်မဖြစ်ကျွန်တော်စောင့်ထိန်နိုင်ပါတယ်အိုးမင်းယူနေသလားမမတုံကလည်းအသွေးသားနဲ့ချစ်တတ်တဲ့နှလုံးသားနဲ့ပဲကြွေမမတုံချစ်တာကျွန်တော်မဟုတ်လားမင်းဘာမှမမေးပါနဲ့မဖြစ်နိုင်တာတွေကိုလည်းမပြောပါနဲ့မမတုံပြောတာတွေကိုကျွန်တော်သဘောပေါက်ပါတယ်ကျွန်တော်ယူချင်တယ်ဗျာမယူရင်လည်းကျွန်တော်ဖြစ်ဖြစ်မမတုံပဲဖြစ်ဖြစ်သေသွားရင်ကောင်းမယ်ဝင်းမင်းထိုင်ကတုံးကကြောခိုင်းတိုင်းမှစကားကိုဆက်ပြောရင်ပြီးတော့တုံးကသူ့နောက်ကျောကိုငေးကြည့်နေစိသူ့ထံမှ
တွန်းကချုံမောက်တလွန်နဲ့ပြတာချင်းချောက်တဲ့စကားလုံးကိုတွန်းကြားလိုက်ရတယ်။ပေအเจ้าမှမယူပါနဲ့။ဘာအเจ้าနဲ့မှလည်းမယူပါနဲ့မမတွန်းရင်မောင်တောင်းမှန်ပါတယ်။တကယ်လို့မမတို့ကိုဝေထွန်းနဲ့ယူတဲ့နေရာမောင်လည်းဒီရောက်အဝေးဆုံးကိုထွက်သွားမယ်နေပဲ။စကားဆုံးကတွန်းထန်လှမ်းမကြည့်တော့ပါပဲ။အခန်းတကားကိုဖွင့်ကအခန်းထဲမှာသူထွက်သွားလိုက်လေ။တွန်းရင်နဲ့အသေးတို့ကြွေမကရှင်မျက်ရည်များလည်းတာကျိုးရဲ့အလားစီးကြနေရင်မောင်မမတို့စိတ်တွေမပြောတော့ဘူးမလွတ်လပ်တော့ဘူးတကယ်လို့ကိုဝေထွန်းကိုမမတို့လက်ထက်ရင်မမတို့ပြောမယ်မထင်သလိုလက်မထက်ပဲနေလဲမမတို့မပြောနိုင်တော့ပါဘူးကွယ်အဲ့ဒါဘာကြောင့်လဲဆိုတော့မောင်ကြောင့်ဒါပေမဲ့မမတို့ကညီမလေးညီမဘဝကိုထောက်ထားပြီးလှုပ်တင်လှုပ်ထိုက်တာကိုတော့လုပ်ရမယ်ကွယ်တဖြည်းဖြည်းတော့မမတို့မောင်နားလည်မှာပါမမတို့လည်းခွင့်လွှတ်နိုင်မှာပါသူကအဲ့ရတဲ့အယုတ်ကျွေးပြတ်တယ်လို့အတွေးတန်နေရဝဲဆွေးမပြေနိုင်အောင်ရှိနေရပါတော့တယ်နေ့စဉ်နေ့များဝင်းမိထားရဲ့ပြတ်သားစာပြောသားရဲ့စကားတွေကိုကြားရရင်တွန်းခင်များချီတုံချတုံရှိနေရတယ်တကယ်ပဲကိုဝင်ထုံးကိုမိမိလက်ထက်လိုက်ရင်ဝင်းမိထားအဝေးသို့ထွက်သွားမှလားညီမကိုတကယ်ပဲထားပစ်ခဲ့ရမှာလားဒေါ်လေးမီလည်းရှိသေးရောသူလို့ရမှာမဟုတ်ဘူးလေလို့လည်းတွန်းတွေးမိရင်ညီမတို့ဘာတခုမှစိတ်ဝင်စားပဲလက်ထက်ခဲ့မိမိကြောင့်လည်းလက်ထက်ခဲ့ရလို့သူဆိုရင်ညီမအပြောစိန်သူလည်းအခုတိုင်းတန့်စင်နေရဲ့အချက်ကိုထားချင်းအပြည့်သူပြောတဲ့စကားတိုင်းလည်းပြတ်သားစာသူ့လောက်သွားနိုင်တဲ့အချက်ကိုလည်းသူစဉ်းစားမိရပြန်ပါတယ်သူစိတ်နဲ့သူ့တင်ကအမှန်လဲလုံးမပုံလဲပေါ်လင်းနေရင်အဲ့အတွက်တုံးကရှေ့တိုးရခန့်နောက်ဆိုရခန့်နဲ့တွန်းဆုပ်စာရှိနေရကြမှာမိမိကိုသူတူဦးတဲ့သာစောင့်ရှောက်နေမယ်ကိုဝေထုံးကမိမိလက်ထက်ရင်သူကအားလုံးဂုံတိတ်ခါတွေကိုထိန်းသိမ်းစောင့်ရှောက်မယ်လို့ကိုဝေထုံးကိုမိမိကလက်မထက်ရင်သူကအားလုံးရဲ့ဂုံတိတ်ခါတွေကိုထိန်းသိမ်းစောင့်ရှောက်မယ်လို့ပြောတဲ့စကားတိုင်းလဲသူကအမှန်ပဲရှိရင်ဘာလို့လို့နဲ့အခုဆိုရင်တွန်းတယောက်စဉ်းစားရင်တွန်းဆုံနေကြရမှာတလားပင်ပြေးချေပြီးမဟုတ်ပါလားမောင်ဝေထုံးကိုဘယ်တော့အင်ခေါ်လာမလဲလို့ဒေါ်လေးမီကမင်းနေရမှာလဲ3-4ခါတည်းမနေရှိပြီကိုဝေထုံးနိုင်ငံခြားသွားနေရလို့ဒေါ်လေးမီကသုံးဖြေခဲ့ရတယ်ရုံးခန်းနဲ့တကွဲရှိရင်အတွေ့အမြနဲ့တပ်ပြင်းမောကိုခြားကငင်းငိုင်နေမိရပါတယ်ဝင်းမရဲ့မင်းလောက်တာရဲ့အတိတ်ပဲမရှိသေးဘူးမောင်လေးရဲ့ဒီလိုပဲအမြဲနေလို့ဖြစ်မလားကြားလိုက်ရင်ညီမခင်ဗျရိမ့်မိလာနိုင်ကောင်းနေပြီးတော့အတိတ်ပဲမရှိတဲ့ဘဝကိုညီမလေးမြင်တက်လာတော့မှအိုးငါဘာမှစဉ်းစားနေဖို့မလိုတော့ပါဘူးတိတိကျကျဆုံးဖြတ်ချက်ကိုငါချရမယ်ဟုတ်တယ်ညီမလေးညီမရဲ့ဘဝကငါရဲ့ရဲရဲပသားရဲ့ဆုံးဖြတ်ချက်ပေါ်မှာပဲမူတည်တယ်ဒေါ်လေးနဲ့တွေ့ဖို့ဝေထွန်းစီကိုငါအခုပဲဖုန်းဆက်မယ်အမလေးတွေ့ဝေမနေရောပြက်ပြက်သားလောက်ရင်တုံးကကိုဝေထွန်းနဲ့ဖုန်းဆက်ရင်ဖုန်းလေးစီကောက်ကိုင်မယ်ပြစိဖုန်းလေးကထားမိလားလို့စိတ်တွေလှုပ်ရှားနေတဲ့တုံးကတစ်ချက်လက်ငါဖုန်းလေးကိုနားထောင်လိုက်ရတယ်ဟယ်လိုအော်ဟုတ်တယ်မမတုံးမတီတီပြောညီမလေးဘာကိစ္စလဲဟင်ဘာအိုးကောင်းပြီအခုချက်ချင်းလာခဲ့မယ်တွန်းတယောက်စိတ်တွေခြားခြားစာနဲ့ဖုန်းလေးကပြစ်ချကချက်ချင်းပြင်ရုံးခန်းထဲမှာပြေးထွက်သွားစေအချိန်များမှာဝင်းမြင့်ထိုက်ကကိုစလဲခန့်ထားတဲ့တစ်ဆက်မန်နေဂျာနဲ့စီးရင်များရှင်စကားပြောဆိုပြီးနောက်ရုံးခန်းထဲမှာတကွေရဲ့တေဝင်ငင်းမောက်ကရှိနေမိလေသူကတွေ့ငွေမောက်စမှာအတွင်တော်များဖွားဖွားစိတ်ကနှကန်းတို့ကိုလည်းဖွားဖွားစိတ်ပိတ်ထားမိသူစိတ်နဲ့ကိုကပူတုံခွာတုံရှိကမောရင်နေလူရရှိမှသူကဟန်ဆောင်ကောင်းနေရပေမဲ့နောက်ကွယ်မှာတော့တကွေရဲ့စိတ်ကစိတ်ဒုက္ခများခံစားနေရရှာလေသူ့စကားကြောင့်သူ့ကိုလန့်တလုံးညီမကိုလည်းငင်းတာနေလို့တွန်းတယောက်ကိုဝေတွန်းနဲ့လက်ထက်မဲ့ကိစ္စတွန်းဆုံနေရကိုလည်းသူသိရင်သူကလည်းသူ့စကားနဲ့အညီနောက်ကွယ်မှာတေလောက်အောင်စိတ်ဒုက္ခခံစားနေရစေကမို့လူအများနဲ့မမသွန်ရှင်မှာတင်းနေစွာပြောဆိုဆက်ဆံနေထိုင်ပြတယ်စိတ်ဒုက္ခရောနဲ့ပိမန်းကြည့်စာသူတပ်ပြင်းကိုချလိုက်တယ်အိုပြမမသွန်ဒီတိုင်းနေရမယ်သူနောက်မှရုတ်တရက်ပွင့်တက်တာကိုဘရိတ်အုပ်လိုက်ရတယ်ဒီတိုင်းသူ့ရင်ထဲမှာတော့နင်းနေကဲကဲကြည်ကြည်မြင့်မြင့်စကားများဆွနေမိစေပါဘသူတွေဘာပဲပြောငါ့ကိုမတရားဘူးပဲဆိုမမသွန်ဘယ်ယူကမှငါမထင်နိုင်တော့ဘူးမမသွန်လွတ်လပ်နေတာကိုပဲငါမြင်ချင်နေမမသွန်တော့သားမီးကိုငါပဲကူညီဆောက်ရှောက်မယ်ငါညီမကိုလက်ထပ်လိုက်တာတိတ်မှားသွားတယ်ဒါလည်းမမသွန်ကြောင့်ပဲရိုင်းနေပဲပြောအခုဒီကိုချစ်ဦးအခုလိုစောစောစစ်စစ်ဆုံးဝယ်မှန်းသိရင်ငါညီမကိုဘယ်ကလက်ထပ်တော့မှလဲအခုတော့ခတ်တယ်ငါဘွားတော်တော်ခက်နေပြီမမသွန်လည်းငါခွင့်မပြုတ်နိုင်ဘူးညီမကိုလည်းငါမပေါင်းနိုင်ဘူးတကယ်တော့ညီမတနာစရာပါဒါပေမဲ့ငါမချစ်ဘူးညီမကငါကွာရှင်းချင်တယ်ခက်တာဒီလိုလည်းမဖြစ်သေးပြန်ဘူးမမသွန်ကိုယ်တိုင်ညီမကိုငါနဲ့လက်ထပ်ပေးထားဆိုတော့ညီမကမမသွန်မအထင်သေးအပြစ်မြင်တော့မှာပေါ့ညီမကိုကွာပြီးငါမမသွန်ယူလို့လည်းမဖြစ်ပြန်ဘူးမမသွန်ရဲ့မမသွန်နဲ့ကျွန်တော်တရားရောက်တည်သွားဒါမှမဟုတ်နှစ်ယောက်စလုံးတည်သွားရင်ကောင်းမယ်ကျွန်တော်သိပါတယ်မမသွန်ကျွန်တော်ကိုချစ်တယ်ဆိုတာမမသွန်ဘဝမှာလည်းကျွန်တော်ကိုပဲနှလုံးသားနဲ့စပြီးချစ်ခဲ့ရဲဆိုတာမမသွန်မျက်ဝန်းပြလေးမှာကျွန်တော်တွေ့နေရတယ်။အိုဗျာဘ
ဘာပဲဖြစ်မမတို့ဒီလိုပဲနေရမယ်ဘယ်ရင်ကမှမဝင်ရဘူးကျွန်တော်ယူရပဲဖြစ်တကူကောင်းဆန်းနေပဲဖြစ်ကျွန်တော်ယူနေရလဲအမှန်ပဲကျွန်တော်တကူကောင်းဆန်းရမှာပဲအချင်းနဲ့စစ်မှာမတရားတာမရှိသလိုတကူကောင်းဆန်းတာလည်းမရှိဘူးဒီတော့မမတို့ဒီလိုပဲနေရမယ်ဘယ်ရင်ကမှမဝင်ရဘူးဘသူဆောက်ရှောက်ခြင်းမှာမမတို့မခင်းရဘူးကျွန်တော်ပဲဆောက်ရှောက်မယ်တောက်ကိုစေကပြင်းထန်တဲ့အတွေးနေနဲ့သူရှိနေစေစပွဲပေါ်မှာဖုံးလေးမြလာတန်ကြောင့်သူအတွေးတွေကိုပြက်ကဖုံးလေးစီလှမ်းယူနားထောင်လိုက်ရတယ်ကိုတီတီပါတပတ်မှတီတီရဲ့စကားတန်ကအပူတပြင်းနိုင်လာတယ်သူတတိထားမိလိုက်တယ်ညီမလေးဘာကိစ္စရှိလဲဘာရေးကြီးလဲတိတ်ရေးကြီးတဲ့ကိုနီမဆေးရုံမှာအခုတီတီလဲဆေးရုံကနေပဲကိုစီဖုတ်ဆက်တာမမတို့ရောအားလုံးဆေးရုံရောက်နေကြပြီနီမဘာဖြစ်လို့လဲနီမအဝိရှော်ပြီးတော့ခြံထဲဆင်းလန်းတာရင်းကြီးတွေနဲ့ချော်လဲပြီးတော့သတိမိသွားတဲ့ကိုဆေးရုံရောက်တဲ့အထိခေါ်လို့မရသေးဘူးအခုအရေးပေါ်အခန်းထဲမှာကိုအမြန်လာပါဟင်ကောင်းပြီအခုပဲကိုလာခဲ့မယ်မယုံနိုင်တဲ့အဖြစ်တွေသူတကူလုံးပုထုကတုံရင်နေတော့တယ်စိတ်ကိုအတန်နဲ့ထင်းရင်သူကားကိုမောင်းထွက်ခဲ့ကားမောင်းရင်သူတလန်းလုံးမှာသူစိတ်တော့မလုံတလို့လက်ပြမတန့်တလို့ရှက်ရွံ့ထိတ်လန့်တလို့သူခံစားလာခဲ့ရတယ်ဖယားနီမဖယားတကနီမအမြာ6ချားစွာပဲသူခေါ်မိရင်တောင်းခန့်ကြတော့အုံနောက်နဲ့အာယုံကျော်အထုခုစေးုံကြီးတော့ရောက်ရှိလာတယ်စေးုံရှိမှသူကားလေးထွေးရကားပေါ်မှာဆင်းလိုက်တာနဲ့စေးုံထဲမှာနေစင်သွန်းတယောက်ထိခိုက်ခြင်းများစွာနဲ့ငိုရှိုက်ကကားပေါ်တည်းထထတာကိုသူမြင်သက်စာငေးကြည့်နေမိလိုက်တယ်မမတုံကားလေးပျောက်ကွယ်သွားလိမ့်မှသူတတိယကစေးုံထဲလှမ်းဝင်ခဲ့တာမှာတော့မမေတီတီနဲ့ခင်တို့ကိုသူတွေ့လိုက်ရတယ်တာကိုမမေနဲ့ညီမတွေကသူ့ကိုပြန်လို့ခေါ်ကြတယ်သူကလည်းရင်းနဲ့လှုပ်ရှားမှုတွေနဲ့သာအားလုံးကိုပြန်ကြည့်နေမိရဲ့အားလုံးမှလည်းမျက်ရည်နဲ့ငိုနေကြတယ်သူကလည်းစကားတစ်ခွန်းမှမပြောနိုင်အောင်ရှိနေရတယ်ဒေါ်ရီမီကတားဖြစ်သူရဲ့လှုပ်ရှားမှုမင်းသက်နေရကိုကြည့်ပြီးတာမမေညီမလေးဆုံးသွားရှာပြီသူ့ကိုစစ်စစ်ကြီးကမမေကပြောတော့သူကမမေနဲ့အကြည့်ကိုရင်မဆိုင်ရင်အကြည့်ကိုလည်းကတတိတစ်ချက်ကိုမြှချပစ်တယ်ကိုစီကိုဖြစ်ဖြစ်ချင်းတီတီဖုံးဆက်ပါရဲ့ဒါပေမဲ့တီတီဆက်တဲ့စိတ်ုံတွေမှာကိုမရှိဘူးဒါနဲ့မမသွန်ချီကိုဖုံးဆက်တော့ချက်ချင်းရောက်လာတယ်မမသွန်ရောက်လာမှကိုစီထပ်ပြီးတော့ဖုံးဆက်တယ်နောက်ဆုံးတစ်ဆက်မှာမှကိုနဲ့တွေ့ရတာကိုပြောပါအောင်ညီမဆုံးတာဘယ်နှစ်နာရီရလဲစွန်းမှသူဆုံးသွား15မိနစ်လောက်ပဲရှိအောင်မယ်အခုအလုတ်သမားတွေကရေခဲတိုက်ကိုထပ်ပို့လိုက်ကြပြီခြံထဲကရင်းကြီးတွေကိုတီးတို့မကြခဏတိုက်ပါရဲ့ကိုဒီနေ့တော့ညီမနာမှာခင်ရှိတယ်တီးကအိမ်မှာသူချော်လေးရောခင်ကချက်ချင်းသွားထူတယ်ခင်ကလည်းဘာမှနားမလည်ဘူးမဟုတ်လားညီမကိုခေါ်လို့မရတာနဲ့ခင်ကတီးကိုလှမ်းပြီးတော့အောက်ခေါ်တယ်ခြံသားချင်းတွေကခေါင်းကိုထိခိုက်သွားပြီးထင်တယ်ဆေးရုံမြန်မြန်ပို့လို့ပြောရနဲ့မမေလဲရောက်အောင်ဆေးရုံမြန်မြန်ပို့လိုက်ရတယ်ဆေးရုံရောက်တာနဲ့အရေးပေါ်အခန်းထဲသွင်းလိုက်တာပါပဲမမတုံရလာတော့နိုင်ဝက်လောက်အစာမှာပဲအရေးပေါ်အခန်းထဲကဆရာဝန်ထပ်လာပြီးတော့ပြောတယ်ချော်လဲဆရာခေါင်းနဲ့ဆောင်းပြီးလို့ဦးခေါင်းကိုကွဲပြီးတော့အုံနောက်ထဲတွေ့ရောက်ပြီးဆုံးသွားကြောင်းရှင်းပြတယ်မမတုံခင်ဗျလဲတိတ်စိတ်ထိခိုက်သွားရှာတယ်မကြည့်ရတော့လို့ငုံရှိုက်ပြီးတော့ပြေးထက်သွားတော့တာပဲညီမတီတီရဲ့စကားတွေကိုနားထောင်ပြီးသူကတတွေးရည်သားမျိုးချနေမိရတော့တယ်ညီမအတွက်သူစိတ်မကောင်းဖြစ်မိရအမှန်ပါကဲညီမလေးရောမမေကိုခေါ်ပြီးအိမ်ပြန်တော့နော်ကိုဒီကလှုပ်ဆရာရှိရာဆက်လုပ်ပြီးမှပြန်လာခဲ့မယ်ဟုတ်ကဲ့ကိုချန်နီနာချင်းတရားနှစ်ယောက်နဲ့အတူမမေနဲ့ညီမလေးရောပြန်သွားကြတာမှာရုတ်တရက်ဘာလို့ရမယ်မသိအောင်ခွန်အားတို့ဆွတ်ရော့ကကျင်းရေးခဲ့ရပါတော့တယ်ညီမရဲ့အာတုဘကိစ္စနဲ့ရက်လေဆိုချေကိစ္စတွေအားလုံးပြည့်စည်ချပြီးညီမနဲ့ပတ်သက်သမျှကိစ္စတွေအားလုံးမမတုံကလည်းသူ့ဘက်မှသူ့လှုပ်ဆောင်သွားတယ်လို့ခင်မောဖြစ်သူအပြေခံယူထားတဲ့ဝင်းမင်းထိုက်ကလည်းသူ့အပိုင်းမှာတာဝန်နဲ့အားလုံးကိုသူလှုပ်ဆောင်သွားတယ်ညီမမိဘတွေထံအကြောင်းကြားရမှာအစားဝင်းမင်းထိုက်ကတာဝန်ကျေဆောင်လှုပ်ဆောင်ပေးခဲ့အခုညီမကိစ္စတွေပြီးစီလို့တပတ်ကအကြာခဲ့ချပြီးညီမကိစ္စတွေအစားအခုတိုင်ဝင်းမင်းထိုက်ကကောင်းစွာအိမ်မပြောနိုင်သေးပါဝင်းမင်းထိုက်ကမိကျောင်းတို့တင်းကနေတစ်ချက်ဖြစ်တဲ့အထိအတွင်းသားတွေကိုသူစိတ်ထားလိုက်တယ်ရင်ထဲမှာမကြင်မနှံ့မှုစိုးတိမှုအဆိုင်ခဲကပြည့်ကျရရှိနေမှန်တယ်ဘာကြောင့်လဲဆိုတော့ညီမကိစ္စရက်အတွင်းကမမတုံကိုသူကတစ်ချက်တွေ့ခဲ့ရတယ်ရက်လေရဲ့နေ့ကတခါအာတုဘရှိရဲ့နေ့ကတခါတွေ့ခဲ့ရတယ်ကိစ္စအလုံးပြည့်စုံမှာတော့ဒီနေ့တက်တိုင်သူမမတုံကမတွေ့ရပါလေရောလူချင်းမတွေ့ရတာမှကမမတုံရဲ့စကားတန်ကိုပင်သူမကြားရတာရှိနေသူသိလိုက်ပါပြီမမတုံသူ့ကိုရှောင်နေပါတယ်မမတုံတယောက်သူ့ကိုသိချရှောင်နေတာဖြစ်ကြောင်းကိုလည်းသူယုံကြည်အိမ်ကိုသွားလည်းမတွေ့တယ်လီဖုန်းဆက်လည်းမရအိမ်မဲတော်ကုမ္ပဏီကိုပဲတော်သူမမတုံကိုမတွေ့ရပါဒီရောမမတုံသူ့ကိုရှောင်နေရမှာသိကြတာပဲဒီနေ့မနက်လည်းခက်စောစောပဲမမတုံအိမ်ကိုသူရောက်ခဲ့ကုမ္ပဏီကိုမမတုံသွားပြီလို့ဆိုရင်စောစောကလေးကပင်ကုမ္ပဏီကိုသူဖုန်းဆက်တော့လဲမမတုံမရှိလို့သာသူကြားရတယ်အဆိုးဆုံးကမမတုံက
ကိုဝေထွန်းနဲ့အပြင်ထွက်သွားရဲဆိုတဲ့သတင်းအဲ့ဒီသတင်းကသူ့ရင်မီးကိုပြင်းပြစွာတောင်းလောင်နေစေရတယ်မဟုတ်ပါလားရင်နဲ့တောင်းလောင်နေတဲ့မီးကိုသူထင်းရင်တနာရီခန့်သူဆောင်းလိုက်တယ်ပလတ်စတစ်စိတ်ယုံကြည်ရဲမှာအလုတ်သမားတွေကိုစစ်စစ်ရင်ကုန်ကျန်းတွေကိုကြည့်ရှုရင်းနဲ့တနာရီအချိန်ကိုသူကုန်စေလိုက်တယ်အိမ်နာသူကသူ့ရဲ့အနားယူခန်းထဲသို့ပြန်ရလာပြီးတယ်လီဖုန်းခလုတ်များအားနှိမ့်လိုက်တယ်မမသွင်းရဲ့ကုမ္ပဏီတော့ပါဟယ်လိုလာပြေကုမ္ပဏီကပါအမိတ်ရှိပါရှင်ဟယ်လိုဒေါ်နေစင်သွန်းပြန်မလာသေးဘူးလားခင်ဗျာမလာသေးပါဘူးရှင်ဒီနေ့ဥဝိထွန်းနဲ့အရေးကြီးရဲ့ကိစ္စရှိနေလို့တော်ရုံနဲ့ပြန်ရမှာမဟုတ်ပါဘူးရှင်ဒီလောက်အရေးကြီးနေတာဘာကိစ္စတွေများရှိနေလို့လဲဗျာမပြောတတ်ပါဘူးရှင်သူတို့ရဲ့ကိုရေးကိုတာကိစ္စတွေဖြစ်ကောင်းဖြစ်မှာပါအဲ့ဒီစကားအတွက်သူ့မြန်ဝင်တွေကဆူရှာသွားရတယ်သူဆက်မပြောတော့ဖုန်းကိုပြစ်ချလိုက်တော့တယ်နောက်ဆုံးမှာတော့သူပလတ်စတစ်စိတ်ရုံမှာကားတစ်စီးနဲ့ထွက်ခဲ့လိုက်ပါတော့တယ်ပထမဆုံးမမတုံကုမ္ပဏီတို့ပင်သူလာခဲ့မမတုံရဲ့ရုံးခန်းထဲထိသူဝင်ရှာတယ်မရှိကုမ္ပဏီမှသူပြန်ထွက်လာတော့မမတုံအိမ်တို့သူလာခဲ့အိမ်မှာလည်းအမှန်ပဲမမတုံမရှိတားလေးကိုတော့မအေးထိန်နေတာကိုတွေ့ရရင်ကလေးနဲ့နိုင်ဝက်ခဲ့မယ်သူနေခဲ့တဲ့တားလေးမှာသူ့ကိုကောင်းဆောင်မှတ်မိတယ်လို့ရှိပြီးရင်းနှီးနေပြီဖြစ်တယ်သူ့ထံပြီးငိုယူကလိုက်တက်လာငိုတဲ့အခါမှာသူချော့ရိတ်တိတ်သွားတယ်အိမ်မှာလည်းမမတုံမရှိရမှတေချာလို့ဝင်းမင်းထိုက်ကတားလေးကိုနန်းဆိုင်နှုတ်ဆက်ကပြန်ထွက်လာခဲ့ပါတော့တယ်အချိန်နာရီစက္ကန့်တွေကိုနိုင်လက်တံတို့ကတခုပြီးတခုကြောဖြတ်သွားကြပြီးနေရာတွေလည်းစုံပြီးမမတုံကိုသူမတွင်မမတုံရဲ့ခမည်းပြကျိမဝနိုင်ခဲမရသူညီးတွားနေမိရဲ့လက်မနိုင်စီသူကြည့်တော့ညနေ9နာရီထွန်းနေပြီဖြစ်တယ်နောက်ဆုံးမမတုံကုမ္ပဏီတို့ထပ်သွားရင်ဆုံးဖြတ်ချက်နဲ့ကားကိုဆက်မောင်းခဲ့ရင်လဲလှုပ်ရှားရလုံးလို့ကားကိုပင်နှေးရလို့သူထင်နေရှေ့မှာမိဘကခံနေပြန်လို့သူ့စိတ်ထဲမချစ်မရဲ့ရှိကစိတ်ညစ်သွားတယ်မိဘမို့အရှင်လျှော့ကသူကကားကိုညင်သားစွာရက်လိုက်ရတယ်လှုပ်ရှားနေတဲ့စိတ်နဲ့သူ့ရှေ့မှာသူ့အကြည့်ကိုပို့ထားစဉ်သူ့မျက်ဝန်းတောင်မှအလေးနဲ့တကူတုံးဝင်နေတယ်လို့ကြောင့်တစ်ဖက်ကစီကိုသူဖြတ်ခနဲ့ကြည့်လိုက်မိမှာတော့အော်သူ့စိတ်ထဲမှာခံပြင်းခြင်းပောက်ကွဲခြင်းနေနဲ့ဘလောင်ဆူသွားတယ်ဒါပေမဲ့သူ့အသွင်ကမှမယုံကြည်နိုင်အောင်တည်ငြိမ်မှုရင်ရှိနေရတယ်တစ်ဖက်တည်းမှာသွန်းကလည်းသူနဲ့တစ်ချိန်နဲ့ပင်သူ့ကိုတွေ့မြင်သွားမရပြီးသူ့ကိုနှုတ်ဆက်ရပင်သူကရင်ထဲလှုပ်ရှားတွန့်တွန်သွားရပါလေဟောသွန်းရင်ဟိုမှာသွန်းရမှာကိုဝင်းမင်းထိုင်မဟုတ်လားတစ်ဖက်မှာကိုဝင်းထွန်းရဲ့မုံရင်စာဆူလာတဲ့စကားအတွက်သွန်းကပြုံးတင်အောင်မဲတင်အောင်လေးရှိကစကားမဆိုနိုင်တယ်လို့ခေါင်းလေးသာညှိပြရရှာလေကိုဝင်းထွန်းကအားလုံးကိုအမတ်တမဲ့ပင်ရှိပြီးသွန်းကိုကြောကဝင်းမင်းထိုက်တန်လှမ်းကြည့်လိုက်ရင်ကကိုဝင်းမင်းထိုက်ဘယ်သွားမလို့လဲမသွားပါဘူးဗျာကျွန်တော်တနေ့လုံးလူတယောက်လိုက်ရှာနေရသူ့စကားဆုံးမှမိဘစိမ့်မိမို့ကားလေးကဆက်ရင်မောင်းထက်သွားလိုက်လေရောတယ်ကိုဝေထွန်းယူထားတဲ့လမ်းကလမ်းကွေးမို့တစ်ဖက်သို့ချုပ်ခဲ့ရတယ်ကားထဲမှာတွန်းကလှုပ်ရှားမွတ်ချက်ခြင်းများစွာနဲ့ရှိနေရရှာပါတော့တယ်ည9နာရီကိုဝေထွန်းရဲ့ကားလေးကတွန်းနေရဲ့တိုက်ကြီးရဲ့ဆင်ဝင်အောက်မှာရက်လိုက်တာနဲ့ကားတကားဖွင့်ကတွန်းဆင်းလိုက်တယ်ကျေးဇူးပဲကိုဝေထွန်းရဲ့အိမ်ထဲမခေါ်တော့ဘူးနော်ကိုဝေထွန်းကတဏီကုံပြင်မနေပြီဆိုတော့ပြန်အနားယူဖို့လိုပြီကိုကရပါတယ်ဗျာတွန်းတာအနားယူလိုက်ပါကဲကိုသားမယ်နော်ဟုတ်ကဲ့ကောင်းပါပြီရှင်စင်ဝင်အောက်မှာကိုဝေထွန်းကားလေးမောင်းထက်သွားတာမှာတွန်းကလည်းအိမ်ထဲသို့လှမ်းဝေခဲ့လေအဲကန်ထဲဝင်လိုက်တာနဲ့ကစားနေကြတဲ့တားလေးနဲ့မအီကိုတွေ့လိုက်ရတယ်တားလေးထမင်းကောင်းကောင်းစားရလားမအီစားပါတယ်မမစားနေကြအတိုင်းကောင်းပါတယ်အေးမောင်လေးကိုကြွဆိုင်နော်ဟုတ်ကဲ့စိတ်ချပါမမတွန်းကတားလေးကိုနှမ်းရှက်ကရေချိုးအဝိလန်ရဲ့အတွက်အိမ်မော်တက်သို့တက်သွားလိုက်ပါတော့တယ်မိမိအိမ်ကန်ထဲရောက်သွားချိန်မှာတွန်းကတဏီကောင်သွားလာထားလို့မောပန်းနေပြီဖြစ်တယ်လမ်းဆောင်တော့အောင်ရင်းမြစ်ချွေရန်တွန်းပြင်ဆင်လိုက်တယ်တွန်းကလူဝသာရေချွေရန်လှုပ်ရှားနေတော့လေမြဝန်းနေထဲမှာတော့ညနေကတွေးလိုက်ရတဲ့ဝင်းမင်းသားရဲ့ဆူရှာတောက်ပနေရဲ့အကျင့်မြဝန်းတွေကိုသာမြင်ရရင်ရင်ဝင်လှုပ်ရှားနေရပါလေမှန်တယ်တွန်းကမမျော်လင့်ပဲညီမဆုံးသွားရခြင်းအတွက်လွန်စွာစိတ်မကောင်းဖြစ်ရပါတယ်ဒီနောက်ပိုင်းဝင်းမင်းတိုင်းနဲ့မိမိရဲ့အဖြစ်တွေကလည်းတွန်းတွေးမိရင်အခုမိမိတို့ကလွတ်လပ်သွားကြပြီဒါပေမဲ့ပတ်ဝန်းကျင်ကိုတွန်းကလွန်စွာရှက်လန့်နေမိရင်အဲ့အတွက်ဝင်းမင်းကတွန်းရှောင်နေရကြမှာအတက်နိုင်ဆုံးရှောင်သွားရင်လည်းတွန်းဆုံးဖြတ်တယ်သူနဲ့မတွေ့ပဲနေအကောင်းဆုံးလို့ပင်တွန်းယူစားတယ်တကယ်တော့သူ့ကိုယ်သာရှောင်နေရတယ်တွန်းကောင်းနေမှာတော့သူကအမြဲရှိနေရတော့တွန်းမငင်းနိုင်ပါအတွေးများစွာနဲ့တွန်းကတက်ပြင်းလေးကိုချလိုက်မိရင်အဲ့ဒီနောက်အတွေးရုပ်ကိုဖြတ်ကရေချွေးရအတွက်တွန်းကရေချိုးခန်းနဲ့ဝင်မဲ့အပြုံဒီနေ့တနေ့လုံးတိတ်ပျော်ခဲလာမမတွန်းအမလီတွန်းခမအလန့်ကြီးလန့်သွားရရှာတယ်စကားသံတွေအတူအခန်းဝမှာဘွားကနေပေါ်လာတဲ့ဝင်းမထိုင်ကအထိတ်တလန့်တို့လိုကြည့်ဖြစ်နေလေ sorry ဗျာမမတွန်းလန့်သွားတာစိတ်မကောင်းပါဘူးတောင်းမှန်ပါတယ်အိုးဝင်းမင်းဘာလို့အခန်းထဲဝင်လာရလဲဝင်လာရဲဆိုကြတဲ့ကကိစ္စရှိလို့ပေါ့ဗျာအိုးကွယ်သူများတွေသိရင်ခက်ကုန်တော့မှာပဲ
အောက်မှာဒေါ်တောင်းတို့သားမိရှိနေရင်ဘယ်သိတော့ပါမလဲဟမ်စိတ်မပေါ်ပါနဲ့ဗျာကျွန်တော်သိတော့အားလုံးစီစဉ်ခဲ့မင်းဘာပြောနေရလဲမမတုံရေချုံးမလို့ပြီးတော့မမတုံပင်ပန်းနေတယ်မင်းကိစ္စရှိရင်နောက်မှပဲပြောပါနောက်မှဆိုရဝေါ်ဟာရာကိုကျွန်တော်ဘယ်တော့မှမသုံးခဲ့ဘူးမမတုံအခုမမတုံရေချိုးလိုက်ပါကျွန်တော်စောင့်နေမယ်ဘယ်မှာစောင့်မှာလဲဒီခန်းထဲမှာပဲအိုးမဟုတ်တာကွယ်ကျွန်တော်ပြောပါရောအားလုံးသိတော့စီစဉ်ခဲ့ပြီးပါပြီလို့ကဲဗျာမမတုံကျွန်တော်ပြောတော့မယ်အခုပဲမမေကိုကျွန်တော်မမတုံလက်ထပ်ဖို့ဖွင့်ပြောခဲ့ပြီးတော့အောက်ထက်ကဒေါ်တောင်းအောင်လည်းဖွင့်ပြောလိုက်ပြီအိုးမင်းမယုံနိုင်အောင်လမ်းဖြတ်ကသူနောက်ဆုတ်သွားရတယ်သူတလန်းကျတိုးလာတယ်ပြီးတော့သူကနေရနဲ့နောက်ကျောလေးကတ်သွားတာမှသူသွန်းရှိတော့ရောက်လာတယ်တခြားအပေါ်စကားတွေဘာမှမပြောချင်တော့ဘူးမမတုံနဲ့မောင်လက်ထပ်မယ်မဖြစ်သူစကားအဆုံးမတိုင်ခင်မင်းဝင်းမင်းထိုက်ကသူ့မျက်နှာလေးနဲ့သူ့မျက်နှာကိုပုတ်ကတ်ထားလိုက်ပါတော့တယ်မမတုံရဲ့မောင်တို့ကြားမှာဘာမှအနှောင်ဖွဲ့တွေမရှိတော့ပါဘူးဒါကြောင့်မမတုံမောင်လက်ထပ်တော့မယ်ဘသူတွေနဲ့ဘလူလူစားတွေနဲ့ပဲမောင်ရင်ဆိုင်ရအားလုံးကိုရင်ဆိုင်ပြီးမမတုံမောင်ယူမယ်မောင်လေးမမတုံချစ်လုံးလို့ယူတော့မယ်သိလားမောင်လေးတကယ်ပဲသိချင်တယ်မမတုံဖြစ်ဖြစ်မောင်ဖြစ်ဖြစ်နှစ်ယောက်စလုံးဖြစ်ဖြစ်တည်သွားရင်ကောင်းမယ်လို့အမြဲတမ်းတွေးနေတယ်ဒါပေမဲ့မမျှော်လင့်ပဲညီမဆုံးသွားတယ်ညီမအတွက်မှစိတ်မကောင်းပါဘူးဒါပေမဲ့ဖခင်ကမောင်နဲ့မမတုံပြန်ဆုံစည်းစေခြင်းလို့ပဲလို့မောင်လက်ခံလိုက်တယ်အိုးဘာပဲပြောမင်းကညီမလေးအပေါ်မှာတောင်းဝင်မကြည့်ခဲ့တဲ့အတွက်မမတုံစိတ်ထိခိုက်ဆုံးပါပဲဟွန်းအားနဲ့ပဲပတ်သက်လို့မောင်ပြောဖို့ပါတယ်မောင်ကညီမအပေါ်မှာတောင်းဝင်ကြည့်ပါတယ်တောင်းဝင်မကြည့်တဲ့အပိုင်းရှိရကတော့မောင်မညီမကိုမချစ်နိုင်ပါပဲဗျာဘာပဲပြောအားလုံးအတွက်မမတုံမျက်နှာတစ်ခုတည်းနဲ့မတောင်းဝင်ကြည့်ခဲ့ပါရဲ့လေကဘာပေါ်မှာမောင်နှလုံးသားနဲ့မောင်အသေးသားကိုပေးရနိုင်တဲ့မိမဟာတယောက်ပဲရှိရဲ့မမတုံပဲသူအဲ့လိုမျိုးပြောရင်သွန်းတကုံလုံးအားတင်းချက်စွာထွေးပတ်ထားလိုက်တယ်အိုးလှက်ပါမမတုံရေချိုးရမယ်ဟင်းမလွတ်နိုင်တော့ဘူးမောင်ရင်ထဲမှာအချစ်မီးတောက်ကြီးပောက်ကွင်းနေပြီအိုးဝင်းမထိုက်ကသွန်းရဲ့ပါးပြင်နုနုလေးအားမွှေးချူရင်မှကဲပြောပါအောင်မောင်ဘာလို့ရှောင်နေရလဲသွန်းကမပြောလေမမတုံမင်းမနေပါနဲ့တော့ကွယ်မင်းကိုမေးရမယ်ဒါဆိုလဲရှင့်ကိုကျမချစ်လို့ပေါ့ဟွန်းစိတ်လျှော့ရဲ့စိတ်မရှိရတဲ့ပုံလေးနဲ့ခက်ဆက်ဆောင်လေးမို့သူ့ဖြေလိုက်ပုံလေးကြောင့်ဝင်းမထိုက်ကအတိုင်းမသိဝမ်းမြောက်ကအာပါတရရဲလိုက်မိပါတော့တယ်ဟာမမတုံရဲ့ရှင့်ကိုချစ်လို့ဆိုလန့်သွားတယ်မောင်ကိုချစ်လို့ပေါ့လို့ပြန်ပြောပါဗျာဟွန်းမောင်ကလေတိတ်ဆိုးရပဲမောင်ဘယ်တော့မှမဆိုးဘူးမမတုံစက္ကန့်နဲ့မျှကျင်နာချစ်နေမယ်သူပါမြုံဝန်းလေးအစုံမိတ်ကတုံးကပြုံးရည်သာနေပါတော့တယ်မမတုံရှင်ကိုရီထိုးနဲ့ဒီနေ့တနေ့လုံးဘယ်သွားရလဲမမတုံမောင်တနေ့လုံးလိုက်ရှာတယ်ကိုရီထိုးနဲ့အတူတွေ့လိုက်ရတော့မောင်ဘလောက်ပောက်ကွဲနေမလဲဆိုတာမမတုံမသိဘူးလားသိပါတယ်မောင်ပောက်ကွဲလဲဘာဖြစ်လဲကိုရီထိုးကမမတုံကအပြစ်ညင်းလိုက်လို့အခုသူကနိုင်ငံသားသူလေးနဲ့ယူရမယ်လေအခုသူ့ဇနီးလောင်လက်ဆောင်ပေးဖို့ရတနာတွေလိုက်ဝယ်ပေးနေရတဲ့တနေ့ကုန်သွားတယ်ဟာတကယ်လားမမတုံနှက်ကဲမမတုံချစ်လိုက်တာဗျာအိုးလွတ်တော့မမတုံရေချိုးရမယ်ရေချိုးစရာမလိုပါဘူးမမတုံရဲ့မမတုံအသားလေးတွေကတိတ်ညူးညံ့ပြီးတော့မှုန်းနေရပဲဟာစကားဆုံးမှာဝင်းမင်းထိုက်ကချစ်လာစာရဲ့တွန်းကစကားဆိုပေမပြတော့ပါလေမှန်နေအချစ်ကတက်တိနဲ့ခွန်အားတော့အကြီးမားဆုံးသောအရာပဲမဟုတ်ပါလားတနေ့နဲ့3လအချိန်တွေကပြောင်းလဲကုန်ကြပြီရွေလျာပြောင်းလဲနေတဲ့အချိန်များကြားမှာသူတို့ဘွားကလည်းလှူရှားပြောင်းလဲနေကြတယ်မှန်နေရန်ကုန်မြို့မှာရှိတဲ့နာမည်ကြီးအထူးကုစေယုံကြီးတစ်ခုမှာပါဝင်းမင်းထိုက်ကတားလီလာပြင်းနေအတူစေကန်ကြီးရဲ့ခွဲစိတ်ကန်ကြီးတစ်ခုမှာစိတ်မငြိမ်သက်မှုတွေများစွာနဲ့ခါတော့ကပြန်ရှောက်စိမ့်သူ့လက်မနာရီစီလဲမနာတန်ရောက်ရှိနေရပါလေဖေလှုပ်ရှားလွန်စွာသူရှိနေစိမ့်တားခေါ်တော့တားစီသူအပြေးချင်းကပ်ခဲ့ပြီဘာလဲတာဘာလဲမမေတားလေးကခွဲစိတ်ကန်စဉ်လက်ညှိုးထိုးပြရင်မမေလို့ခေါ်လိုက်တာမှဝင်းမင်းတိုက်ကချောင်းမိတ်စာပြောင်းရင်ဟုတ်တယ်တာဟိုထဲမှာမမေရှိပါတယ်မကြခင်မမေထွက်လာလိမ့်မယ်မမေကလေတားအတွက်ညီမလေးအဖော်သွားခေါ်လာပေးနေရသူကအဲ့လိုပြောတားလေးကသူ့ရင်ခွင်စီပြင်းဝင်လာတယ်တကားပိတ်ထားရဲ့ခွဲခန်းရှိမှသူတို့သားဖပျော်ရွှင်ရင်မောပိုက်ထွေနေကြစဉ်မမေနဲ့ဒေါ်တောင်းတို့ရောက်လာကြတယ်မမေလက်ထဲမှာစာရေးချေကြီးတစောင်းပါလာတယ်အဲ့လိုမျိုးတွေ့လိုက်ရတော့နိုင်ငံသားမှာစာဖြစ်မှာဖြစ်ကြောင်းသူတွေးနေစိမ့်တားရီဟောဒီမှာတားအတွက်နိုင်ငံသားစာရောက်လာလို့မမေတခါယူလာခဲ့ဟုတ်ကဲ့အော်ဒါမင်းကိုမင်းကြီးစီကစာပဲဘာမှအကြောင်းထူးလည်းမသိဘူးဝင်းမထိုက်ကစာရေးကိုဖွင့်ပြရပြင်စဉ်ခွဲစိတ်ကန်တကာပွင့်လာလို့အားလုံးပြိုင်တွေလှည့်ကြည့်လိုက်ဖြစ်ကြတယ်ခွဲစိတ်ကန်မှာဆီယမတယောက်ကပြောင်းချင်စာထပ်လာပြီဦးဝင်းမထိုက်ဆိုတာကျွန်တော်ပါအော်ဟုတ်ကဲ့ဦးဝင်းမထိုက်ကတော့တော်တော်ပဲယတနာတွေဖြစ်ထွန်းနေဗျာ
သူနားမလည်စာပြလိုက်မိသမီးလေးအမွာနဲ့မွေးလို့ကျမပြောတာပါဟာမြင်းများအထိသူ့အပျော်တွေဆူဆီးသွားမှမသိပါတော့သူကသားကိုပွေ့ချလိုက်ပြီးဆီယမကျွန်တော်မိမနဲ့ကလေးကျမ်းမာကြရဲ့လားဗျာမပါရှင်ဟောဒီမှာထွက်လာကြပါပြီဟင်သူ့မိမနဲ့သမီးရောမလွဲတလောကလုံးကိုသူမေ့သွားတယ်ဆီယမတယောက်ကသမီးအမွာလေးနဲ့ကိုတစ်ဖက်စီချီကသူ့ကိုပြတယ်သူကသမီးလေးနေတာရဲလေးတွေကိုကြည်နူးစွာစစ်စစ်တစ်ချက်ကြည့်ခဲ့ပြီးမေစိမ့်မပြည့်တဲ့ချစ်စနီးနောက်သာသူပြေးလိုက်ခဲ့သူ့နောက်မှာမိခင်ချင်းနဲ့ဒေါ်သားတို့ကလည်းကြည်နူးမဆုံးနဲ့ကြာရခက်စွာလိုက်ပါလာကြတယ်။တားရီမြေးလေးကိုမမေတို့ချီပါမယ်ပေးပေးရတယ်မေမေရတယ်ကျွန်တော်သားကျွန်တော်မှရတာသူချီထားတဲ့သားလေးကိုမိခင်ကတောင်းတာကိုပင်သူမပင်သူ့ရဲ့ဂေးဆိုင်မှုအကျဉ်းသာလွန်ကဲမှုတို့အကြောင်းလဲသူကဖေဖေချင်းထက်မြခေါ်ကသူသွားလျာပါနေရော။ special တီးတဲ့ခန်းထဲသို့ရောက်တာနေဝင်းမင်းထိုက်ကသားလေးကိုစတီကောင်မှာညင်သားစာချထားလိုက်ပြီးသားငိမ့်ငိမ့်နေတော့ဖေဖေမေမေကိုသွားကြည့်လိုက်အောင်မေကဲမေမေနဲ့ဒေါ်တောင်းလဲအိမ်မှာဘယ်သူမှမရှိဘူးဆိုတော့မေမေတို့ပြန်ချင်းပြန်ကြပါအလုပ်ကိစ္စဖုံးလိုက်ရင်လည်းအကျိုးအကြောင်းပြောပြပါမမတော်တတိယလာတဲ့အခါမှာတော့ညီမလေးလာဖို့ကျွန်တော်ဖုံးဆက်လိုက်မယ်အေးဒါဆိုလဲမေမေတို့ပြန်မယ်မြေးလေးကိုပြန်ခေါ်သားရမလားမခေါ်ပါနဲ့မေမေကျွန်တော်သားမယားမိသားစုလေးနဲ့ပဲကျွန်တော်တို့နေမယ်ကောင်းပြီကဲမေမေတို့သွားမယ်သမီးတတိယလာရင်သာအကြောင်းကြားကွယ်ဟုတ်ကဲ့မေမေနဲ့ဒေါ်တောင်းတို့ထပ်သားကြတာမှာဝင်းမင်းထိုက်ကသမီးတက်လက်သားတက်လက်ဇနီးတက်လက်နဲ့ဂေယုဆိုင်နေပေါ်မှာချက်ချလေးနေရောတယ်ဇနီးသမီးသားတို့ကိုဂေယုဆိုင်နေစမှာဝင်းမင်းထိုက်ကသူ့ရဲ့ထဲမှာခောက်ထည့်ထားတဲ့နိုင်ငံသားမစာကိုတတိယမိအဲ့ဒီခါမှာတော့သူကစာကိုထုတ်ကကြပြကြဖောက်ကြည့်လိုက်တာမှာတော့ဟင်စာတစ်စောင်းနဲ့စာကြောက်ပါလားဘာသဘောပါလဲသူ့နောက်မှတီးတိုးဆိုရင်ဥစာစားလေးကိုဖတ်ကြည့်လိုက်ပါတော့ဟာကိုမင်းကြီးအိုပြတငယ်ချင်းရင်ကျွန်တော်ပေါ်မှာခမဒီလောက်တောင်ပဲသူ့စကားများဆုံးအောင်ပြီးမစွန်နိုင်တော့ပါသူ့ရင်ထဲမှာကိုမင်းကြီးအတွက်ယူကျုံမရလွန်စွာနာကျင်နေရကသူ့မျက်ဝန်းထဲမှာလည်းအေးကြီးရောကတရစ်ဝဲလေးရဲ့ရှမ်းကြကသူ့မျက်ဝန်းအစုံမှာမျက်ရည်ရောကအရှိန်ပြည့်စီးဆင်းကြလာတယ်မယုံနိုင်တဲ့သူ့ဘဝထူးခြားဆန်းပြလွန်းတဲ့သူ့ဘဝလုံးဝလက်ခံနိုင်စရာမရှိတဲ့သူ့ဘဝဒါပေမဲ့အဲ့ဒီဘဝကိုသူပိုင်ဆိုင်ရတယ်မျက်ရည်များစီးကြနေတဲ့သားကြီးကသူ့လက်ကိုလာဆွဲကမော့ကြည့်ရင်ခေါ်တယ်ဖေဖေဘာမှမဖြစ်ပါဘူးဖေငိုတာမဟုတ်ဘူးဖေမျက်ရည်ကျနေရပါအဲ့ဒီမျက်ရည်တွေကဝမ်းနေဝမ်းသာခြင်းတွေပါပေါင်းဆက်ထားတဲ့ဖေရဲ့ဘဝတရုပ်ပါသားရဲ့ဖေတော်တော်မယုံနိုင်အောင်ထူးခြားစမ်းကြယ်ရဲ့ဘဝရဲ့ရလက်ထူးတွေပါပဲဖေသိပ်ပျော်ရဲ့ဒါပေမဲ့ဖေဝမ်းလင်းနေကြေကွဲထိခိုက်တယ်နားမလဲလူမမာသားလေးကိုထွေးပတ်ကသူစကားတွေဆွနေမိရဲ့မှန်နေဝင်းမင်းထိုက်ကသူ့ဘဝကိုပဲသူမယုံနိုင်အောင်ဝမ်းနေခြင်းဝမ်းသာခြင်းများအားခံစားရင်သူလွန်စွာချစ်မြတ်နေရတဲ့ချစ်စနီးကိုကြည့်ပြလိုက်တယ်သူခံစားမှုရင်မမတုံးကလည်းသူဝေမြသိစေခံစားစေချင်ပါတယ်အဲ့ဒီအတွက်သူကမေးစိမ့်မပြည့်သေးတဲ့ဇနီးရဲ့လက်ကလေးကိုတွားရောက်ဆုပ်ကန်လိုက်မိပါတယ်မောင်ညင်ညင်ဖဖထိထွေမှုနဲ့သူ့ရဲ့တွတ်ခေါ်နေမှုမှာသူကမေးစိမ့်မပြည့်ကတတိယပါလေမောင်ချစ်တတိယလာပြီလားနှစ်ပူးလေးစင်ကုန်းနံကသူမေးတော့တွန်းကညင်သားစာပြောင်းလိုက်ရင်ကမောင်တွန်းဘာလေးမွေးလဲသမီးလေးမွေးရဲ့သမီးလေးမတယောက်တည်းမဟုတ်ဘူးနှစ်ယောက်ပြနှစ်ယောက်အိုးတကယ်တွန်းဝမ်းသာသွားတယ်မယုံနိုင်အောင်လည်းဖြစ်မိမောင်မမအောင်မောင်ကဘာလို့ညားရမှာလဲဟိုမှာမမတွန်းခေါင်းလေးနဲ့စောင်းကြည့်လိုက်မောင်သမီးလေးတွေကသူတို့မေမေကြီးကိုကြိုးစုံနေရလေမောင်ရဲ့မမတွန်းဝမ်းသာလိုက်တာဟုတ်ပါတယ်မမတွန်းရဲ့မောင်ဘွားအတွက်လည်းဝမ်းသာမှုတွေကမယုံကြည်နိုင်ထက်ဆင်ရှိနေရပါတယ်ဒါပေမဲ့ဘာဖြစ်လဲမောင်အဲ့လိုဝမ်းသာမှုတွေတစ်ခုနဲ့တစ်ခုဝမ်းနည်းမှုပါရောက်လာတယ်ဘာများပါလဲမောင်ရဲ့မမတွန်းမောင်ကိုဘာကိုညင်ရမလဲချစ်စနီးရဲ့စကားအတွက်သူကောင်းရင်လိုက်တယ်သူ့မျက်ဝန်းမှာမျက်ရည်ဝဲလာပြီးတော့သူချက်ချင်းအပြုံးနေတဲ့ချစ်စနီးကိုကြည့်ရင်ကရင်ထဲထိတ်လန့်မသွားပါနဲ့မမတွန်းရဲ့မောင်မျက်ရည်တွေကဝမ်းသာလို့လည်းဖြစ်တယ်ဝမ်းနည်းလို့လည်းဖြစ်တယ်မောင်ဝမ်းနေရတာကမောင်ရဲ့တငယ်ချင်းကိုမင်းကြီးတယောက်နိုင်ငံသားမှာသွေးကင်ဆာနဲ့ဆုံးသွားပြီဆိုတဲ့တဲ့ဒီနေ့ပဲရောက်လာတယ်။အိုးမောင်ရဲ့မမတွန်းလည်းစိတ်မကောင်းလိုက်တာ။သူ့အတွက်စိတ်မကောင်းသိပ်ဖြစ်တဲ့မှာရဲ့မမတွန်းရဲ့သူကမောင်အပေါ်မှာဘလို့ရည်စက်နဲ့ဘလို့တန်ရုံးစင်မှန်းတာမပြောတတ်တော့ပါဘူး။မောင်အပေါ်မှာသူသိပ်ကောင်းလို့နဲ့မယုံနိုင်အောင်ပါပဲဗျာ။ကိုမင်းကြီးရဲ့လေရှင့်နေနဲ့ဆရာဝန်တွေကိုတက်တည်ထားပြီးတော့သူပိုင်ဆိုင်သမျှအားလုံးကိုစာချုပ်စာတမ်းအနေနဲ့မောင်နာမည်တစ်ခုတည်းနဲ့လှည့်ပေးသားခဲ့တယ်။အိုးဟုတ်လား။ကြားလိုက်ရတဲ့စကားတွေအတွက်သွန်းပင်လောစာအံ့ဩသွားရပါလေဟုတ်တယ်မမတော်ဟောဒီမှာသူပို့လိုက်တဲ့စာရက်စာရန်အနေနဲ့သူရေးသွားတဲ့စာမမတော်နောက်မှဖတ်ကြည့်နော်ကိုမင်းကြီးကမောင်အတွက်များလူဖြစ်လာသလားပဲမောင်အတွက်မမတော်သမီးရတနာလေးမွေးပေးတဲ့နေ့ရဲ့အချိန်မှာပဲစီပါဥစ္စာရတနာတွေလည်းအလုံးနဲ့အခင်းနဲ့ဝင်လာပါတယ်တချို့ကတော့ပြောမယ်မောင်သမီးလေးတွေကအကျိုးပေးရဲ့လို့မောင်ကတော့
ကိုမင်းကြီးအတွက်ဝမ်းနေရပြသမီးလေးတွေမွေးလာတော့မောင်ဝမ်းတာရပြီမဲ့ကိုမင်းကြီးအတွက်မောင်ပို့ပြီးဝမ်းနေရတယ်မမသွန်ရင်ဟုတ်ပါတယ်မမသွန်လည်းဝမ်းနေပါတယ်မောင်ဒါပေမဲ့တည်ချင်းတရားကိုဘယ်တားဆီးနိုင်မလဲမောင်ရဲ့မမသွန်တော့မှတင်မင်းကခေါ်သွားတဲ့လူတွေများပြီဒီတော့သူတို့ရဲ့အတွက်စိတ်မကောင်းဖြစ်နေမဲ့အစားသူတို့အတွက်တလားတခါအပြင်ကြုံကြတယ်လို့အလူတန်းလှုပ်ပေးသွားကြရမယ်မောင်မမသွန်ပြောတာမှန်တယ်တိတ်လည်းကောင်းပါတယ်ဒါဆိုမောင်မျက်ရည်တွေတုတ်လိုက်ပါတော့နော်မမသွန်မောင်ချစ်တယ်အလိုဘယ်စကားကဘယ်နာရောက်သွားပါလိမ့်မမသွန်ကဟိုကိစ္စတွေမေးလိုက်ဆိုလို့မေးလိုက်ပြီးပြီလေအခုကကို့မိမကိုချစ်တဲ့အကြောင်းစပြောတာအဲ့လိုပြောရင်ဝင်းမင်းထိုက်ကသူ့ကိုကြီးကိုကောင်းကသွမျက်နှာလေးစီငုံနှမ်းလာမယ်ပြင်နော်သူကလက်ကလေးနှစ်ဖက်နဲ့ကာထားလိုက်ရပြီဟိုးဆရာကြီးလောလောလတ်လက်ဘိုက်ခွဲထားတာထိသွားပါအောင်မေစိတ်ချမောင်ကြောင့်ဘဲခေါမှဆန့်ချီမြေတမင်တာမမသွန်မနာကျင်စေရဘူးအသားကနာကျင်နာပါစေမောင်အသေးနှလုံးမှာမနာကျင်စေရရင်တော်ပါပြီလက်ရှိကတော့ဘိုက်ခွဲထားတာနာတာပေါ့မောင်ရင်သူကအဲ့လိုပြောရင်ရေတော့ဝင်းမင်းထိုက်ကချစ်လာစားရဲ့မမသွန်ရဲ့လက်ကလေးအားအားမလို့အားမရစားဖြစ်ဆုပ်ထားစင်မှာမမသွန်အသေးကဘာကြောင့်နာရမှာလဲမသိဘူးလေအခုတော့ဘယ်ပြောတတ်အောင်မလဲအချစ်တော့မောင်ဒီလိုမပြောနိုင်မောင်ကစကားမတတ်ဘူးလက်တွေ့ပဲလုပ်ပြတတ်တယ်ဟိုးမောင်အခုမှကြောက်မနေနဲ့သူအဲ့လိုပြောရင်သူ့မျက်နှာချွတ်ချွာမမသွန်ရဲ့မျက်နှာလေးထက်အုံမိုးထားလိုက်ပါတော့တယ်ပကတ်ထဲမှာသမီးအမွာလေးရဲ့အင်းရဲ့အတန်လေးတွေထွက်ပေါ်လာပြီးပြတ်သွားတယ်မိဘနှစ်ပါးဩဘာပေးလိုက်သလားပင်ဝင်းမင်းထိုက်ကမမသွန်လက်ကလေးကသူ့လက်ကလေးနဲ့ချစ်ချစ်ဆုပ်ကအနန်းတို့ချွေစိန်သူ့မျက်ဝန်းအစုံကမျက်လာတစ်ချက်ပင်အကြည့်မှာတော့သားလေးလာပြေကပကတ်ထဲမှာသူ့ညီမလေးကိုမျက်လုံးဝိုင်းနေနဲ့ငုတ်ကြည့်နေရကိုသူတွေ့လိုက်ရလေသူကချစ်တဲ့ဇနီးကိုထွေးဘက်ကချစ်တဲ့သမီးယတနာလေးများချင်းလှမ်းကြည့်သူ့ရင်ကအတိုင်းမသိကြည်နူးတာရချမ်းမြေ့ပျော်ရွှင်ခြင်းများနဲ့လှမ်းပြည့်နေပါတော့တယ်ပရိသတ်များအခုနားဆင်ကြရတဲ့ဇာတ်လမ်းလေးကတော့စာရေးဆရာစောပြည့်ချမ်းသာရေးသားထားရင်သူ့ကောင်မှချစ်မိပါသည်ဆိုရယ်ဝိတုဇာတ်လမ်းလေးပဲဖြစ်ပါတယ်နောက်ရက်တွေမှာလည်းဝိတုဇာတ်လမ်းကောင်းလေးတွေကိုတင်ဆက်ပေးအောင်ပါဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်နားဆင်အားပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်